ကျွန်တော်ပြန်ပြီးအသက်ဝင်လာတဲ့အချိန်မှာအရင်ဆုံးလုပ်လိုက်တာကငွေသားသိန်းပေါင်းများစွာအကုန်ကျခံပြီးကျွန်တော်သူငယ်ချင်းတွေရဲ့အကြောင်းရဲ့အလားဆုံးကောင်မလေးရဲ့ကိုခေါ်ပြီးတက်တူးထိုးဖို့ပဲကျွန်တော်သူငယ်ချင်းရဲ့ဘက်ဘက်လက်မောင်းမှာနှစ်သားလေးနဲ့စာညာဘက်လက်မောင်းမှာတော့အာလန်ရှန်ရှန်ကျန်းကျုံးကိုထိုးခိုင်းလိုက်တဲ့အကြောင်းသူလေးကိုတော့အိုးထက်ကောင်းကင်ကနှစ်သမီးပုံစံထိုးခိုင်းပြီးကျွန်တော်ရဲ့ရင်ဘက်မှာတော့ပန်ကူကဘာဦးပြီးလူပုံနောက်ကျောမှာတော့ငကားကိုကောင်ဆွဲတဲ့ခေါင်းတလားပုံပဲချအေးထောက်မှာတုံးဝမ်းထိုင်းကြီးနဲ့ညာခြေထောက်မှာတော့မြောင်မင်းစုံဦးခုံးပုံတွေကိုထိုးလိုက်တဲ့အဲ့ဒီအပြင်ငွေသားတန်း300ရဖို့အတွက်တောင်းတဲ့ထဲကစွန့်ပစ်ထားတဲ့လေချောင်းရံကာကွယ်ရေးကူကြီးကိုပါပေါင်ထားပြီးဝယ်လိုက်သေးတယ်လူတိုင်းကကျွန်တော်ကိုပိုက်ဆံဖြုံးတဲ့အယူလို့လောင်ပြောင်နေကြပေမဲ့နောက်20ရက်နေရင်ကဘာပြတ်တော့မယ်ဆိုတာကိုတော့ဘယ်သူမှမသိကြဘူးလေအဲ့ဒီအခါကျရင်ကဘာတုံးကအပင်တွေတွေးဆန်တွေကယူတော့တယ်လို့ပြောင်းလဲကုန်မှာအိမ်မွေးတွေးဆန်လေးတွေကတွေးစားတဲ့သားရဲတွေချစ်လာမယ်လမ်းအပေးကအပင်တွေကလည်းလူတွေကိုဖက်ဆွဲစားမဲ့ဆက်တွေချစ်လာမယ်လူသားတွေဆိုတာလည်းအစားအစာကွင်းဆက်ရဲ့ထိတ်ဆုံးကနေအောက်ခြေကိုချက်ချင်းပြုတ်ကျသွားမှာပဲတက်တူးထိုးထားတဲ့သူတွေပဲဒီထူးခြားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ပြီးနိုးထလာနိုင်မှာအခုဆိုရင်ညီရဲတဲ့လာမင်းကြီးပေါ်လာဖို့20ရက်ပဲလို့တော့တယ်ကျွန်တော်လုံးဝမတွေဝေတော့ပဲကျွန်တော်ရဲ့ပုဂ္ဂလိကရှေ့နေစီဖုံးဆက်လိုက်တဲ့ရှေ့နေကျန်းရည်ကျွန်တော်နာမည်ပေါင်းနဲ့ရှိသမျှ share တွေအင်ဂျင်မြေတွေကားကောင်းတွေကိုနိုင်ငံတကာမြေအောင်ငွေကြေးဈေးကွက်မှာအကုန်ပေါင်ခံလိုက်ပါဟုတ်တဲ့အကုန်ပဲကျွန်တော်ငွေသားပဲလိုချင်တာဈေးရမ်းလျော့ပြီးအရှုံးခံရရင်တော့မှ24နာရီအတွင်းကျွန်တော်ကောင်းရဲကိုငွေသားတန်း300ရောက်နေရမယ်ဖုံးချပြီးတာနဲ့နောက်ထပ်နံပါတ်2ခုကိုထပ်ခေါ်လိုက်တဲ့တနာရီဝက်လောက်ကြာတော့ကျန်းကျုံမျိုးရဲ့အလုံးကြုံဆုံးမြောက်တဲ့တူးဆိုင်မှာကျွန်တော်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဝါတို့နဲ့အကြောင်းရဲ့အေးဆက်ဆက်အလှမယ်ကျန်းရှင်းကြီးတို့ကိုကျွန်တော်ဆွဲခေါ်လာခဲ့တယ်သူတို့ကတော့ဘာဖြစ်နေတာလဲဆိုတဲ့မျက်နှာပေးနဲ့ကြောင်တောင်ဖြစ်နေကြတယ်လီကောမင်းအယူထပ်နေတာလားအင်ဂျင်မြေတွေအကုန်ပေါင်ခံပြီးငါတို့ကိုတက်တူးထိုးဖို့ခေါ်လာတာလားချင်းလဲမင်းဘာလုပ်နေတာလဲမင်းကလေးစော်ယူဆိုတဲ့မိန်းမနဲ့လမ်းခွဲလိုက်ရလို့စိတ်ထိခိုက်သွားတာမျိုးဆိုရင်တော့ကိုဒီလောက်ထိဒုက္ခမပေးပါနဲ့ဗျာကျွန်တော်သူတို့ကိုကြည့်ပြီးအရင်ကနဲ့မတူပဲအရန်ကိုလေးနဲ့တဲ့လေတန်နဲ့ပြောလိုက်တယ်စိတ်အေးထားချင်းအေးတို့အခုအချိန်မှာအသေးစိတ်ရှင်းပြဖို့အချိန်မရှိတော့ဘူးခင်ဗျားတို့ကျွန်တော်ကိုယုံကြည်သေးတယ်ဆိုရင်ဒီနေ့တော့ကျွန်တော်ပြောတဲ့အတိုင်းပဲလုပ်ပေးပါကျွန်တော်ရဲ့အရင်ကနဲ့မတူပဲတီကြီးလုံးနေတဲ့အကြည့်တွေကိုမြင်တော့သူတို့နှစ်ယောက်နောက်ဆုံးမှာတော့သွားကြိုက်ပြီးခေါင်းငိမ့်လိုက်ကြတယ်ကျွန်တော်လက်ကြည့်လိုက်ပြီးတက်တူးဆိုင်ထဲကမျက်နှာကြောတင်းတင်းနဲ့ဆရာကြီးစီကိုသွားတာစက်သိန်း100ပါတဲ့ဘန်ကတ်ကိုစားပွဲပေါ်ပြစ်တင်လိုက်ပြီးဆရာကြီးရဲ့အလုပ်ကြီးတစ်ခုလုပ်ပေးရမယ်လို့ပြောလိုက်တယ်ပြီးတော့ရှူးကျင်အေးကိုလက်ညှိုးထိုးပြပြီးကျွန်တော်ညီလေးရဲ့ဘက်ဘက်လက်မှာနှစ်သားလေးပုံညာဘက်လက်မှာအဲရန်ရှန့်စင်ကျွင်းပုံထိုးပေးပါဗျာပြီးတော့ကျက်ရှင်အေးဘက်ကိုလက်ကြည့်ပြီးသူ့ရဲ့ကြောပြင်တစ်ခုလုံးမှာကိုရနဲ့သမီးပုံထိုးပေးဖို့ပြောလိုက်တယ်ကျက်ရှင်အေးကအန်တာသွားပြီးသူရဲ့အေးဆက်ဆက်မျက်ဝန်းတွေထဲမှာရှုပ်ထွေးရဲ့ခံစားချက်တွေဖြတ်ပြေးသွားတယ်ဘာလဲကျွန်တော်ကခင်ဗျားအတွက်ဆုံးဖြတ်ချက်ချပေးဖို့ဘယ်တော့မှခွင့်ပြုချက်ပေးလိုက်လို့လဲကျွန်တော်သူ့ကိုကြည့်ပြီးလေတံကိုနင်းနေလျှော့ကဒီတဘဝမှာခင်ဗျားကိုကျွန်တော်ထပ်ပြီးအသေးမခံနိုင်တော့ဘူးလို့ပြောလိုက်တယ်ကျက်ရှင်အေးရဲ့မျက်လုံးတွေကျဉ်းသွားတယ်ကျွန်တော်ဘာကိုဆိုလိုတာလဲဆိုတာသူနားမလည်ပေမဲ့ကျွန်တော်တော့မှတ်မိနေတယ်ပြီးခဲ့တဲ့ဘဝတုန်းကကျက်ရှင်အေးကကျွန်တော်ကိုကယ်ရင်းနဲ့မူးမမှန်တဲ့ဝက်ကြီးတစ်ကောင်ရဲ့ဆွဲခံရပြီးသူ့တိုက်ထဲပါသွားခဲ့တာလေကျွန်တော်သူ့ကိုသွားရှာတဲ့အချိန်မှာတွေးစိုးနေတဲ့ကျောင်းဝတ်စုံတစ်ပိုင်းပဲကျန်တော့တယ်ဒီဘဝမှာတော့သူ့ကိုအကောင်းဆုံးကာကွယ်ပေးသွားမယ်တတူးဆရာကြီးကမျက်ခုံးပစ်လိုက်ပြီးဘန်ကတ်ကိုယူလိုက်ကခင်များအတွက်ကောလို့မေးတယ်ကျွန်တော်အင်ဂျီချွတ်လိုက်ပြီးကြွက်သားတွေအထင်းသားပေါ်လာအောင်ပြလိုက်ကစကားတစ်လုံးချင်းစီကိုဖြည်းဖြည်းချင်းပြောလိုက်တယ်ကျွန်တော်အတွက်ကတော့ရင်ဘက်မှာပန်ကူကဘာဦးပုံကြောကုန်းမှာငကားကိုကောင်နဲ့တမလွန်ကောင်းတလားပုံတစ်ချေတောက်မှာတုံးဝမ်းထိုင်းကြီးပုံနဲ့ညာချေတောက်မှာမြောင်မင်းကြီးစိုးဦးကောင်းပုံထိုးပေးပါအိုကြီးဆရာကြီးလက်ထဲကတတူးထိုးဆက်ကမြေကြီးပေါ်ပြုတ်ကျသွားပြီးကျွန်တော်ကိုအယူတယောက်လိုကြည့်နေတယ်ဟေ့ကောင်မင်းအသက်မလို့ချင်းတော့ဘူးလားပန်ကူနဲ့မင်းကဘာဦးစဖန်ဆင်းတာတော့မှတားမြစ်ထားတဲ့ကန်စာရာဖြစ်နေတာကိုမင်းကကိုကောင်မြေနကတင်နဲ့ဆွဲပုံကိုထပ်ထိုးမလို့လားအဲ့ဒါကတာမန်တနာရီလားတင်ကြီးတဲ့မျိုးမဟုတ်ဘူးတတဝါမန်တမျှကိုဖျက်ဆီးပစ်နိုင်တဲ့တားမြစ်ထားတဲ့အစီရင်ပဲကွာလို့သူကပြောတယ်ကျွန်တော်ကအေးဆက်ဆက်ပြုံးလိုက်ပြီးပိုက်ဆံထပ်ပေးမယ်30သိန်းမလောက်ဘူးမလားကျွန်တော်နာ30သိန်းပေးမယ်ဆရာကြီးကိုယ်တိုင်ပဲထိုးပေးရမယ်ကျန်တဲ့လူတွေကအခုပဲလုပ်ပေး9ရက်အတွင်းပြီးကိုပြီးရမယ်လို့ပြောလိုက်တော့ဆရာကြီးမျက်နှာပြတ်သွားတယ်9ရက်ဟုတ်လားမင်းအယူပဲဒီလောက်ကျဲတဲ့ပုံကို9ရက်နဲ့ဘယ်လိုလုပ်ပြီးနိုင်မှာလဲလို့သူကပြန်မေးတယ်ကျွန်တော်လည်းရင်ဘက်ထဲကစင်းတစ်ခုကိုထုတ်ပြီးစားပွဲပေါ်ပြစ်တင်လိုက်တယ်စစ်တုံးအမြန်ကြောက်ကောတားရည်နဲ့တူတဲ့အနာကျက်ပတ်တီးပြီးပါကမာထားတဲ့အကိုက်ခဲပြောက်ဆေးတွေနောက်ပြီးလိုအပ်တဲ့ဆေးဝါးတွေအားလုံးကျွန်တော်စီစဉ်ပြီးဆရာကြီးကထိုးပေးဖို့ပဲလိုတယ်အသက်အန္တရာယ်ကတော့ကျွန်တော်တာဝန်ပဲလို့ပြောလိုက်တယ်ဆရာကြီးကကျွန်တော်ကိုစိုက်ကြည့်နေရင်ခါလောက်တိတ်ဆိတ်သွားပြီးမှနောက်ဆုံးတော့သူကုန်းပြီးတက်တူးဆက်ကိုကောက်လိုက်တဲ့အတန်ကတုံရီနေပြီးကောင်းပြီလေငါတစ်သက်လုံးတက်တူးတွေထိုးလာတာမင်းလောက်ယူတဲ့ကောင်မျိုးမတွေ့ဘူးသေးဘူးဒီအလုပ်ကိုငါလက်ခံလိုက်ပြီးလို့ပြောတယ်3ရက်ကြာတော့ကျန်းကျုံမျိုးရဲ့စင်ကြေဖုံးတော်နဲ့ထဲမှာရှိတဲ့နတ်မောင်နဲ့ကြောက်တုံးလို့အမိပေးထားတဲ့စွန့်ပစ်ထားတဲ့မြေအောက်စခန်းတစ်ခုစီရောက်သွားတယ်ဒီနေရာကအပေါ်ရန်ကြည့်ရင်အေးဆက်ဆက်စစ်ပွဲကာလကကြံခဲ့ရဲ့လေချောင်းရန်ကာကွယ်ရေးစခန်းလို့ထင်ရပေမဲ့နောက်ပိုင်းမှာအကျဉ်းသားတွေကိုထိမ့်သိမ့်တဲ့ထောင်ဖြစ်ပြောင်းလဲလိုက်တယ်ဒါပေမဲ့ကျွန်တော်သိထားတာကတော့ဒါဟာအရင်ခေတ်ကတည်းကတင်းစိထားတဲ့မြေအောက်ကိုကဲရေးဌာနချုပ်ဖြစ်ပြီးအဓိကအဆောက်အုံစွမ်းအင်တွင်လေဝင်လေထွက်ပိုက်လိုင်းတွေနဲ့ရေလောင်စနစ်တွေအကုန်လုံးရှိနေသေးတာပဲအကုန်လုံးကအခုထိရှိနေတော့မှာပဲကျွန်တော်ပိုက်ဆံသုံးပြီးလှုပ်ချင်တာကတော်ကြီးမြက်မြေမှာအစ်စ်ပြန်တိဆောက်ဖို့မဟုတ်ဘူးရှိပြီးသားတွေကိုပြန်နှိုးဆိုပြီးပိုခိုင်ကက်အောင်လုပ်ဖို့နဲ့လက်နက်စနစ်တွေကိုပြည့်စုံအောင်ဖြည့်ဆွတ်ဖို့ပဲဒီ3ရက်အတွင်းမှာကျွန်တော်ကိုယ်တိုင်တစ်ခါပဲအမောင်ဈေးတန်းတွေကစခန်းကိုသွားခဲ့ရတယ်စာချုပ်တွေချုပ်အဆောက်အုံပုံစံတွေပြောင်းစွမ်းအင်တွေနဲ့လေဝင်လေထွက်စနစ်တွေအကောင့်တိုင်းရှိသေးလားဆိုတာစစ်ဆေးဖို့အတွက်ပါကျန်တဲ့ကိစ္စတွေကိုတော့ရှိနေတွေနဲ့ဆောက်လုပ်ရေးဖွဲ့စီအကုန်အထားလိုက်တယ်ဘာလို့လဲဆိုတော့တကယ်ချင်းကုန်တာကစခန်းကိုဝယ်တာမဟုတ်ပဲကျွန်တော်ကိုဘောကဒီတားမြစ်ထားတဲ့တက်တူးပုံလေးခုအတွက်ပဲဖြစ်နေလို့ပါဒီလိုလူသူအရောက်ပေါက်နေတဲ့နေရာပြက်ကြီးကိုတန်း30လောက်ပေးပြီးဝယ်မာတေချာလို့လားလို့အင်ချန်မြေကျိုးဆောင်ကနဖူးကချွေးတွေကိုတုပ်ရင်းနဲ့အကြောင်းစိုးမျိုးမှာနမေကြီးရဲ့ဖြစ်စည်းသူကျွန်တော်ကိုမင်းနေတယ်ဝေယုံတင်မကဘူးကျွန်တော်အစ်စ်ပြန်ပြင်မှာကျွန်တော်လည်းဘာမှမတွန့်ဆုတ်ပဲစာချုပ်ပေါ်မှာလက်မှတ်ထိုးလိုက်တယ်ပြီးတော့နိုင်ငံလုံးမှာအတော်ဆုံးဖြစ်တဲ့လုံခြုံရေးနဲ့စောက်လုပ်ရေးအဖွဲ့ကိုဆက်သွယ်ပေးပါဒီနေရာကို10ရက်အတွင်းမှာရင်ကောင်းတကောင်တောင်ဝင်လို့မရတဲ့ကဘာပြက်ရင်ခိုလုံရမယ့်ခံတက်ကြီးဖြစ်အောင်လုပ်ပေးရမယ်9မီတာမြင့်နဲ့စစ်တုံးတိုက်တွေနီးရန်အကာအရန်တွေပောက်ကွဲမှုတန်ခံနိုင်တဲ့တန်ချိန်တန်းနဲ့ချီတဲ့တကားကြီးတွေအကောင်းဆုံးဂေဟစနစ်တန်တရားလဲမှုစနစ်တွေနောက်ပြီးမြေအောက်မှာပိတ်လောင်ထားတဲ့စွမ်းအင်ရင်းမြစ်တွေကိုပါအကုန်လုံးပြန်ပြင်ပြီးနှုတ်ဆွပေးရမယ်ကျွန်တော်ငွေသားတန်းကိုထုတ်ပေးပြီး10ရက်အတွင်းအကုန်ခံပြီးလုပ်ခိုင်းလိုက်
လိုက်တယ်ပိုက်ဆံကိစ္စကပြဿနာမဟုတ်ဘူးလောက်ခကိုသုံးစပေးမယ်24နာရီမနာတဲ့အလုပ်လုပ်ပေးရမယ်ကျွန်တော်ရဲ့အမိန့်တွေထွက်လာတာနဲ့တပြိုင်နက်ကျောင်းစုံမျိုးရဲ့စောက်လုပ်ရေးလောကတစ်ခုလုံးတုံးလုပ်သွားတော့တယ်အခုတော့ကျွန်တော်အပေါ်အင်ဂျီချွတ်ထားပြီးတက်တူးဆိုင်ကြီးရဲ့အနက်ဆိုင်ဆုံးအခန်းထဲမှာထိုင်နေတဲ့မိအောင်မိန်မိန်အောက်မှာနေရန်ဘောကကြောက်စရာကောင်းတဲ့တက်တူးပုံချမ်းတွေကခုပြီးတစ်ခုပေါ်နေတဲ့လေထဲမှာလဲပိုးသက်စေးနဲ့တက်တူးမင်နဲ့တွေရောရှက်နေတဲ့တက်တူးဆရာကြီးကကိုရိုင်းအကင်ပြီးထိုးပေးနေတယ်လို့နောက်ထပ်3ယောက်ကလည်းကျွန်တော်တပည့်လေးကဘေးနားကနေအယောင်ဆက်ပေးတာကောက်ချောင်းဆွဲတာနဲ့မမျက်နှာပြင်တွေကိုတုပ်ပေးနေပါတယ်ကျွန်တော်ကြောကုန်းမှာထိုးထားတဲ့ကိုးကောင်တော်ဝင်ငကားမှာပထမဆုံးမေးအောင်ငကားရဲ့ပုံစံကတော့ထွက်လာပြီးဒါပေမဲ့ငကားမျက်လုံးကိုမထည့်ရသေးတာတော့မှတမျိုးကြီးကိုဖိအားပေးထားတယ်လို့ခံစားရတယ်ဗျာရှေ့ဆောင်တော်ကတော့ဘေးနားမှာထိုင်ပြီးသူ့ရဲ့ဘယ်ဘက်လက်မောင်းကပုံစံထွက်လာတဲ့တက်တူးကြောင့်နာလုံးလို့မျက်နှာကြီးရှုံးမဲ့နေရတဲ့ကျက်ရှင်ကြီးကတော့ဘေးကန်းကတက်တူးထိုးတဲ့နေရာမှာအမျိုးသမီးတက်တူးဆရာမစီကနေကိုခုမြောင်းတဲ့သမီးပုံစံရဲ့အသေးစိတ်ချက်လက်တွေကိုဆက်ပြီးထိုးနေပါတယ်ကျွန်တော်ဖုန်းကိုဘေးနားမှာချထားတာဖန်သားပြင်ပေါ်မှာကြောက်စင်းရောက်တဲ့သူတွေပွဲစားတွေဆောက်လုပ်ရေးဖွဲ့တွေပစ္စည်းပေးသွင်းတဲ့သူတွေစီကစားတွေကတရားဆက်တက်လာတဲ့တစ်ဖက်ကအဖျားနဲ့အရေးပြားကိုထိုးဆိုင်နေတဲ့နာကျင်မှုတွေကိုတီးခံရင်းနဲ့ပဲနောက်တစ်ဖက်ကနေအဝေးကနေအမိတ်ပေးနေရတာဟဲရွှေတတူတွင်အခြေစိုက်စခန်းကိုပြုပြင်မွမ်းမံတာတွေကလည်းတပြိုင်နက်တည်းလုံးနေရတာဆိုတော့တက်တူးထိုးတဲ့ကိစ္စရောကဘာပြည့်ရင်ခိုးလာအုံဖို့တိဆောက်ထားတဲ့ခံတက်ကိစ္စရောဘယ်တစ်ခုမှရော့တွက်လို့မရဘူးကျွန်တော်ဖုန်းကိုလက်နဲ့ပုတ်ပြီးကြည့်လိုက်တော့သတင်းကြောင်းရာတစ်ခုတက်လာတယ်အန်သားစရာပဲသူထေးသားချင်းရဲ့ကပိုင်ဆိုင်သမျှအကုန်ရောင်းချပြီးတောနဲ့ထဲကစွန့်ပစ်ထားတဲ့အချင်းထောင်ကိုတွားဝယ်လိုက်တယ်ကျွန်တော်လည်း live link နဲ့ software ကိုဖွင့်ပြီးမြို့ရင်းမှာလူကြည့်များဆုံးနံပါတ် live link ကန်နဲ့ဝင်ကြည့်လိုက်တော့ကျွန်တော်ရဲ့ရန်သူတော်ကြီးကျန်းကျုံမျိုးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့တားဖြစ်သူရှုရွှေဖြစ်နေတဲ့ live ထဲမှာတော့ရှုရွှေကမြို့လေကောင်ကစိန်ခံပြီးလာထဲမှာထိုင်ပြီးဝိုင်းခွက်ကိုလုတ်ခါရင်အော်ဟစ်ပြီးရေမောနေတဲ့ချင်းရဲ့ဆိုတဲ့ကောင်ဘာဖြစ်သွားတာလဲစိတ်ရောဂါများရသွားတာလားရှုသခင်လေးရေကျွန်မကတော့သူကစိတ်မနှက်နဲ့သူမန်းချင်းကြပေါက်ကလေးကတီးပြီးသားပါအချိန်မီသူ့ကိုဆုံးခွာပြီးရှုသခင်လေးစီကိုပြေးလာခဲ့တာပေါ့ကြားလာတော့သူကချက်ချင်းကြီးဆိုတဲ့မောက်မာတဲ့မိန်းကလေးကိုပါခေါ်သွားပြီးလူမိုက်ကောင်းတဲ့သူတွေထိုးခိုင်းနေတဲ့တကယ်ပဲရဲချင်းစရာကောင်းလိုက်တာကင်မရာကရွှေ့သွားပြီးတော့အမေစာအိုယူချင်းရဲ့ခါးကြားထဲမှာစိမ့်လက်နဲ့ပန်းနီအောင်ကိုင်းခတ်လေးတစ်ချက်ထွက်နေတာကိုကျွန်တော်မြင်လိုက်ရတယ်တွေးလိုမျိုးတောက်ပတ်ပြီးတော့ဆွဲဆောင်မှုရှိနေတာပဲကျွန်တော်တစ်ချက်ကြည့်လိုက်ပြီးအကြည့်တွေအိတ်ဆက်သွားတယ်ဒါကဟိုဘက်ကန်းကပန်းပဲအရင်ဘဝကစာအိုယူချင်းမှာဒီလိုတက်တူးမျိုးမရှိခဲ့ဘူးဒီဘဝမှာတော့ရှူရွေကိုအလိုလိုက်ဖို့အတွက်တူတော်လေးကိုစူးစမ်းထားပုံပဲရှူရွေကတော့ယူမိုက်မိုက်နဲ့ကင်မရာရှေ့မှာအော်ဟစ်နေရဲ့မိသားစုဝင်တို့ရေဘသူတွေနားလဲပေးနိုင်မလဲချင်းလဲကပိုက်ဆံတွေကိုထောင်းတဲ့ထဲကမိုင်းတွင်းထဲမှာရင်းနှီးမြုပ်နှံရုံတင်မကပဲစူပါမားကတ်ကြီးတွေမှာလဲငွေတန်းကျော်လောက်အထိအကုန်ခံပြီးဝက်သားတွေဆန်တွေအများကြီးဝယ်ထားသေးတယ်အဲ့ဒီထဲမှာတစ်သက်လုံးနေသွားဖို့ပြင်ဆင်နေတာလေတဲ့ live နဲ့နေရာမှာကွန်မန့်တွေကတော့ချက်ချင်းကိုပောက်ကွဲသွားတာပဲဟာကွာဆင်းရဲတာကငါရဲ့စိတ်ကူးညံကိုတောင်ကန့်တက်ထားတယ်လို့ပဲချမ်းသာတဲ့သူတွေရဲ့စိတ်နေထားကဒီလောက်တောင်ရှေ့ရောက်နေကြတာလားချက်ချင်းလေးကငါတို့ရဲ့အသေးဆွဲနဲ့သမီးလေးပါသူနဲ့အတူတူလေကိုချင်းထဲမှာသွားနေရမှာလားစစ်ဆေးပြီးချင်းလက်ဦးနောက်ထဲရေဝင်နေတာတေချာတယ်တိုက်ရိုက်စိတ်ချမ်းမာရေးစေးုံပို့လိုက်ဖို့ပဲကောင်းတယ်အင်တာနက်ပေါ်မှာပလူပြန်နေတဲ့ဝေဖန်ခဲ့ရမှုတွေနဲ့ဆဲဆိုတန်တွေကိုကြည့်ပြီးတော့ရှူရှောင်းတောင်ဒေါသထွက်ပြီးတကိုယ်လုံးတုံကြီးနေတဲ့အကိုလည်းအဲ့ဒီကောင်ရှူရွေဆိုတဲ့ငနေကအွန်လိုင်းမှာလူတွေကိုလှုံ့ဆော်ပြီးအကိုကိုတိုက်ခိုက်နေတာကျွန်တော်ခုပဲသွားပြီးသူနဲ့ရှင်းလိုက်တော့မယ်သူ့ကို view ဆိုင်မနေပါနဲ့ကျွန်တော်ရေပြားကိုထိုးဖောက်နေတဲ့အဖျားရဲ့နာကျင်မှုကိုခံစားရင်းနဲ့မျက်နှာပြင်ပေါ်ကရှူရွေရဲ့မောက်မာတဲ့မျက်နှာကိုကြည့်ပြီးတော့စိတ်အေးပဲနေလိုက်တဲ့အခုတော့သူခုံပေါက်နေပါစေဦးနောက်ကြရင်တော့သူအသေးချာကိုငွေရလိမ့်မယ်ရှောင်းတောင်ပစ္စည်းတွေထဲလာတဲ့ကားတန်းကိုဆက်ပြီးတော့စောင့်ကြည့်နေဦးငါတို့ရဲ့ကဘာပြက်ကခိုးလုံရစခန်းမှာဘာမှရင်မှုမှမဖြစ်စေရဘူးငါပြန်လည်မွေးဖွားလာတာ9ရက်တောင်ရှိသွားပြီဒီ9ရက်အတွင်းမှာငါဒီမြေအောက်ခန်းထဲကနေတလက်မှမထွက်တော့ပဲအလုံးကိုထူးဆန်းတဲ့ဂူဘူးဆရာကြီးကသူ့တပည့်3ယောက်ကိုအလဲကျခိုင်းထားတာလေနေ့ဘက်မှာမြင်းချောင်းတွေဆွဲညဘက်ကြတော့အယောင်တင်မိုးလင်းခါနီးရင်လည်းအပြင်စင်လေးတွေပြင်းနဲ့တော်တော်လေးအလုံးရှုံနေကြတာပေါ့အလုပ်ပြီးမြောက်ဖို့ဆိုပြီးကျွန်တော်လည်းတခြားနဲ့လည်းမရှိတော့တဲ့အစုံအမေးအောင်ဈေးကွက်ထဲကနေစစ်တပ်3အဆင့်မြင့်ကြောက်စင်းကျယ်တွေနဲ့အသားအရည်ပြန်လဲကောင်းမွန်စေရဲ့ပစ္စည်းတွေကိုတောင်ဝယ်ခိုင်းလိုက်ရတဲ့တက်တူးတစ်ခုပြီးတိုင်းအဲ့ဒီကြောက်စင်းကျယ်နဲ့ချက်ချင်းအုပ်ပေးထားရတာမဟုတ်ရင်ဒီလောက်ပြင်းထန်တဲ့အလုပ်မျိုးကိုကျွန်တော်အသားအရည်ကဘလို့မှခံနိုင်မှာမဟုတ်ဘူးလေ9ရက်မြောက်နေ့ညနေပိုင်းမှာတော့ဂူဘူးရဲ့အထဲဆုံးခန်းထဲမှာတက်တူးဆက်တန်တွေတိတ်သွားပါတော့တယ်ရှူဆောင်တောက်ရဲ့နှစ်ဖျားတက်တူးတွေက2ရက်လောက်ကတည်းကပြီးနေပြီးကျက်ရှင်ကြီးရဲ့နှစ်သမီးတက်တူးကလည်းမနေ့ကပဲနောက်ဆုံးချက်လက်တွေပြီးသွားခဲ့တာကျွန်တော်ကိုပေါ်မှာတော့တားမြစ်ထားတဲ့ထိတ်တန်းတက်တူးကြီးလေးခုလုံးအပြည့်စုံပြီးသွားပြီပေါ့ရင်ဘက်မှာပန်းကူနဲ့ဖျားကြောပြင်မှာငကားကိုကောင်နဲ့ခေါင်းတလားဘဘက်ခြေတောက်မှာတုံးဝမ်းထိုင်းညာဘက်ခြေတောက်မှာတော့မြောင်မင်းကြီးစုံဦးခုံးပေါ့ဂူဘူးဆရာကြီးကသူ့မျက်မှန်ကိုချုပ်ပြီးကျွန်တော်ကိုပေါ်ကတက်တူးတွေကိုကြည့်လိုက်ရင်တပြင်းတစ်ချက်ရှိရှိကြီးချလိုက်တယ်ပြီးပြီဗျာကိုရင်ဆောင်ရီကျွန်တော်တစ်သက်လုံးတက်တူးထိုးလာတာဒီလောက်ကြီးမားတဲ့အလုံးမျိုးတစ်ခါမှမလုပ်ဘူးပန်းကူနဲ့ဖျားငကားကိုကောင်နဲ့ခေါင်းတလားတုံးဝမ်းထိုင်းနဲ့မြောင်မင်းကြီးဓာတွေကိုပြောနေစရာတော့မလိုဘူးဒီတက်တူးစုဝေးကတမျိုးလုံးမှာဘယ်သူမှကျွန်တော်ဂူဘူးထက်တာအောင်မလုပ်နိုင်ဘူးဆိုတာအာမခံတယ်ကျွန်တော်တက်တူးထိုးတဲ့ကုတင်ပေါ်ကနေထိုင်လိုက်တော့မှန်ထဲမှာတားမြစ်ထားတဲ့ထိတ်တန်းတက်တူးကြီးလေးခုကကျွန်တော်ရင်ဘတ်ကြောပြင်းနဲ့ခြေထောက်တွေကိုဖုံးလွှမ်းနေတာကိုမြင်လိုက်ရတဲ့မြင်းချောင်းတိုင်းကထက်မြက်ပြီးရဲရင်ပြတ်သားနေတယ်လို့ပဲအထူးသဖြင့်ကြောပြင်းကငကားကိုကောင်နဲ့ခေါင်းတလားပုံကအသက်ဝင်လုံးနဲ့ကြောလုံးနှစ်ဖက်ကနေငကားနဲ့ရောင်ကိုကောင်ကဝဲပြန်တက်လာပြီးငကားကြီးကုန်တွေကလည်းထက်နဲ့လှပနေတယ်လို့ငကားမီကိုချောင်းကလည်းအလဲမှာစုံမက်ဖြစ်နေတာလေဟိုချက်မတဲ့တဲ့မှာတော့ရှေးဟောင်းနဲ့ရောင်ကောင်းတလားကြီးကိုအသေးချဆွဲပြီးတော့တင်ထားတဲ့အဲ့ဒီခေါင်းတလားပေါ်မှာဆိုရင်လည်းသွေးရောင်ကျဲထားတဲ့တန်ကြိုးတွေကရစ်ပတ်နေတာပဲတကယ်တမ်းကျတော့ဒါကတက်တူးတာလေးပါဆိုရင်မဲ့ကြီးလိုက်တာနဲ့တင်ရင်ထဲမှာတမျိုးကြီးဖြစ်ပြီးတော့အသက်ရှူရတာတောင်တက်လာတယ်လို့ခံစားရတဲ့ရှေ့ဆောင်တော့ကကျွန်တော်ကိုတစ်ပတ်လောက်ပဲကြည့်ပြီးတော့တနွေးကိုခက်ခဲမျိုးချလိုက်တဲ့ကိုကြီးရီဒီဟာကတော့တော်တော်လေးကျန်းတာပဲကျွန်တော်သာကိုယ်တိုင်ကိုကြထိုင်ကြည့်ပြီးတော့တက်တူးထိုးထားတာမဟုတ်ရင်တော့ညဘက်ကျရင်ဒီဟာကြီးကသူ့လိုလှုပ်ရှားလာမလားလို့တောင်ထင်မိမှာပဲတဲ့ကျွန်တော်အင်ဂျီကိုပြန်ဝတ်လိုက်ပြီးတော့ခနာကိုပေါ်ကပုံရိပ်တွေကိုဖုံးလိုက်တဲ့အခုလောလောဆယ်မှာတော့သူတို့ကတက်တူးတက်ပဲရှိသေးတာပါဒါပေမဲ့သွေးရောင်လာပြညဆက်ရောက်လာတဲ့အခါမှာတော့သူတို့ကတကယ်ကိုအသက်ဝင်လာကြတော့မှရှေ့ဆောင်တော့ကနားမလဲတယ်လို့နဲ့သွေးရောင်လာပြဆိုတာဘာ
ဘာကိုပြောတာလဲလို့မေးတယ်ကျွန်တော်ကချက်ချင်းကြီးပြန်မရှင်းပြသေးပဲဖုန်းကိုထုတ်ပြီးအချိန်ကိုတစ်ချက်ကြည့်လိုက်သွေးရောင်လာပြီးရောက်ဖို့အတွက်နောက်ထပ်10နှစ်ရက်ပဲလိုတော့တယ်တွားကြစို့မောင်ကိုဈေးကွက်အခြေစိုက်စခန်းကိုတွားရမယ်ကျွန်တော်တို့ရဲ့ကဘာပြက်ကခိုးလုံးရခံတက်ကြီးဘလောက်ထိအဆင်သင့်ဖြစ်နေပြီလဲဆိုတာတွားစစ်စေရအောင်မယ်2နာရီကြာပြီးတဲ့နောက်မှာတော့ကျန်းကျုံမြို့ရဲ့အဝေးကြီးမှာရှိတဲ့တောတောင်တွေရဲ့ကဟဲရှဲဆိုတဲ့နမီဝက်နဲ့မြေအောက်ခြေစိုက်စခန်းကိုရောက်လာခဲ့တယ်အခုဆိုရင်အဲ့ဒီနေရာကိုအတော်လေးကိုပြင်ဆင်ပြီးသွားပြီမြေအောက်လေဝင်လေထွက်စနစ်စွမ်းအင်ဌာနချုပ်နဲ့ဒီဟာစနစ်ပြန်လဲပဲရေးစနစ်တွေအကုန်လုံးကိုလည်းပြန်ပြီးတော့စတင်ထားပြီးနောက်10နှစ်ရက်တာကာလအတွင်းမှာတော့ကျွန်တော်တမိနစ်တောင်မှအနားမယူနိုင်ခဲ့ဘူးနေပဲဆိုရင်ဟဲရှဲစခန်းရဲ့နောက်ဆုံးပြင်ဆင်မှုတွေကိုကိုယ်တိုင်ကိုကြကြီးကြရတယ်ညဘက်ကြတော့လည်းပြန်လဲမွေးဖွားလာတဲ့စွမ်းအားတွေကိုသုံးပြီးတော့ဓာတ်မြစ်ထားတဲ့တတူးကြီးလေးခုရဲ့အနေအရေတွေကိုပြန်ပြီးတော့ဖိနှိပ်ထားရတဲ့ကားတွေတစ်စီးပြီးတစ်စီးအခြေစိုက်စခန်းတွေကိုကုန်ပစ္စည်းတွေတင်ပြီးတော့ဝင်လာကြဒဲဆန်တွေမုံညက်တွေအသားအေးခဲတွေစီတိုဖူးတွေတောက်ရည်တန့်တွေဆေးဝါးတွေဒီဇယ်စီတွေတောင်တက်ကားကြီးတွေမီးစက်တွေနဲ့စစ်တုံးကအကွယ်ဝတ်စုံတွေအထိဝယ်လို့ရသမျှတော့အသက်ရှင်တန်ရေးပစ္စည်းတွေကိုကျွန်တော်အကုန်လုံးတင်ကြုံပြီးတော့ဝယ်ယူလိုက်တဲ့အပြင်ကလူတွေကတော့ကျွန်တော်ကိုယူနေပြီလို့ထင်နေကြမှာပဲဒါပေမဲ့ဒီကဘာကြီးအတွက်အချိန်သိမ့်မကျန်တော့ဘူးဆိုတာကိုတော့ကျွန်တော်တယောက်တည်းပဲသိတယ်တွေးအောင်လာပြီကဘာပြက်မဲ့ဂျိုနေ့မှာနောက်ဆုံးအုပ်ပစ္စည်းတွေကိုအ내ရောင်ကြောက်တုံးစခန်းထဲကိုပို့ပြီးကိုတောင်ထဲမှာဆိုရင်စံကြုံမှုတောက်ရည်တန်စီတိုဖူးအသားစိမ့်တွေဆေးဝါးတွေဒီဇယ်စီမီးစက်ပိုးတွေနဲ့စစ်တုံးပစ္စည်းတွေအကာအကွယ်ဝတ်စုံတွေကတောင်လိုပုံနေတာပဲမြေအောက်ကိုတောင်သုံးထက်လုံးကပစ္စည်းတွေနဲ့ပြည့်တိတ်နေတာပဲရှုဆောင်တောင်ကကိုတောင်တကားဝမှာရက်ပြီးမျက်လုံးပြူးသားနဲ့ငေးကြည့်နေတဲ့လီကိုကြီးဒီထဲမှာနောက်ဘဝထိတောင်နေဖို့ပြင်ထားတာလားကျက်ရှင်းကြီးကလည်းဒီမြင်ကွင်းကိုကြည့်ပြီးစကားမပြောရဲငြိမ်နေရဲသူကကျွန်တော်ပစ္စည်းတွေအများကြီးစုဆောင်းထားမှန်းကြိုသိထားပေမဲ့တကယ်တမ်းဒီလိုမျိုးအတက်ကယ်ပစ္စည်းတွေပြည့်နေတဲ့မြေအောက်ကိုတောင်ကိုမျက်မြင်ကိုတွေ့မြင်လိုက်ရတဲ့အခါမှာတော့မျက်ခုံးတွေပစ်လိုက်မိတယ်ချင်းလက်မင်းကတကယ်တမ်းကျတော့ဘာတွေကိုကြောက်ပြီးကြိုးပြင်းစင်နေတာလဲကျွန်တော်ချက်ချင်းပြန်မဖြေပဲကိုတောင်လဲကိုလျှောက်သွားပြီးညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲမြေပြင်ကတုံခါသွားပြီးဝုန်းဆိုရဲ့တန်နဲ့အတူသုံးထက်ဆောင်အုံလောက်မြင့်ပြီးတန်ချိန်ထောင်ပေါင်းများစွာရှိတဲ့ပစ္စည်းတွေကမျက်စိတမိတ်အတွင်းမှာတင်လေထဲမှာပျောက်ကွယ်သွားတဲ့ခုနကမှပစ္စည်းတွေနဲ့ပြည့်တိတ်နေတဲ့မြေအောက်ကိုတောင်ကြီးကတစ်စက္ကန့်အတွင်းမှာတင်ဘာမှမရှိတော့ပဲဟာလာဟင်းလင်းဖြစ်သွားတော့တယ်ကျမ်းပြင်ပေါ်မှာလေးလံတဲ့ပစ္စည်းတွေဖိထားခဲ့တဲ့အရာတွေနဲ့လေထဲမှာကျန်ရစ်ခဲ့တဲ့ဒီဇယ်နဲ့စားစရာနဲ့တွေရဲ့ရှိတော့တယ်ရှုဆောင်တောင်တယောက်နေရာမှာတင်ကြောက်ရွံ့လို့တောင်းသွားတယ်သူကမျက်တောင်လေးခတ်လိုက်မျက်စိကိုပုတ်လိုက်လုပ်ပြီးမှကိုတောင်လဲကိုအတင်းပြေးဝင်သွားပြီးဟာလာဟင်းလင်းဖြစ်နေတဲ့ကျမ်းပြင်ကို3ဘက်လောက်ပဲပြေးကြည့်တယ်အမလေးပြသူကကျွန်တော်ဘက်ကိုရုတ်တရက်လက်ကြည့်ပြီးအတန်တွေတောင်တုံးရင်းနေတဲ့လီကိုကြီးပစ္စည်းတွေဘယ်ရောက်သွားတာလဲအဲ့ဒီလောက်ကြီးမားတဲ့ကိုတောင်တွေကပစ္စည်းတွေကဘယ်စီရောက်ကုန်တာလဲကျွန်တော်မျက်စိတစ်ချက်မိတ်လိုက်ဖွင့်လိုက်တာနဲ့တန်ချိန်ထောင်ချီတဲ့ပစ္စည်းတွေပျောက်သွားတာဒါတွေကိုဘလို့များဖျောက်လိုက်တာလဲမင်းကိုပြောရရင်တော့ကျန်းရှင်ရဲ့တုံ့ပြန်မှုကရှူဆောင်တောင်လိုမျိုးအဲ့လောက်ထိအဘဲလက်ဇလန်းဆန်မနေပေမဲ့သူအမြဲတမ်းအေးဆက်ဆက်နဲ့တည်ငြိမ်နေကြမျက်ဝန်းတွေကတော့အခုအချိန်မှာတော့တည်ငြိမ်မှုတွေပျောက်ဆုံးသွားတာသိတာနေတယ်သူကငါရှိကိုဖြည်းဖြည်းချင်းလျှောက်လာပြီးငါရဲ့ညာဘက်လက်ကိုပဲစူးစူးရဲရဲကြည့်နေတာလေမူဆိုးကိုရေဒါကတကယ်ပဲဘလို့ဖြစ်တာလဲငါခဏလောက်တိတ်ဆိတ်နေလိုက်တဲ့အခုချိန်ထိတော့သူတို့ကိုထပ်ပြီးရှို့ဝှက်ထားစရာမလိုတော့ဘူးလေညီမြတ်နဲ့လာမင်းကြီးပေါ်လာဖို့24နာရီတောင်မလိုတော့တဲ့အတွက်သူတို့အမှန်တရားကိုသိထားဖို့လိုအပ်နေပြီးငါဖြည်းဖြည်းချင်းပဲစကားစလိုက်တယ်ဒါကကိုပိုင်အာဃာတနေရာလေးတစ်ခုဖြစ်ပြီးငါခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ထူးခြားတဲ့အပြောင်းလဲတွေနဲ့ဆက်ဆက်နေရလို့ပြောလိုက်တယ်ပြန်လည်မွေးဖွားလာတဲ့အကြောင်းကိုတော့ငါအကုန်လုံးမပြောပြသေးဘူးသူတို့ကိုမယုံတာတော့မဟုတ်ပေမဲ့အခုချိန်မှာအများကြီးပြောပြလိုက်ရင်သူတို့အတွက်စိတ်ဖိစီးမှုတွေပဲပုံများလာမှာစိုးလို့ပါငါဆက်ပြောလိုက်တယ်ဒီနေရာလေးကပစ္စည်းတွေကိုအများကြီးတင်းစိထားလို့ရပြီးအထဲမှာဆိုရင်အချိန်တွေကရက်တက်နေတယ်လို့ပဲအစားအစာတွေထည့်ထားရင်လည်းပုံတော့မှမဟုတ်တယ်လို့ဆေးဝါးတွေကလည်းအစွမ်းကုန်သွားမှာမဟုတ်ဘူးဒီဇယ်စီလက်နက်တွေနဲ့ကြောက်တုံးစွမ်းအင်တွေအထိကိုရေရှိသိမ်းထားလို့ရတယ်လို့ပြောလိုက်တယ်ရှူဆောင်တောင်ကဘာဆက်ဟောင်းသားလေးဖြစ်သွားပြီးတော့မှဒါဆိုရင်မူဆိုးကိုအဲ့လောက်များတဲ့ပစ္စည်းတွေကိုကိုတောင်ထဲမှာစုပုံထားတာမဟုတ်ပဲကိုနဲ့အတူတည်သွားဖို့ပြင်ထားတာပေါ့နော်ဟုတ်တယ်မူဆိုးကိုတကယ်တော့ကျွန်တော်တို့ကိုဘာတွေများရှို့ဝှက်ထားတာလဲမနေ့ဖြန်ညကြရင်ညီမြန်းနဲ့လာမင်းကြီးပေါ်လာလိမ့်မယ်ညီမြန်းနဲ့လာမင်းလားမနေ့ဖြန်ည10နှစ်နာရီတိတိမှာကောင်းကင်ကလာမင်းကြီးကတွေးလိုမျိုးညီရဲသွားလိမ့်မယ်ပြီးတာနဲ့မြေကြီးတွေကနေမြင်းမောင်တွေရဲ့မြူခိုးတွေထွက်လာပြီးကဘာနဲ့ပြားကိုဖုံးလွှမ်းသွားလိမ့်မယ်အဲ့ဒီခါမှာတက်ရှိတတဝါတွေနဲ့အပင်တွေအားလုံးကယူတော့တယ်လို့မျိုးပြောင်းလဲကုန်ပြီးခွေးတွေကြောင်တွေကအစလူတွေကိုစားတဲ့ဘီလူတွေဖြစ်ကုန်ကြလိမ့်မယ်တွေးအောင်လာကဘာကြီးကလူတွေကိုဝါမျိုးပစ်တော့မှနောက်နာရီပိုင်းတွင်းမှာပဲဒီလောကကြီးကအရင်လိုဖြစ်တော့မှမဟုတ်ဘူးလူရင်ကျေးမှုဆိုတာတညရဲနဲ့ပြတ်သုံးသွားလိမ့်မယ်ပတ်ဝန်းကျင်တစ်ခုလုံးကတေလူမျိုးပါတိတ်ဆိတ်နေတဲ့ရှူးဆောင်တောက်ကသူ့နှုတ်ခမ်းတွေကိုလှုပ်လိုက်ပေမဲ့ဒီတစ်ခါတော့သူစနောက်ဖို့အားမထုတ်တော့ဘူးဘာလို့လဲဆိုတော့ခုနကတန်ချိန်ထောင်နဲ့ချီတဲ့ပစ္စည်းတွေလေထဲပြောက်ွယ်သွားတဲ့မြင်ကွင်းကသူ့ရဲ့ပုံမှန်လေးခေါ်ပုံတွေကိုအစအနာမကြံအောင်ဖျက်ဆီးပစ်လိုက်လို့ပဲကျန်ရှင်းကြီးကလည်းဘာမှပြန်မပြောဘဲကျွန်တော်ကိုငင်းကြီးကြည့်နေတယ်တက်တေကဘယ်မှာလဲခုနကခင်များတို့မြင်လိုက်ရတာကတက်တေတစ်ခုပဲလေနောက်ပြီးခင်များတို့ကိုပေါ်ကတတူးတွေကလည်းတက်တေပဲကျန်ရှင်းကြီးကသူ့ကြောပြင်ကိုသူ့လိုငုံကြည့်မိတယ်ကျွန်တော်ကစကားဆက်ပြောတယ်တွေးအောင်လာရဲ့စွမ်းအင်တွေကလူတွေရဲ့ကိုပေါ်ကတတူးတွေကိုနှုတ်ဆွပေးလိုက်မယ်အဲ့ဒီအခါကျရင်တတူးတွေကတကယ်ကိုအစွမ်းထက်တဲ့ပုံရိပ်အောင်တွေဖြစ်လာမှာတာမန်ပုံစံမျိုးဆိုရင်တော့ခန္ဓာကိုယ်ကြန့်ခိုင်မှုလောက်ပဲရလာမှာပါတားရဲပုံစံမျိုးဆိုရင်တော့တားရဲအတွင်ပြောင်းနိုင်တဲ့စွမ်းအားမျိုးရလာမယ်ဒဏ္ဍာရီလာပုံစံ
မျိုးဆိုရင်တော့တကယ်ကိုအစွမ်းထက်တဲ့နတ်ဖျားတွင်ကိုပိုင်ဆိုင်ရမှာတက်တူးကပိုရှိကြလေပိုပြီးဆုံးလေသူတဲဆောင်ထားတဲ့ကံကြမ္မာကပိုကြီးမားလေပဲအဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်ကိုနတ်ဖျားပုံတွေတက်တူးထိုးခိုင်းတာပေါ့လေကျွန်တော်အသက်ရှင်နိုင်ဖို့အတွက်ပေါ့ခင်များထိုးထားတဲ့နတ်ဖျားပုံတွေကထိတ်တန့်အဆင့်ဒဏ္ဍာရီလာပုံစံတွေပဲတွေးရောင်လာရဲ့စွမ်းအားကိုသာခင်များတို့ခံနိုင်ရရှိခဲ့မယ်ဆိုရင်တခြားသူတွေထက်အစပေါင်းများစွာပိုပြီးတော့တောင်အစွမ်းထက်လာမှာပါပြီးတော့ကျွန်တော်ကျန်းရှင်းကြီးဘက်ကိုလှည့်ကြည့်လိုက်တဲ့ရှင်းကြီးမင်းရဲ့နတ်မိမယ်ပုံစံကတိုက်ခိုက်မှုရောကာကွယ်မှုရောစင်ကဲပြောင်းလဲမှုနဲ့စစ်မြေပြင်ကိုပါထိန်းချုပ်နိုင်တဲ့အဆင့်မြင့်ဆုံးစွမ်းအားမျိုးပဲကဘာပြက်မဲ့အချိန်မှာဖတ်စာအုပ်တွေညဉ့်ညမ်းမှုတွေနဲ့စိတ်ကိုထိခိုက်စေမဲ့တားရဲကောင်တွေကတဖြည်းဖြည်းနဲ့ပိုများလာမှာဆိုတော့မင်းရဲ့ရိုဒန်ကအရန်ရေးကြီးတယ်ဒါကြောင့်မင်းကပိုင်ဆိုင်သမျှကိုရောင်းချပြီးတော့ Blackstone အခြေစိုက်စခန်းကိုဝယ်ပစ္စည်းတွေစုတယ်ဒါပေမဲ့ငါတို့အတန်ကြားရတာကဒါတွေအားလုံးကရုတ်တရက်လုပ်လိုက်တာမဟုတ်ဘူးမင်းကဒီလိုမျိုးကြီးမားတဲ့ကိစ္စတွေဖြစ်လာတော့မယ်ဆိုတာကိုအစောကြီးကတည်းကသိနေတာပဲဟုတ်တယ်ကျန်းရှင်းရဲ့မျက်နှာပေါ်ကအံ့အားသင့်နေတဲ့အရေးအယောင်တွေတဖြည်းဖြည်းလဲဩကျသွားပြီးတော့စိုးရိမ်စိတ်တွေနဲ့အစားထိုးဝင်ရောက်လာသလိုရှူဆောင်တောင်ရဲ့မျက်လုံးကြည့်တွေကလည်းချက်ချင်းဆိုသလိုပြောင်းလဲသွားတယ်မဖြစ်နိုင်တာအကိုကြီးဒါဆိုကျွန်တော်မင်းနဲ့အဖေကောသူတို့ကမြို့တော်ဘက်ကကားပြင်ဆိုင်မှာပဲရှိသေးတာလေစိတ်မပူပါနဲ့သူတို့ကိုသွားခေါ်ဖို့လူလွတ်ထားပြီးသားပါမင်းပါပြောလိုက်တယ်အဲ့ဒါကကားတန်းကနေပို့ပေးလိုက်တဲ့တိုက်ရိုက်ဗီဒီယိုဖိုင်ပဲအနက်ရောင်ဘုံတန်ခံနိုင်တဲ့ကားတစ်စီးကမြို့တော်ဘက်လမ်းဟောင်းပြင်ဘက်မှာရက်လိုက်တာကိုတွေ့ရတယ်ကားတကားပွင့်လာပြပြီးတော့အနက်ရောင်တိုက်ပွဲဝင်ဝတ်စုံဝတ်ထားတဲ့ကိုရန်တော်နှစ်ယောက်ကအသက်အရွယ်ရနေတဲ့လင်မယားနှစ်ယောက်ကိုကားပေါ်တင်ပေးလိုက်တယ်အဲ့ဒီမျိုးသားကအရက်မမြင့်ဘူးအသားရည်ကညိုပြီးတော့လက်တွေမှာလည်းကားပြင်ရင်းနဲ့ဆွဲကြံနေတဲ့စီပေစွန်းထင်းမှုတွေအပြည့်ပါပဲရှူဆောင်တောင်ကဖန်သားပြင်ကိုကြည်ရင်းနဲ့မျက်လုံးတွေချက်ချင်းဆိုသလိုရဲသွားတယ်အကိုကြီးငါက Blackstone အခြေစိုက်စခန်းမှာပြုပြင်ထိန်းသိမ်းရင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းတွေလိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဦးလေးနဲ့အတော်ကိုကြိုတင်ပြီးဆက်သွယ်ထားတာပါသူတို့ကကဘာပြက်မဲ့အကြောင်းကိုမသိကြဘူးငါကသူတို့ကိုအခြေစိုက်စခန်းမှာရဲနှဲငယ်လောက်လာလို့ဖို့ခေါ်တာပဲလို့ပဲထင်နေကြတာကားတန်းကနောက်ထပ်မိနစ်20လောက်ဆိုရင်ရောက်လာတော့မှာပါရှူဆောင်တောင်ရဲ့နှုတ်ခမ်းတွေလွတ်ရွာသွားတယ်သူတခုမှမပြောနိုင်ပဲခါလောက်ငင်းနေမိတယ်အရင်ဘဝတုန်းကဆိုရင်အနီရောင်လမင်းကြီးပေါ်လာပြီးတဲ့နောက်မှာရှူဆောင်တောက်ကသူ့မိဘတွေကိုကယ်ဖို့မြို့တော်ဘက်ကိုအယူမူပြေးသွားခဲ့တာလေဒါပေမဲ့မြို့တော်ဘက်ကလမ်းဟောင်းလေးတွေမှာကတာမန်မဟုတ်တဲ့ကြောက်ကြီးတွေအများကြီးရှိနေပြီမို့လို့သူပြန်ရောက်တဲ့အချိန်မှာသူ့ဖေရဲ့ပြက်နေတဲ့လက်တစ်ဖက်နဲ့သူ့အမေအမျက်တနိုးသိမ်းထားတဲ့ပူဝါဟောင်းလေးကိုပဲရှာတွေ့ခဲ့ရတာပါအဲ့ဒီနေ့ကစားပြီးရှူဆောင်တောက်တယောက်အယူတယောက်လိုပဲတတဝါဆန်းတွေကိုလိုက်တက်ခဲ့တာနောက်ဆုံးတော့တားရဲ့အုပ်ကြီးတွေကြားထဲမှာပဲအသက်ပေးလိုက်ရတယ်ဒီတစ်ခါတော့သူတို့တွေကိုအဲ့ဒီလိုမျိုးဒုက္ခတွေထပ်မခံစားရအောင်ငါတေချာပေါက်ကာကွယ်ပေးမှာပါငါသူ့ပခုံးကိုပုတ်ပေးလိုက်ပြီးတော့စိတ်ချစမ်းပါကွာဦးလေးနဲ့ဒေါ်လေးကိစ္စကိုဒီဘဝမှာငါတာဝန်ထားလိုက်ပါလို့ပြောလိုက်တယ်ရှူဆောင်တောက်ကခေါင်းငုံထားပြီးပခုံးတွေတုံတုံရင်ဖြစ်နေရဲ့ခါလောက်ကြာမှသူခေါင်းမော့လာပြီးမျက်လုံးတွေညီရဲနေတဲ့အတန်နဲ့လည်းကောကျေးဇူးတင်ပါတယ်လို့ပြောတယ်ငါလည်းပြုံးလိုက်တယ်ကျန်းရှင်းကြီးကတော့အဲ့ဒီမြင်ကွင်းကိုငြိမ်ငြိမ်လေးကြည့်နေပြီးခဏကြာမှငါဖေကတော့ဘလို့ဖြစ်မှလဲလို့တိုးတိုးလေးမေးလာတယ်ကျန်းပညာရှင်ကခုထိလုံခြုံပါသေးတယ်တဲ့ငါဖေအကြောင်းကိုခင်များသိနေတာလားလုံကုန်နိုင်ငံရဲ့စွမ်းရင်သူတွေတနာပညာရှင်ကျန်းကျန်ရွယ်လေးလုံခဲ့ရဲ့နှစ်ပတ်လောက်ကပဲစစ်တပ်ကသူ့ကိုကြိုးတို့မြောက်ခြေဆက်စခန်းစီခေါ်သွားပြီးအဆင့်မြင့်ဆုံးစွမ်းရင်စီမံကိန်းတစ်ခုမှာပါဝင်ခိုင်းနေတာအဲ့ဒီနေရာကလုံကုန်နိုင်ငံမှာအခုလောလောဆယ်အလုံခြုံဆုံးနေရာတွေရဲ့ကတခုပေါ့မင်းမေကတော့ဆိုပြီးငါစကားကိုခန့်ရက်လိုက်တယ်ကျန်းရှင်းကြီးရဲ့အမေကငယ်ငယ်ကလေးကဆုံးပါသွားတာမို့လို့ဒါကသူ့အတွက်အနာတရားတစ်ခုဖြစ်နေမှန်းငါသိတာကြောင့်သူထက်မမေးတော့ပဲခေါင်းမဲညစ်ပြလိုက်တယ်ငါနားလဲပါပြီငါသူတို့နှစ်ယောက်ကိုကြည့်ရင်အတန်ကိုနှိမ့်ချလိုက်တယ်အခုကစားပြီးတော့ Blackstone အခြေစိုက်စခန်းကိုအပြီးပိတ်လိုက်တော့မယ်ဘယ်သူမှအပြင်ကိုမထွက်ကြနဲ့တော့ရှူဆောင်တောက်ကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးခေါင်းညှင်းပြတယ်ကျန်းရှင်းကြီးကလည်းသူ့ကြောဘက်မှာရှိတဲ့ဂျိုချမ်းရွှန်အနှွေတက်တူးကိုလက်နဲ့ဖိကင်ထားတယ်ငါပြင်ဘက်ကညဘက်အမောင်ထုကိုမောကြည့်လိုက်တော့ဟုတ်ပေသားပဲအခြေအနေကအကုန်စင်တင်းဖြစ်နေပြီးတခုပဲလို့တော့တာနောက်တစ်နေ့မနေ့စောစောမှာတော့မောင်ကိုဈေးစခန်းရဲ့မြောက်နေထိုင်ရာနေရာမှာရှူဆောင်တောက်ရဲ့မိဘနှစ်ပါးကိုအလုံးစုံကပင်ကန်းထဲမှာနေရာချပေးထားလိုက်တဲ့ရှူချန့်ကောကငယ်ငယ်တုန်းကစစ်မှုထမ်းဘူးတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာတိတိကျကျမသိပေမဲ့ဒီမောင်ကိုဈေးရဲ့ကာကွယ်ရေးအဆင့်တန်းကိုကြည့်ပြီးတခုခုတော့လွဲနေပြီဆိုတာချက်ချင်းပဲသဘောပေါက်သွားတယ်သူကဘာမှအများကြီးမမေးတော့ပဲရှူဆောင်တောက်ရဲ့ပခုံးကိုပုတ်ပြီးတော့လုံးလုံးရရှိနဲ့အလို့ကိုတေချာလို့ဖို့ပဲမှာလိုက်တယ်လီကွေ့လန်ကတော့မီးဖို့ချောင်မှာတမနက်လုံးဟိုပြေးတီလွှားနဲ့မောပန်းခံပြီးကျွန်တော်တို့အတွက်ခောက်ဆွဲပြုတ်ထုတ်တွေကိုအတင်းလုပ်ကျွေးတဲ့ရှူဆောင်တောက်ကတော့ခောက်ဆွဲတွေကိုစားရင်မျက်လုံးတွေညီရဲလာပေမဲ့ဘာဆက်ကတော့ပြုံးနေတော့မဲ့ကဘာပြက်ကိန်းမဆိုင်ခင်မှာဒီလိုမျိုးပူပူနွေးနွေးအိမ်စာတွေကိုစားနိုင်ဖို့ဆိုတာလူတော်များများအတွက်တော့နောက်ဆုံးမှအိမ်မက်တစ်ခုလိုဖြစ်နေခဲ့တာလေပြီးခဲ့တဲ့ညကပဲနောက်ဆုံးကြံတဲ့ပစ္စည်းတွေကိုကျွန်တော်ရဲ့အာဃာတအိတ်ထဲထည့်သိပြီးသွားပြီးမောင်ခိုဈေးစခန်းရဲ့နောက်ဆုံးပိတ်တန်းချင်း30ရှိတဲ့တတူတကားကြီးကိုလည်းမနက်စောကြီးမှာပဲလုံးဝပိတ်ချလိုက်တယ်မြေအောက်ခံတက်ကြီးတစ်ခုလုံးမှာမီးတွေထိန်လင်းနေပြီးနှစ်ပေါင်းများစွာဆူဆောင်းထားတဲ့မြေအောက်ဆွမ်းအင်ချက်ချဆက်တွေလည်းအလုံးလုံးနေပြီးစောင့်ကြည့်ခင်များမျက်နှာပြင်တွေပေါ်မှာတော့အပြင်ဘက်ကအခြေအနေတွေကိုဘေးကင်းအောင်360ဒီဂရီအကုန်ပြသပေးနေတဲ့ရှူဆောင်တောက်ကတော့ခောက်ဆွဲပန်းကန်ကိုပွေ့ဖက်ပြီးဘေးနားမှာထိုင်ကာစောင့်ကြည့်ခင်များတွေကိုကြည့်နေတဲ့ကျန်းရှင်းကြီးကတော့အေယာမမျက်နှာပြင်ရှိမှရက်ပြီးအပြင်ဘက်ကာကွယ်ရေးစနစ်တွေကိုစစ်ဆေးနေတဲ့သူ့ကိုယ်ပေါ်ကနတ်သမီးတက်တူကခုဆိုရင်အပြေးအဝပြန်ကောင်းသွားပြီဖြစ်ပြီးသူ့ရဲ့အေးဆက်တဲ့ရုပ်ရည်အောက်မှာတော့ဖော်ပြရခက်တဲ့ပြတ်သားတဲ့အရှိန်အဝါတစ်ခုကိုပါမြင်နေရတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းထဲကိုမျိုးရင်းလူပြောများဆုံးသတင်းတစ်ခုတက်လာတဲ့ရှုရွေက live လွှင့်ပြန်ပြီးရုပ်တံထဲမှာတော့ရှုရွေကမြို့လေကောင်ကစိန်ခံပြီးလာထဲမှာပါတီပွဲကြီးတယ်ခုလုံးနေတော့မဲ့ပုံဆောင်ကဲမြေအိမ်တွေအောက်မှာရှမ်ပိန်ပလင်းတွေတချင်းတန်တွေလှပတဲ့မိန်းကလေးတွေနဲ့ချမ်းသာတဲ့လူငယ်တွေနဲ့စီကားတိုင်းမြိုက်နေတာပဲ
တခန်းလုံးကအရန်ကိုအကွက်ကြကြနဲ့ခစ်ဆန်နေပေမဲ့ကျွန်တော်ကတော့အချိန်ကိုတစ်ချက်ကြည့်လိုက်မိတယ်ညီရဲတဲ့လာမင်းကြီးပေါ်လာဖို့ဆိုရင်တနာရီတောင်မလိုတော့ဘူးလေရွှေရွှေကကြောက်ရွံ့ချင်းကိုပွေ့ဖက်ထားပြီးကင်မရာရှေ့မှာပုံစံမျိုးစုံနဲ့လောင်ပြောင်နေတဲ့ဟေးကောင်တို့ရေမြင်ကြတယ်မလားအဲ့ဒီအယူချင်းရဲ့ဆိုတဲ့ကောင်အခုဆိုရင်တောနက်ထဲကဘုံခိုချင်းထဲမှာပုံနေလောက်ရောပေါ့လက်နက်တွေဆန်တွေဝက်သားတွေဝယ်ထားသေးရတယ်ပြီးတော့ကျန်းရှင်းကြီးကိုပါခေါ်ပြီးတက်တူးတွေထိုးခိုင်းနေတာသူကတကယ်ကြီးကဘာပြတ်တော့မယ်လို့ထင်နေတာလားမသိဘူးကြောက်ရွံ့ချင်းကလည်းသူ့ရင်ခွင်ထဲမှာခိုနားရင်းနဲ့တခက်ခက်အော်ရနေတဲ့ရှင်ကလည်းနော်ကျမတောင်ချင်းရဲ့တယောက်မနှက်ဖြန်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ချင်နေတာရွှေရွှေကလက်ထဲကဝိုင်ခွက်ကိုလုတ်ခါလိုက်ရင်ပို့ပြီးတော့တောင်မရိုင်းစွာရေမောလိုက်တယ်ဒီညဘာမှမဖြစ်လာဘူးဆိုရင်မနှက်ဖြန်ကြရင်ကျွန်တော်လူတွေခေါ်ပြီးတောရဲသွားမယ်ချင်းရဲ့အဲ့ဒီဘုံခိုချင်းကိုဖျက်ဆီးပစ်ပြီးသူ့ကိုကိုယ်တိုင်ပဲစိတ်ချမ်းသာရေးစေုံပို့ပေးလိုက်မယ်လိုက်ပြွင့်တဲ့အခန်းအဲထဲမှာတော့လောင်ပြောင်တန်တွေအော်ဟစ်တန်တွေနဲ့စူညံပွက်လောရိုက်နေပေမဲ့အမောင်ဈေးကွက်အခြေစိုက်စခန်းထဲမှာတော့စွန့်ရင်ဒီကဆက်ရဲ့တုံခါတန်အိုကြီးတာတိုးတိုးလေးထွက်ပေါ်နေရဲ့ကျွန်တော်လက်ကောက်ဝတ်ကိုကြည့်လိုက်တော့ည7:59မိနစ်50စက္ကန့်ပေါ့ညီရဲတဲ့လာမင်းကြီးပေါ်လာဖို့10စက္ကန့်ပဲလိုတော့တယ်အပြင်ဘက်ကကဘာကြီးကတော့ပျော်ပါနေကြတော့မဲ့အခြေစိုက်စခန်းထဲမှာတော့တိတ်ဆိတ်လို့10စက္ကန့်ပြည့်ရဲ့ခါမှာတော့ကျွန်တော်ဓာတ်နဲ့ခရင်ကိုချလိုက်တဲ့အချိန်ကုန်သွားပြီးဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူရှေးဟောင်းကိတ်ကလေးကလာသလိုမျိုးတုံခါသွားတဲ့အတန်ကြီးထွက်ပေါ်လာပြီးကဘာမြေကြီးတစ်ခုလုံးတိမ့်တိမ့်တုံသွားတဲ့ live ပလင်ခန်းထဲမှာစောစောကားမှာဟာတိုက်ရဲ့မောနေရဲ့ရှူရွှေရဲ့အတန်ကြီးရုတ်တရက်တိတ်သွားတယ်သူ့ဘီလာရဲ့မှန်ပြတင်းပေါက်ပြင်ဘက်ကမျက်ကောင်းကင်ရံမှာလာမင်းကြီးဟာ10စက္ကန့်တွင်းမှာပဲကြောက်စရာကောင်းတဲ့တွေးအောင်ဖြစ်ပြောင်းလဲသွားခဲ့လို့ပါပဲတွေးဆက်တွေကြနေတယ်လို့မျိုးမျက်လုံးကြီးကလူလောကကြီးကိုအသေးချာစိုက်ကြည့်နေတဲ့အဲ့ဒီနောက်မှာတော့ဘာနဲ့မှဖျောက်လို့မရတော့အောင်ကိုထူတဲ့အနက်ရောင်မြူခုံးငွေတွေကမြေကြီးထဲကနေပန်းထွက်လာပြီးတော့ចောင်းကျုပ်စုတစ်မျိုးလုံးကိုချက်ချင်းကြီးဖုံးလွှမ်းသွားတော့တာပဲဟာကွာအဲ့ဒါဘာတတော်ဝါကြီးလဲကွာလာမင်းကြီးကတကယ်ရောတွေးအောင်တန်းနေပါလားလိုင်းကြည့်နေတဲ့သူတွေရှေ့မှာရှုရွှေတယောက်ကြောက်လန့်တကြားအော်ဟစ်လိုက်တာလက်ထဲကဝိုင်ခွက်တောင်ပြုတ်ကျပြီးကွဲသွားတာကိုတောင်သတိမထားမိတော့ဘူးဝုန်းဆိုပြီးတော့အတန်တွေထွက်လာပြီးမှရုတ်တရက်ဆိုသလိုပဲလိုင်းထဲမှာကြောက်ရွံ့ချင်းပွေထားတဲ့တက်တီခွေးလေးစီကနေစက်တီထက်စရာကောင်းလောက်အောင်ဟိန်းဟောက်တန်တွေထွက်လာတယ်လူပေါင်းသိန်းနဲ့ချီပြီးကြည့်နေရင်းနဲ့အဲ့ဒီခွေးလေးကလေးမှုတ်ထားတဲ့ပူဖောင်းလိုမျိုးအရွယ်စားတွေဖောင်းကားပြီးကြီးလာလိုက်တာခန္ဓာကိုယ်တစ်ခွင်လုံးမှာလည်းအမေးရောင်အယိုးစုတွေထွက်လာပြီးမျက်လုံးတွေကလည်းတွေးလို့ညီရဲနေရဲ့ပါးဆက်အကြီးကြီးထဲမှာတော့ဓားမြောင်လိုထက်မြက်တဲ့ဆွဲတွေနဲ့ပေါ့အဲ့ဒီပုံစံပြောင်းသွားတဲ့ခွေးကြီးကကြောက်ရွံ့ချင်းစီကိုချက်ချင်းခုံအုပ်လိုက်တာသူ့ရဲ့ထက်မြက်တဲ့လက်သေးတွေနဲ့ကြောက်ရွံ့ချင်းရဲ့ပုခုံးကိုဆွဲချစ်လိုက်ပြီးမြေကြီးပေါ်ကိုလဲကျသွားတိုက်ခိုက်လိုက်တဲ့လိုင်းကင်မရာတွေလည်းတုံခါသွားပြီးအော်ဟစ်တန်တွေကနားစီခွဲမတက်ကိုကြားနေရတဲ့ရှုရွှေခဲ့ပါဦးကြောက်ရွံ့ချင်းတယောက်မျက်နှာတွေဖြူဖြော့ပြီးရှုရွှေစီကိုလက်လန်းပြီးအကူညီတောင်အပေမဲ့ရှုရွှေကတော့ကြောက်လန့်ပြီးဝိညာဉ်လင်းမတက်ဖြစ်နေပြီးဖဲဆန်းဟိုဘက်ကိုသွားစမ်းသူကကြောက်လန့်တကြားနဲ့နောက်ဆုတ်ရင်ကြောက်ရွံ့ချင်းလန်းထားတဲ့လက်ကိုတောင်ကန်ထုတ်လိုက်ပြီးဒိုင်နဲ့အပေါ်ထက်ကိုပြေးတက်သွားတဲ့ကြောက်ရွံ့ချင်းကတော့မြေကြီးပေါ်မှာလဲကျနေပြီးပခုံးကအဝတ်စားတွေလည်းတွေးတွေဆွန်းထင်းလို့တကိုယ်လုံးတုံကြီးနေတဲ့ရှုရွှေခဲ့ပါဦးဒါပေမဲ့သူ့ကိုပြန်ပြီးအဖက်လုပ်တဲ့သူမရှိတော့ပဲရှုရွှေထွက်ပြေးသွားတယ်ကြောပြင်ကိုပဲမြင်လိုက်ရတဲ့အဲ့ဒီခွေးကြီးကလည်းတရှူးရှူးနဲ့ဟိန်းဟောက်ပြီးသူ့စီကိုတဖြည်းဖြည်းတိုးကပ်လာတဲ့တွေးရောင်မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတာပေါ့လိုင်းထဲမှာလည်းကွန်မန့်တွေကယူမတက်လက်ဝင်နေတဲ့လူကိုကဲကြပါဦးရှုရွှေကဘာလို့တယောက်တည်းပြေးသွားတာလဲခုနကပဲချစ်တယ်လို့ပြောနေပြီးတော့အခုကြမှသူ့ကိုပစ်ထားခဲ့တာလားပြီးသွားပြီးသူတော့တေတော့မှာပဲကြောက်ရွံ့ချင်းရဲ့မျက်လုံးထဲမှာရှိနေတဲ့မျောလင်းချက်တွေတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာစိတ်ပြက်လက်ပြက်ဖြစ်မှုနဲ့ဒေါသတွေပဲအစားထိုးနေရယူသွားတယ်အဲ့ဒီဘီလူကြီးသူ့စီကိုခေါ်လိုက်တော့မဲ့စက္ကန့်ပိုင်းလိုမှာပဲသူ့ရဲ့ခါနာကအနီရောင်တင်မင်းပန်းတက်တူးလေးကရုတ်တရက်ဆိုသလိုထူးဆန်းတဲ့တွေးရောင်တွေတောက်ပလာတဲ့ပုံရိပ်ရောင်ပန်းပွင့်ဖက်လေးတွေကသူမအောက်ခြေကနေတိတ်တဆိတ်ပွင့်ထွက်လာသလိုပဲလေထဲမှာလည်းထူးဆန်းပြီးချိုများတဲ့ပန်းရနံ့တွေပြန့်လွင့်လာတာပေါ့အဲ့ဒီဘီဇက်ပြောင်းတက်တီခွေးကြီးရဲ့လှုပ်ရှားမှုတွေရုတ်တရက်ရပ်တန့်သွားတယ်သူကဘာအနေမှမသိတဲ့ကြောက်စရာကောင်းတဲ့အငွေ့သက်ကိုခံစားလိုက်ရပုံပဲသူ့ရဲ့တွေးရောင်လိုနီးရဲနေတဲ့မျက်လုံးတွေထဲမှာတောင်ကြောက်ရွံ့မှုအရေးရောင်တွေပေါ်လာတဲ့ကြောက်ရွံ့ရှင်းကခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်တဲ့အခါသူမရဲ့မျက်ဝန်းတွေထဲမှာတွေးရောင်စုံပန်းကင်းကြီးတစ်ခုလုံးထင်ဟပ်နေပေမဲ့တမျိုးကြီးထူးဆန်းနေတယ်ဘာလို့ငါ့ကိုစွန့်ပစ်သွားရတာလဲရှုရွေလေကားထိတ်ကိုအလူအယက်ပြေးတက်သွားချိန်မှာဒီစကားတန်ကိုကြားလိုက်ရတော့ခန္ဓာကိုယ်ကတောင်းခနဲ့ဖြစ်သွားတယ်သူနောက်ပြန်လဲကြည့်လိုက်တဲ့အခါကြောက်ရွံ့ရှင်းရဲ့ရှေ့မှာတေမင်းပန်းတွေအတန်လေးပွင့်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီပန်းပွင့်ဖက်တွေကအသက်ရှိတယ်လို့ပဲဗီဇပြောင်းတက်တီခွေးရဲ့ခြေလက်တွေကိုဖြည်းဖြည်းချင်းရစ်ပတ်ထားတယ်ခုနကတည်းအရန်ရက်ဆက်နေတဲ့တတဝါကြီးကခုတော့အိမ်မက်ဆိုတဲ့ရောက်နေတယ်လို့မျိုးမြေကြီးပေါ်မှာတုံးလုံးချောက်ချပြီးလဲလျောင်းနေတဲ့ကြောက်ရွံ့ရှင်းကနံရံကိုမိပြီးဖြည်းဖြည်းချင်းထက်လိုက်တယ်သူမပခုံးပေါ်ကဒဏ်ရာတွေကိုအညီရောင်ပန်းပုံစံတွေကဖုံးအုပ်ထားတယ်လို့ပဲဖြူဖြော့နေတဲ့သူမမျက်နှာပေါ်မှာထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာပြီးတဲ့နောက်မှာတော့တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Facebook ကအကောင့်တွေအကုန်လုံးစူညံသွားတော့တယ်ဟာသူမနိုးထလာပြီးရဲ့သူမကိုပေါ်မှာပန်းတွေပွင့်လာတယ်ဒါပါစွမ်းအားလဲအရန်ကိုထူးဆန်းလုံးနဲ့နောက်တစ်စက္ကန့်မှာပဲဖန်သားပြင်ကအမေးဆက်သွားပြီးတိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်သွားတယ်ငါကအမေးအောင်ဖြစ်သွားတဲ့ဖုံးမျက်နှာပြင်ကိုကြည့်ပြီးနှုတ်ခမ်းကိုကွေးညွတ်လိုက်ရင်အေးဆက်ဆက်ပြုံးလိုက်တယ်တေမင်းရဲ့ပန်းတွေပွင့်လာပြီးဆိုရင်တော့ပြန်စရာလည်းမရှိတော့ဘူးပေါ့ကြောက်ရွံ့ရှင်းကတော့သူမအတွက်အသင့်တော်ဆုံးနောက်ဆုံးလမ်းကြောင်းကိုရွေးချယ်လိုက်တာပဲအကိုလည်းမျိုးထဲမှာအကုန်လုံးရှုပ်ထွေးကုန်ပြီးရှူဆောင်တော့ကစောင့်ကြည့်ခင်မရာကနေမျိုးရဲ့မြင်ကွင်းတွေကိုကြည့်ရင်အတန်ကတုံကြီးနေရဲ့ချန်ရည်ပြင်ဘက်ကိုမကြည့်နဲ့တော့ကိုယ်စိတ်ကိုအေးအေးထားပြီးတတိကတ်ထားလိုက်ငါရုတ်တရက်လှည့်လိုက်ပြီးဟောက်လိုက်တယ်ဘာလို့လဲဆိုတော့အခုဆိုရင်မြေအောက်ပေတရားအောက်ကိုဖောက်ထွင်းပြီးကျလာတဲ့သွေးနီလာရဲ့စွမ်းအင်တွေကငါတို့စီရောက်လာပြီးလေဆူဆောင်တောင်းနဲ့ကျန်းရှင်းရီတို့နှစ်ယောက်လုံးနာကျင်လုံးလို့ညီးညူတန်တွေထွက်လာတဲ့သွေးနီလာရဲ့စွမ်းအင်တွေကပွက်ပွက်ဆူနေတဲ့ချော်ရည်တွေလိုသူတို့ခန္ဓာကိုယ်ထဲကိုယူယူမိုင်းမိုင်းနဲ့စီးဝင်လာနေတဲ့ဆူဆောင်တောက်ရဲ့
ဘဘက်လက်မောင်းပေါ်ကနတ်ဖျားနတ်စာရဲ့တက်သူကနေမီးရှံတွေတောက်လောင်လာပြီးညာဘက်လက်မောင်းကအာလန်ရှင်းရဲ့တတိယမျက်လုံးကလည်းရုတ်တရက်ပွင့်လာသလိုမျိုးအယောင်ဝါတွေထွက်လာတဲ့ကျန်းရှင်းရဲ့ကြောပြင်ပေါ်ကနဝရနဲ့သမီးရဲ့တတူးကလည်းနှစွမ်းအားတွေဖြစ်ပြောင်းလဲသွားပြီးသူ့ကိုလေထဲမှာမြောက်ထားသလိုဖြစ်သွားတယ်သူ့ရဲ့အေးဆက်ဆက်အတွင်ပြင်ကနေအခုတော့ဘသူမှမထိရဲတဲ့နတ်ဖျားတစ်ပါးလိုဖြစ်သွားပြီးသူတို့နိုးထလာကြပြီးနာကတော့သူတို့ထက်ဆဲဆရာဆပိုများတဲ့သွေးနီလာစွမ်းအင်တွေကိုခန်းစားနေရတဲ့ဒုံးဆိုတဲ့အတန်းနဲ့အတူငါ့ကိုပေါ်ကအင်ဂျာအီကိုဆွဲပြဲလိုက်တဲ့ရင်ဘတ်ပေါ်ကပန်ကူနတ်ဖျားရဲ့တတူးကနေရွှေရောင်လင်းနှန်းတွေထွက်လာတဲ့ရှေးကြပြီးအေယာမအာမန်ကြီးတစ်ခုကငါးစီကနေစပြီးပြန့်နှံ့သွားတဲ့အဲ့ဒီနောက်မှာတော့ငါးကြောပြင်ကနေအသားတွေစုပ်ပြဲသွားမလို့ခန်းစားလိုက်ရပြီးမြေရောက်ခန်းရဲ့အဆုံးစွန်အထိတုံခါသွားစေမဲ့ငကားဟိန်းတန်ကိုတန်ထွက်လာတဲ့ကြောပေါ်ကငကားကိုကောင်နဲ့ခေါင်းတလားတတူးကသွေးနီလာစွမ်းအင်တွေနဲ့အတူအပြည့်အဝနိုးထလာတဲ့ငကားကိုကောင်ကငါးကြောပြင်ကနေတဖြည်းဖြည်းထွက်လာတဲ့ငကားတွေရဲ့စွမ်းအားကကြီးမားလုံးပြီးအကြေးကုန်တွေကလည်းအေးဆက်ဆက်ပဲငကားမျက်လုံးတွေပွင့်လာတဲ့ခါမှာတော့သူတို့ကရှေးဟောင်းခေါင်းတလားကြီးကိုဆွဲပြီးနားနောက်မှာပေါ်လာတဲ့ခေါင်းတလားပေါ်ကသွေးနီအောင်တန်ကြိုးတွေကလည်းတင်းကျပ်သွားပြီးမပြောပြတတ်တဲ့အာမန်ကြီးတစ်ခုကမြေရောက်ခံတဲ့တစ်ခုလုံးကိုလွှမ်းကြုံသွားတော့တယ်ရှူဆောင်တောင်ကမျက်နှာလေးဖြော့တော့သွားပြီးနောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်သွားသလိုကျန်းရှင်းရဲ့နောက်ွယ်ကကြိုချမ်းချွန်တွေပုံရိပ်အောင်ကြီးကလည်းခက်ရလေးတုံခါသွားတယ်အန်ရီကိုအလိုလိုသိရှိသွားပုံမှာပဲကျွန်တော်ရဲ့ဗဘက်ခြေထောက်မှာတော့ဒုံးဝမ်ထိုင်ရီလိုတန်းကနေမင်းရဲ့မိတောက်တွေကိုတောက်လောင်စေပြီးလောကကြီးတစ်ခုလုံးကိုတောင်ပြာကျသွားစေနိုင်လောက်တဲ့အရှိန်ဝါမျိုးရှိနေတဲ့ညာဘက်ခြေထောက်မှာတော့ချီချမ်းတာရှိငယ်ပုံရိပ်အောင်ကကောင်းကင်ထိတက်မဲ့စစ်သွေးစစ်မှန်တွေကိုထုတ်လို့နေတဲ့တိုက်ခိုက်ခြင်းအမှုပညာနဲ့အတူဘလို့မှမထိခိုက်နိုင်တဲ့စွမ်းအားတွေပေါ့ထိတ်တန်းတန်ကိုပုံရိပ်အောင်လေးခုလုံးကဒီအချိန်မှာတပြိုင်နက်တည်းထွက်ပေါ်လာပေမဲ့သူတို့ကြားထဲကပလိပခတွေကိုကျွန်တော်အမြန်ပဲထိန်းချုပ်လိုက်ရတယ်ဒီစွမ်းတွေကအရန်ပြင်းထန်လုံးတော့အခုအချိန်မှာတော့ဘာမှမဖြစ်ပဲနဲ့သူတို့ကိုတပြိုင်နက်တည်းအပြည့်အဝအသုံးပြုဖို့ဆိုတာမဖြစ်နိုင်သေးဘူးဟန်ကူကအစွမ်းကိုပိုင်ဆိုင်ပြီးကျိုးလုံးလာကွန်းကတော့ဖိနှိပ်ခြင်းနဲ့မြုပ်နှံခြင်းကိုပိုင်တဲ့တုံးဟန်ကမိကိုပိုင်တယ်လို့ချီချမ်းကတော့တိုက်ခိုက်ရေးစွမ်းအားကိုပိုင်နာမှုတစ်ခါသုံးတိုင်းမှာတစ်ခုပဲရွေးချယ်နိုင်တယ်အဲ့ဒီအချိန်မှာပဲဖောင်ခုံးတုံးအပြင်ဘက်ကတိုင်ဟောတတူတကားကြီးကိုပြင်းပြင်းထန်ထန်ရိုက်ခတ်တံတွေကြားလိုက်ရတယ်စောင့်ကြည့်ခင်များထဲမှာတော့တောင်တက်ကြီးတွေကဘီဇက်ပြောင်းဝဲရိုင်းတွေနဲ့ဘီဇက်ပြောင်းဝံပူတွေကလူနှံ့ကိုခံပြီးတကားကိုယူသွတ်တယ်လို့ဝင်တိုက်နေကြတယ်အကိုလက်ရည်တောင်ပေါ်ကသားရဲတွေဘီဇက်ပြောင်းကုန်ပြီးပြရှုဆောင်တောင်အာလန်ရှမ်းပုံရိပ်အောင်ကနေစူးစီးထားတဲ့တုံးချောင်းထောက်သားကိုတင်းတင်းကြပ်ကြပ်ကင်ထားရင်သူ့မျက်လုံးတွေထဲမှာလည်းစစ်သွေးစစ်မှန်တွေတောက်လောင်နေတယ်ကျွန်တော်လည်းလေပင်ကိုဟိုဘက်ဒီဘက်လှည့်လိုက်တော့အယိုးစစ်တွေကမိုးချင်းတယ်လို့မြည်ဟဲသွားတယ်လာပြပြင်းထွက်ပြီးကြက်သားလေးပါလေးလှုပ်ရှားလိုက်ဦးဆိုဒီခစ်ပြက်ကြီးတွေကလို့ခေါ်တဲ့ဘီဇက်ပြောင်းသားရဲတွေကကျွန်တော်တို့ရဲ့အန်ဂျူဖြစ်ဖို့ဘယ်လောက်ထိအရေးချင်းရှိလဲဆိုတာကြည့်လိုက်ကြတာပေါ့ဖောင်ခုံးတုံးအပြင်ဘက်မှာတော့မြူကိုတွေအုံဆိုင်နေပြီးဘီဇက်ပြောင်းအသားရဲ့အကောင်ဆယ်ကနန်းလောက်ကတိုင်ဟောတတူတိုင်းကြီးကိုယူသွတ်စွာဝင်တိုက်နေကြတယ်အားလုံးရဲ့ရှေ့ဆုံးမှာတော့ခနာကိုရှီ3မီတာကျော်ပြီးတကူလုံးအကြေးကွန်အမေးတွေဖုံးလွှမ်းနေတဲ့ဘီဇက်ပြောင်းဝဲရိုင်းပင်ကြီးရှိနေတယ်မြေပြင်ကတုံခါသွားလိုက်တာအဲ့ဒီလိုအချိန်ချင်းစောင့်မိနေတာကြောင့်ပဲလေချောင်းရံကာကွယ်ရေးစခန်းရဲ့ဘေးပေါက်ကြီးကလည်းတရုံတုံးနဲ့ပွင့်လာတယ်ကျွန်တော်ကအပေါ်ပိုင်းမလာခြင်းနဲ့ပဲရှူရှူဖက်တီးရဲ့ကျန်းရှိမိရဲ့ကိုခေါ်ပြီးခြေလမ်းကျဲကြီးတွေနဲ့ထွက်လာလိုက်တယ်တွေးနဲ့လေးရလိုက်တာနဲ့တင်အဲ့ဒီသားရဲ့အုပ်ကြီးကတရုံတုံးဆောင်နေတာကိုချက်ချင်းရက်သွားပြီးကျွန်တော်တို့ဘက်ကိုတပြိုင်နက်တည်းလက်ကြည့်လာကြတယ်သူတို့ရဲ့တွေးအောင်ရဲနေတဲ့မျက်လုံးတွေကကျွန်တော်တို့ကိုပဲစိုက်ကြည့်နေတာလေအဲ့ဒီအချိန်မှာပဲပြန်ကြီးရဲကျူဝမ်ကဟင်းဟောက်လိုက်ပြီးတော့လေးခွာကိုအားကုန်သုံးကတင်ကားကြီးတစ်စီးလို့ကျွန်တော်စီကိုပြေးဝင်လာတယ်အကိုလည်းတတိထားပါဒါကအဆင့်တရဲ့အမြင့်ဆုံးအဆင့်သားရဲပါလို့ရှူရှူဖက်တီးကကြောက်ကြောက်လန့်လန့်နဲ့ရှေ့ကိုတိုးလာဖို့ပြင်းနေနောက်ဆုတ်လိုက်လို့ကျွန်တော်ကအေးဆက်ဆက်လေးပြောလိုက်ပြီးနေရာမှာပဲငြိမ်ငြိမ်လေးရက်နေလိုက်တယ်အဲ့ဒီတော့ဝက်ကြီးရဲ့လန်လိုထက်မြက်တဲ့အဆွဲကကျွန်တော်ရင်ဘက်ကိုစိုက်ဝင်တော့မဲ့ချိန်ကြမှာကျွန်တော်ဆက်လှုပ်ရှားလိုက်တယ်ဘာမှထွေထွေထူးထူးလုပ်เสียရမလို့ပဲညာဘက်လက်ကိုမြောက်ပြီးလက်တီးကိုတင်းတင်းဆုပ်လိုက်တယ်ပန်ကူးစွားဆိုပြီးစိတ်ထဲကနေတိုးတိုးလေးရွတ်လိုက်တဲ့အချိန်မှာပဲရင်ဘက်ကပန်ကူးတဲ့စိတ်ကအညိုရောင်ရွှေရောင်ရောင်တွေနဲ့တောက်ပလာပြီးရှေးခေတ်ကအေးရမလူသားကြီးရဲ့အရေးရောင်တွေကလက်တီးစုပ်ထဲမှာစူးစီးသွားကအားကုန်ထိုးချလိုက်တဲ့ဝုန်းဆိုတဲ့အတန်းနဲ့တူလေတူးကအားပြင်းပြင်းနဲ့ဖိတိတ်ခံလိုက်ရလို့ဆူရှားတဲ့အတန်းတွေတောင်ထွက်လာတယ်ကျွန်တော်လက်တီးကတော့ဝက်ကြီးရဲ့ခေါင်းကိုတက်တက်ကြီးထိမှန်သွားတာပဲအတန်းကျဲကြီးတစ်ချက်ထွက်လာပြီးတော့ပြင်းထန်တဲ့အတွင်းအားတွေကသူ့ရဲ့မာကျောတဲ့ဦးခေါင်းကိုဖောက်ဝင်သွားကခန္ဓာကိုယ်တစ်ခုလုံးရဲ့အတက်တက်တွေကိုချက်ချင်းဆိုသလိုဖျက်ဆီးလိုက်တယ်တန်ချိန်ပေါင်းများစွာလေးတဲ့အဲ့ဒီတော့ဝက်ကြီးကအော်တောင်မအော်လိုက်ရဘဲနဲ့ကျွန်တော်ချီရင်မှာရွံ့အိုင်ကြီးလိုပုံလျက်သားဖြစ်သွားတော့တယ်အဆင့်တရဲ့အမြင့်ဆုံးအဆင့်သားရဲ့ကိုတစ်ချက်တည်းနဲ့အပြည့်ရှင်းလိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်ကြောဘက်ကနေငကားကိုကောင်ရဲ့ဟိန်းတန်တွေကိုကြားလိုက်ရတယ်ငကားကိုကောင်ခေါင်းတလားကိုဆွဲခေါ်လာတဲ့အရေးရောင်တွေကကျွန်တော်နောက်ကျောမှာပေါ်လာပြီးငကားအမေကိုကောင်ကသူတို့ရဲ့တွေးရောင်ရဲနေတဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ကရှေးဟောင်းကောင်တလားကြီးကိုအောက်ကိုပြင်းပြင်းထန်ထန်ဖိချလိုက်ပါတော့တယ်ကိုလွှမ်းနေနေချင်းဆိုတဲ့ကျွန်တော်အတန်ထွက်ပေါ်လာပြီးတာနဲ့တပြိုင်နက်ဟင်းခနဲမိဟဲသွားပြီးအနက်ရောင်လင်းနှန်းတွေတစ်ချက်လောက်တုံခါသွားပါတယ်မရဲခန့်ရဲ့အနက်ဆိုင်ဆုံးနေရာကနေလာသလိုမျိုးကြောက်မဖွယ်ကောင်းတဲ့ဖိအားတွေကတော်တော်လုံးကိုချက်ချင်းပဲအုံမိုးသွားတော့တာပါပဲအဲ့ဒီလိုအစင်းနေနဲ့ပြောင်းလဲထားတဲ့သားရဲတွေဆိုရင်ခုခံဖို့တောင်မစွမ်းတာပဲမြေကြီးပေါ်ကိုပြားပြားဝတ်သွားကြပြီးသူတို့ရဲ့အယိုးတွေကစအာမခံနိုင်တော့တဲ့အစုံတကျွတ်နဲ့ကြိုးကြေကုန်ကြတယ်10စက္ကန့်တောင်မကြာလိုက်ပါဘူးအကောင်ကြီး10ကနန်းလောက်ရှိတဲ့သားရဲတွေအကုန်လုံးပြုတ်သွားပါတော့တယ်ဆူရှောင်းတောက်ကတော့ဒီမြင်ကွင်းကိုကြည့်ပြီးပါဆက်ဟောင်းသားနဲ့ငင်းမောနေမိတယ်ကိုလဲတာကတော့လုံလုံးနေပြီမဟုတ်လားကျန်းရှင်းကြီးကကျွန်တော်နောက်မှာရက်နေပြီးသူ့ရဲ့အေးဆက်ဆက်မြုံဝန်းတွေထဲမှာလည်းအံ့အားတင်သွားတဲ့အရေးရောင်လေးတွေပေါ်လာပါတယ်ကျွန်တော်ဘာမှရှင်းမပြတော့ပဲပြောင်းလဲထားတဲ့တောဝက်ဖွင့်ရဲ့အလောင်းစီကိုရှောက်သွားလိုက်ပြီးလက်နဲ့သူ့ဦးခေါင်းကိုခွဲလိုက်တယ်လက်မရွယ်စားလောက်ရှိပြီးအနီရောင်ဖြော့ဖြော့လေးတောက်ပန်နေတဲ့ပုံဆောင်ကဲတစ်ခုကကျွန်တော်လက်ဝါးထဲကိုရောက်လာခဲ့တယ်ဒါကတော့ကဘာပြက်ကတ်မှာအရေးကြီးဆုံးငွေကြေးအဖြစ်သုံးရမယ့်ပုံဆောင်ကဲနှစ်ချုပ်ပါပဲကျွန်တော်နှုတ်ခမ်းလေးတွန်ပြီးပြုံးလိုက်မိတယ်ကဘာပြက်ကတ်မှာပထမဆုံးရလိုက်တဲ့ရတနာကိုလက်ထဲရောက်ပြီးပေါ့ကျွန်တော်အဲ့ဒီပုံဆောင်ကဲကိုကိုပိုင်နေရာလက်ထဲထည့်လိုက်တဲ့အချိန်မှာပဲအဲ့ဒီနေရာလက်လေးအနှဲငယ်တုံခါသွားတာကိုကျွန်တော်သိလိုက်ရပါတယ်အရန်ကိုနည်းနည်းလေးပဲကျဲသွားတာဆိုပေမဲ့တကယ်ကိုပဲအနှဲငယ်ပိုကျဲလာတာပါအရင်ဘဝတုန်းကဆိုရင်လူသားတွေကပုံဆောင်ကဲနှစ်ချုပ်တွေကိုသုံးပြီးအစွမ်းတွေကိုမြင့်တင်လို့ရတယ်လို့ကိုပိုင်နေရာလက်တွေထူးခြားတဲ့စွမ်းအားတွေနဲ့လက်နက်ကိရိယာတွေကိုပါမြင့်တင်လို့ရတယ်ဆိုတာမြင်မြန်ပဲသိသွားခဲ့ကြတာပါကဘာပြက်ကတ်ရဲ့နောက်ဆုံးပိုင်းတွေမှာဆိုရင်သူကရွှေနဲ့ငွေကိုတောင်အစားထိုးပြီးတစ်ကဘာလုံးမှာသုံးလို့ရတဲ့တရားဝင်ငွေကြေးဖြစ်လာခဲ့တာလေကျွန်တော်ဆူရှောင်းတောက်ကိုကြည့်ပြီးဒီသားရဲတွေစီကနေပုံဆောင်ကဲနှစ်ချုပ်တွေကိုအကုန်ထုတ်ယူလိုက်ပါသားတွေကိုလည်းမထုံးတိပါနဲ့တန့်စင်ပြဤရင်တင်ထားလို့ရတယ်လို့ပြောလိုက်တယ်ဟုတ်ကဲ့အကိုလည်းဆူရှောင်းတောက်ကချက်ချင်းပဲအားတက်သွားပြီးအလုံးစလုံးဖို့ပြင်နေတော့မှာပဲမလန့်မကန်းကတောင်ပေါ်လမ်းမကြီးပေါ်ကနေ
ကနေလူတန်တွေရုတ်တရက်ထွက်ပေါ်လာပါတော့တယ်ကဲကြပါဦးဗျာလူ10ယောက်ကျော်လောက်အယုတ်ဆိုးကြီးတန်ပြီးလူလိမ့်ပြေးလွှားလာတာကိုမြင်လိုက်ရတယ်သူတို့နောက်မှာတော့ကြားတစ်တကောင်လောက်ရှိတဲ့သွေးဆက်သားသွားဖို့ကောင်တွေကလိုက်လာကြတယ်ကျွန်တော်မျက်စိကိုမေးပြီးတေချာကြည့်လိုက်တော့ခေါင်းဆောင်လုံးနေတဲ့သူကကိုဝမ်းဆက်ပါလားအရင်ကအမောင်စေးတဲ့ပြင်ဘက်မှာစောက်လုပ်ရေးလုပ်ငန်းတွေလုပ်နေတဲ့သူပေါ့ပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်အစင်မပြေဖြစ်နေချိန်မှာဒီလူတွေကကျွန်တော်ကိုအကွက်ချပြီးတားကောင်ဖြစ်အောင်တွန်းပို့ခဲ့ကြတာလေသူထေးရခဲ့ပါဦးကျွန်တော်တို့ကိုအထဲဝင်ပြီးပုံခွင့်ပေးပါဦးအားလုံးကကြံကျိုးသူမျိုးသားတွေပဲလေအသက်တွေတော့မဲ့ချိန်မှာမကယ်ပဲမကြည့်ရပါနဲ့ဗျာကျွန်တော်ကတော့အဲ့ဒီနေရာမှာပဲငြိမ်ပြီးအေးဆက်ဆက်ကြည့်နေလိုက်တယ်မကယ်ပဲမကြည့်ရဘူးလေလားကျွန်တော်မျက်လုံးထဲမှာတော့ဒေါသငွေ့သက်တွေတောက်သွားတယ်ပြီးခဲ့တဲ့ဘဝတုန်းကခင်ဗျားတို့ကျွန်တော်ကိုကြားကန်တုန်းကကြတော့ဘာလို့အားလုံးကကြံကျိုးသူမျိုးသားတွေဆိုတာမေ့သွားရတာလဲကိုဝမ်းဆက်ကတော့ကြောင်သွားတယ်သူကကျွန်တော်ပြောတာကိုနားမလည်ပေမဲ့ကျွန်တော်ကြည့်ကိုတော့သူသဘောပေါက်မှာပါအဲ့ဒါကလူတယောက်ကိုကဲတင်မဲ့ကြည့်မျိုးမဟုတ်ပဲတေလူတယောက်ကိုကြည့်နေတဲ့ကြည့်မျိုးမို့လို့ပါကျွန်တော်ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ကျွန်တော်ရဲ့ဘုံခိုချင်းတွေကိုအမိုက်တရိုက်တွေကိုလက်မခံနိုင်ဘူးလေစကားဆုံးတာနဲ့ကျွန်တော်လက်ခလောက်တီးလိုက်တော့ဘုံခိုချင်းပြင်ဘက်ကတိုက်တေနီယန်တန်စကားတွေမှာလျှက်စစ်တပ်အားတွေတန်းပြီးထွက်လာတယ်ပိုအားမြင့်လျှက်စစ်တပ်အားကြောင့်ရှေ့ဆုံးကပြေးလာတဲ့သွေးဆက်သားသွားဖို့ကောင်တွေကချက်ချင်းလွင့်ထွက်သွားတော့တယ်ကိုဝမ်းဆက်ကတော့ကြောက်လန့်ပြီးမြေကြီးပေါ်မှာထိုင်ရတာဖြစ်သွားတယ်ကျွန်တော်မားသွားပါတယ်တကယ်မားသွားပါတယ်ဆိုပြီးအော်နေရှာတယ်ကျွန်တော်သူ့ကိုနောက်တစ်ခေါက်ထပ်မကြည့်တော့ဘူးအပြစ်မရှိတဲ့သူတွေကိုတော့ကျွန်တော်ဘယ်တော့မှမတတ်ဘူးဒါပေမဲ့ရန်သူဆိုရင်တော့မကယ်ဘူးမကောင်းတဲ့သူဆိုရင်တော့ရှင်းပြရမှာပဲကျွန်တော်နောက်လှည့်ပြီးဘုံခိုချင်းတွေကိုပြန်ဝင်သွားတယ်ထူတဲ့တိုက်တေနီယန်တကားကြီးကဖြည်းဖြည်းချင်းပိတ်အားတဲ့တကားပြင်ဘက်ကအော်ဟစ်တန်တွေကတော့တဖြည်းဖြည်းတိတ်ဆိတ်သွားတော့တယ်အမောင်ထုကြီးကကဘာကြီးကိုဝါမြို့သွားခဲ့ပြီးတွေးအောင်လမင်းကြီးထွက်ပေါ်လာတဲ့တတိယမြောက်နေ့မှာတော့အပြင်ဘက်လောကကြီးဟာမရေခမ်းတစ်ခုလိုဖြစ်လို့နေပါပြီမြို့လေကောင်မှာဆိုရင်လည်းပစ္စည်းနေတဲ့ကားတွေအမိုက်တရိုက်တွေနဲ့ပြည့်နေပြီးတော့တချိန်ကလမ်းဘေးကွေးတွေကြောင်တွေကလည်းနွားတငယ်ရွယ်လောက်ထိကြီးထွားလာပြီးလူတွေကိုအုပ်စုလိုက်အမဲလိုက်နေကြပါပြီဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာတော့မှမောင်ကိုစေးကလေလုံးစခန်းထဲမှာတော့အမဲစီဟော့ပေါ့အနံ့တွေမွေးပြန့်လို့နေတဲ့ရှုဆောင်တောင်ကပါဆက်တပြင်းလုံးအစီတွေပေပေါ်နေအောင်စားရင်းနဲ့ကိုလည်းဒီလိုကဘာပြက်ခါနီးချိန်မျိုးမှာနေတိုင်းသာဒီလိုမျိုးစားတော့ပြီးနေရမယ်ဆိုရင်ကျွန်တော်ကတော့ဘာမှမဖြစ်ဘူးပြလို့ပြောလိုက်တယ်ဇွန်ဘီကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးတော့မင်းပြင်ထွက်ပြီးစမ်းကြည့်လေဆိုပြီးပြန်ပြောလိုက်တယ်ရှုဆောင်တောင်လည်းချက်ချင်းပဲပါဆက်ပိတ်သွားတော့တယ်ကျွန်တော်ကတော့အေးဆက်ဆက်ပြီးရတစ်ခွက်ကိုမောတောက်လိုက်ပြီးဆိုဖာပေါ်မှာမိထိုင်လိုက်တယ်အဲ့ဒီအချိန်မှာပဲတိုဝီဝီနဲ့ဆူရှာတဲ့အချက်ပေးတန်ကြီးထွက်ပေါ်လာပါတော့တယ်ဒီတတိပေးချက်အပြင်ဘက်ကာကွယ်ရေးစီမှာအပူချိန်မြင့်မာတဲ့အရာဝတ္ထုအများပြားချင်းကပ်လာတာကိုတွေ့ရှိရပါတယ်ကျွန်တော်ကတော့အေယာမစောင့်ကြည့်ခင်များမျက်နှာပြင်ကိုလက်နဲ့တစ်ချက်တိုးလိုက်တဲ့အခါမှာတော့လေလုံးစခန်းရဲ့1ကီလိုမီတာလောက်ကွာကတောင်ပေါ်လမ်းမှာလူအုပ်ကြီးကအမေးအောင်ပိတ်ဖုံးနေအောင်လာနေကြတာကိုတွေ့လိုက်ရတယ်အနည်းဆုံးလူ900-600လောက်တော့ရှိမယ်သူတို့လက်ထဲမှာဓာမတွေတန်ပိုက်လုံးတွေကင်ထားကြသလိုတချို့ဆိုရင်အော်ရိုမက်တစ်တင်နဲ့တွေတောင်ကင်ထားကြတယ်အရှိဆုံးကလမ်းလျှောက်လာတဲ့လူကတော့အင်ဂျီမပါပဲခနာကိုသားတွေဖောင်းကားနေတဲ့ခေါင်းပြောင်ကြီးနဲ့လူတယောက်ပါသူ့ကိုမှတော့သွေးရောင်တန်းနေရဲ့မြေကြီးတစ်ကောင်ရဲ့တက်တူးကိုထိုးထားတယ်အဲ့ဒီလူကတော့ချင်းလုံကောင်းရဲ့ခေါင်းဆောင်လုံးဦးပါပဲပြီးခဲ့တဲ့ဘဝတုန်းကဆိုရင်ဒီကောင်ကအဆင့်ရှိတဲ့သွေးမြေတက်တူးရဲ့စွမ်းအားနဲ့ကဘာပြက်ဆက်မှာအနိုင်ကျင့်ဗိုလ်ချနေခဲ့တာလေဒီဘဝမှာတော့သူကကျွန်တော်စီကိုပဲအာယုံဆိုင်လာလိမ့်မယ်လို့လုံးဝမထင်ထားမိဘူးခင်ဗျာထဲမှာအားတော့လုံးဦးကဓာမကြီးကိုပခုံးပေါ်တန်းပြီးလေလုံးစခန်းရဲ့တကားပေါက်ဖက်ကိုမျက်နှာမူကအော်ဟစ်နေပါတယ်အဲ့ဒီလိတ်ကောင်ငါစကားနားထောင်ဆန်းမင်းဆဲဆက်စာလောက်ငါအောင်စူဆောင်းထားတဲ့စားစရာတွေအကြောင်းငါသိတယ်ခုချက်ချင်းတကားဖွင့်ပေးပြီးပစ္စည်းတွေနဲ့မိမတွေကိုအကုန်ထုတ်ပေးလိုက်စမ်းကဒီလိုလုပ်ရင်တော့မင်းသက်ရှင်ဖို့လမ်းစကြံသေးတယ်မဟုတ်ရင်တော့ဒီကနေ့ပဲမင်းရဲ့ဒီလိတ်ခွန်လိုအိမ်ကိုအပိုင်းပိုင်းဖြစ်အောင်ငါဘုံခွဲပစ်မယ်ဒီခွေးကောင်တွေကငါရဲ့ချက်ရှင်းတွေကိုတောင်လက်ညှိုးထိုးရဲသေးတယ်ပေါ့ငါလည်းပြုံးလိုက်ပြီးတော့စိတ်မပူပါနဲ့ဦးတန်းနဲ့ချီကုန်ကြခံပြီးတက်ဆင်ထားတဲ့ကာကွယ်ရေးစနစ်ကအတန်တောင်ထွက်ဦးမှာမဟုတ်ပါဘူးလို့တွေးလိုက်တယ်ဘုံခိုချင်းပြင်ဘက်မှာတော့လုံဦးတယောက်အကြာကြီးစောင့်နေပေမဲ့ဘာအကြောင်းပြန်တမ်းမှမကြားရတဲ့အတွက်ဒေါသတွေထွက်ပြီးအယူမှုဖြစ်သွားတယ်ပေးတယ်မျက်နှာအာကိုမမယူတတ်ဘူးပေါ့ခဲပြစ်ချဆန်းအဲ့ဒီတကားကိုငါအတွက်ဖောက်ခွဲပြလိုက်ကြဒုံးချီ3စင်းကမီခိုရန်တွေနဲ့အတူတဟူးဟူးမိပြီးတကားကြီးကိုပြင်းပြင်းထန်ထန်သွားထိမှန်သွားတဲ့အုံးကနဲ့မီးဟဲသွားတဲ့ပောက်ကွဲတန်ကြီးကမြင့်တဲ့အချိန်မှာဟိမ့်ထွက်သွားပြီးတော့ချင်းလုံဖွဲ့ဝင်တွေကလည်းဝမ်းသာအားရနဲ့အော်ဟစ်လိုက်ကြတယ်ပွင့်သွားပြီးဟေဟာဘာတွေဖြစ်နေတာလဲငါတို့အကိုလုံးရှိမှာတော့တန်တကားလောက်ပဲရှိတာပါလားဒါပေမဲ့မီခိုငွေတွေပြဲသွားတဲ့အခါမှာတော့လူတိုင်းရဲ့အပြုံးတို့အေးကမျက်နှာပေါ်မှာတင်အေးခဲသွားတော့တယ်အဲ့ဒီမီခိုရောင်တိုက်တေနီယန်တတုဆက်တကားကြီးကဘာမှမဖြစ်တယ်လို့မက်ကြီးရဲ့နေတော့မဲ့မျက်နှာပြင်မှာတောင်အနှဲငယ်ချိုင်ဝင်သွားတာမျိုးမရှိဘူးလုံဦးရဲ့မျက်နှာကလည်းပိုပြီးမောင်မဲသွားတယ်ဆက်ပြီးပစ်ချအဲ့ဒီအချိန်မှာပဲတတိုင်းထိတ်ကတမ်မနီကာကွယ်ရေးပြားတွေကဘေးနှစ်ဖက်ကိုရှော့ထွက်သွားတယ်ကက်ကက်မိတန်နဲ့အတူလက်ချောက်ချောင်းပါတယ်ကက်တလင်ဆက်တင်နဲ့ကြီး10နှစ်လက်ကအပေါဝါကနေတဖြည်းဖြည်းချင်းပေါ်ထွက်လာပြီးတော့လက်ပတ်နေတဲ့ပြောင်းဝတွေကအောက်မှာစုပြုံနေတဲ့လူအုပ်ကြီးစီကိုပြစ်မှတ်ထားလိုက်တယ်စောင့်ကြည့်ရေးခန်းထဲမှာတော့ငါကဝိုင်ခွက်ကိုကင်ပြီးအေးဆေးပဲပြောလိုက်တယ်နောက်ဆုံးအချိန်တတိပေးလိုက်မယ်အပြင်ဘက်ကစပီကာကနေအတန်ထွက်လာတယ်ဒီနေရာကတော့ Blackstone စခန်းရဲ့ပုဂ္ဂလိကပိုင်နေမြေပဲဖြစ်ပါတယ်အခုချက်ချင်းထွက်သွားကြတော့မဟုတ်ရင်ကိုယ့်အကြောင်းကိုခံကြရလိမ့်မယ်ဒါကတေလူတွေရဲ့နေမြေရဲ့ဒီနေရာမှာငါကပဲငါကိုလာမဆန်းနဲ့ငါရက်ခွက်ကိုချလိုက်ပြီးသူတို့ကိုလန့်ကြည့်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲတိုင်းနဲ့အတန်တွေဆူညံသွားပြီးကက်တလင်ဆက်တင်နဲ့10ကနန်းလောက်ကတပြိုင်နက်ပစ်ခတ်လိုက်တယ်ကြီးစံကြီးစားတွေကအသက်ရှူပေါက်တောင်မပေးပဲတမ်မနီမိုးလိုရွာကြလာတော့တောင်ကုန်းလန်းလေးကမီးအောင်တွေနဲ့လင်းထိန်သွားတဲ့အပြာရောင်ကားကောင်းကလူမိုက်တွေဟာပွဲချင်းပြီးလဲကြကုန်ပြီးမိနစ်ဝက်တောင်မကြလိုက်ဘူးလေချောင်းရံကာကွယ်ရေးစခန်းအပြင်ဘက်မှာငုံကြီးတန်တွေနဲ့ဆူညံသွားတယ်လူဆိုးကောင်းဝင်200ကျော်လောက်ကတိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူးကျန်တဲ့လူတွေကလည်းကြောက်လုံးလို့လူးလိမ့်ပြီးနောက်ပြန်ဆုတ်ပြေးကြတယ်ငါကတော့စောင့်ကြည့်ရေးခန်းထဲမှာဘာခံစားချက်မှမရှိပဲထိုင်နေတဲ့ကဘာပြက်နေတဲ့အချိန်မှာတချို့လူတွေကကဲတင်ဖို့တောင်မထိုက်တန်ကြဘူးပြစ်တာရဲလိုက်တော့ငါကခလုတ်ကိုနစ်လိုက်တဲ့အပြင်ဘက်မှာလူ900-600လောက်ရှိတဲ့အပြာရောင်ကားကောင်းကအခုတော့ထက်ဝက်တောင်မကြံတော့ဘူးမင်းကိုတော့ငါရှင်လက်အရေးကွန်ခွာပြိမယ်ကိုလုံးဦးကသွေးလိမ့်လိမ့်နဲ့ထက်လိုက်တယ်သူ့ခန္ဓာကိုယ်မှာသွေးရောင်အခြေကွန်တွေဖုံးအောင်နေပြီး S အဆင့်သွေးမြေမျိုးနွယ်ဝင်တယောက်အနေနဲ့သူ့ရဲ့ခန္ဓာကြီးနဲ့အသက်ရှင်တန်နိုင်စွမ်းကအတော်လေးပြင်းထန်တယ်တာမလက်နဲ့တွေနဲ့ဆိုရင်သူ့ကိုတကယ်တည်အောင်တဖို့ကခက်ခဲတယ်မတည်နိုင်တဲ့မျိုးနွယ်ဝင်တွေမြေကြီးကိုတူးကြဆန်းဒီနေ့အတွင်းကလူကိုမတ
တက်ရမချင်းကရှုံးမပေးဘူးတောင်ကုတ်တော်ဝါရဲ့ပုံတန်တန်ရှိတဲ့မျိုးနွယ်ဝင်အနေငယ်ကချက်ချင်းပဲမြေကြီးတွေကိုယူသွတ်တယ်လို့တူးဆွနေကြတယ်ငါကစောင့်ကြည့်ခင်များကနေအေးဆက်ဆက်နဲ့ကြည့်နေရင်းနဲ့တေးချင်နေတာပဲလို့တွေးမိတယ်ငါမတက်ထရက်လိုက်ပြီးဓားမြောင်ကိုကိုင်းလိုက်တဲ့စိတ်ထဲကနေဓားတွေကိုဆင့်ခေါ်လိုက်ပြီးအမိုက်တွေကိုတန့်စင်ဖို့ထွက်သွားလိုက်တဲ့တိုက်တေနီယန်တမဏိတကားကြီးကဖြည်းဖြည်းချင်းပွင့်လာတော့ငါတယောက်တည်းပဲလေချောင်းရံကာကွယ်ရေးစခန်းထဲကထွက်လာခဲ့တယ်လုံဦးကလောင်ပြုံးပြုံးပြီးတော့နောက်ဆုံးတော့ငါစီရောက်လာပြီးပေါ့ထွက်ခဲ့ကြဆန်းအားလုံးတွေဖို့ပြင်ထားပြီးတော့ညီကိုတို့ရေဝိုင်းတိုက်ကြဆန်းကြံနေတဲ့လူမိုင်း200ကျော်ကငါတယောက်တည်းကိုမြင်တော့ချက်ချင်းပဲရက်ဆက်တဲ့မျက်နှာပေးတွေနဲ့လက်နက်တွေကင်ပြီးပြေးလာကြတယ်ငါကတော့ဒီတိုင်းပဲရက်နေပြီးဗပတ်ခြေထောက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တဲ့အဲ့ဒီခြေထောက်ပေါ်ကတုံးဟွန်ထိုင်ကြီးတက်တူးကနေရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးကဘာလောကကြီးတစ်ခုလုံးကိုတောင်ပြာကျသွားစေနိုင်လောက်တဲ့အပူရှင်ပြင်းပြင်းကြီးငါးစီကနေပေါက်ကွဲထွက်လာတယ်ဒါကနေမင်းကြီးရဲ့မီးတောက်ပဲငါခြေထောက်နဲ့မြေကြီးကိုတစ်ချက်ဆောင်နှင်းလိုက်တဲ့အချိန်မှာပဲရွှေရောင်မီးပင်လေကြီးကဒီရေလားထုံထိုးတိုးထွက်သွားတယ်ရှေ့ဆုံးကပြေးလာတဲ့လူမိုက်တွေဆိုတာရွှေရောင်မီးတောက်နဲ့ထိမိလိုက်တာနဲ့လွင့်စင်သွားကြပြီးမြေကြီးတွေကလည်းမီးလောင်လို့အကုန်မီးသွားတယ်သူတို့ကင်ထားတဲ့တန်လက်နက်တွေကအစအကြီးပြောပြီးတန်ရည်တွေဖြစ်ကုန်တဲ့အပူရှင်ကအရန်ပြင်းတာကြောင့်အားလုံးပဲကြောက်လန့်တကြားနောက်ဆုတ်ပြေးကြရတယ်သူတို့ဆိုငါနားတောင်ကတ်ဖို့မလွယ်ဘူးတစ်ချက်တည်းနဲ့တင်လူမိုက်200ကျော်အကုန်လုံးပြဟိုလဲကုန်နဲ့အဲ့ဒီနေရာမှာတော့လုံဦးတယောက်တည်းကြံခဲ့ပြီးခြေထောက်တွေပြုတ်ခွေသွားကဒူးထောက်ကျသွားတယ်မင်းကဘာကောင်ကြီးလဲမင်းကတကယ့်ကိုဘီလူကြီးပဲငါကတော့သူ့စီကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်အခုမှကြောက်တက်သွားပြီလားလုံဦးကမြေကြီးပေါ်မှာဒူးထောက်ပြီးငါ့ကိုကြည့်နေရင်စိတ်သက်တွေလုံးဝကျသွားတယ်မဖြစ်နိုင်ဘူးငါက FC အစွမ်းရှိတဲ့သူပဲမင်းကိုဘလို့လို့ရှုံးနိုင်မှာလဲသူ့မျက်လုံးထဲမှာယူသွတ်တဲ့အရေးအယောင်တွေပေါ်လာပြီးရှာကိုကိုက်လိုက်တယ်ပြီးတော့သူ့ရင်ဘက်ပေါ်ကသွေးရောင်မြင်းပုံတတူးပေါ်ကိုသွေးတွေဖြန်းလိုက်တယ်လူတယောက်နဲ့တောင်မတူတော့တဲ့အတန်ကြီးနဲ့ဟိန်းဟောက်ပြီးတဲ့နောက်သူ့ခန္ဓာကိုယ်ကပြောင်းလဲလာတယ်အယိုးတွေကရှည်ထွက်လာပြီးအရေပြားတွေကလည်းအကြေးကွန်တွေနဲ့ဖုံးအုပ်သွားကသူကတကယ်ကိုတတဝါကြီးတစ်ကောင်ဖြစ်သွားတော့တယ်ကိုလျားမီတာ20ကျော်ပြီးရေကန်ပက်လေလောက်ထိတုတ်ခိုင်တဲ့ဒီကြောက်စရာကောင်းတဲ့သွေးမြေကြီးက SG လိုတန်းရဲ့အစွမ်းပြင်းနဲ့နိုးထလာပြီးငါ့ကိုမျိုးချတော့မလို့လုံနေတာပဲသွေးမြေကြီးကကားတစ်စီးစာလောက်ကိုတန်းပြီးမျိုးချနိုင်တဲ့သူ့ရဲ့ဘားဆက်ကြီးကိုဟာပြီးငါစီကိုအငမ်းမရအလူအရက်ပြေးဝင်လာတယ်ငါစီကိုအနှံ့ဆိုးတွေလိုက်လုံးလို့တိုးဝင်လာပြီးမြေပြင်ပေါ်ကကြောက်စိခဲတွေတောင်သူ့ဘားဆက်ထဲပါသွားကုန်နဲ့ဟွန်းကိုလုံးကြီးုံနဲ့များငါ့ကိုနိုင်မယ်လို့ထင်နေတာလားငါကလောင်ပြုံးလေးတစ်ချအပြုံးပြီးညာဘက်ခြေထောက်ကိုအားနဲ့ရှေ့ကိုစောင်းနှင်းလိုက်တယ်ချီထန်းဒါရှန်တို့ကြံချင်းချင်းညာဘက်ခြေထောက်ပေါ်ကချီထန်းဒါရှန်တို့တန်ကြီးရွှေရောင်တွေတလက်လက်တောက်ပြောင်လာပြီးကောင်းကင်ကြီးကိုတောင်ဖိနှိပ်ထားနိုင်လောက်တဲ့အလွန်စွမ်းထက်ပြီးမန်မာတဲ့တိုက်ပွဲဝင်စိတ်သက်တွေကောင်းကင်ရံစီထုံထိုးတက်သွားတယ်နောက်တစ်စက္ကန့်မှာပဲငါခန္ဓာကိုယ်တစ်ခုလုံးရွှေရောင်လင်းနှန်းတွေဖုံးလွှမ်းသွားပြီးအယိုးတွေကတကွန်းကွန်းနဲ့မြည်လာသလိုသွေးတွေကလည်းငကားတစ်ကောင်လိုအမှတ်ပြီးနဲ့စီးဆင်းလာတဲ့ရွှေချက်ဝတ်တန်စာတွေကိုဝတ်ဆင်ထားပြီးဖုံးချီစီခြင်းတရားဘူးကိုစောင်းထားတဲ့တိုက်ပွဲဝင်သူရဲကောင်းရဲ့အရေးကြီးကငါးနောက်ကျောမှာတဖြည်းဖြည်းပေါ်လာတယ်အဲ့ဒီရွှေရောင်မြုံဝန်းဆောင်ပွင့်လာတဲ့အချိန်မှာပဲကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနေတဲ့အမေးရောင်မြူကိုတွေတောင်တဆစီပြဲထွက်သွားသလိုပဲသွေးမြေကြီးကငါ့ကိုအသေးလဲတိုက်ခိုက်လာပေမဲ့ငါကနောက်မဆုတ်တဲ့အပြင်အမှတ်ပြီးနဲ့အပေါ်ကိုပြစ်တင်လိုက်သလိုခုန်တက်သွားတဲ့ဖုံးဆိုတဲ့အတန်နဲ့အတူငါခြေထောက်ကသွေးမြေကြီးရဲ့မေးရိုးကိုအားနဲ့စောင်းနှင်းလိုက်တာသူ့ရဲ့ကြီးမားတဲ့ဦးကောင်းကြီးတောင်နောက်ကိုလမ်းကျသွားတဲ့သွေးမြေကြီးကနာကျင်လုံးလို့အော်ဟစ်ပြီးသူ့ရဲ့ကြီးမားတဲ့ကိုယ်လုံးကြီးကိုလူးလိန်ကငါ့ကိုပြစ်ချဖို့စူးစမ်းနေပေမဲ့ငါကတော့သူ့ကောင်းပေါ်မှာတောင်ကြီးတစ်ခုလိုမလုံးမရှက်တည်ငြိမ်စွာရက်နေနိုင်တဲ့အားဆိုပြီးသွေးမြေကြီးဤကဒေါသကြီးနဲ့သူ့ရဲ့အမီးကြီးကိုဝေယံပြီးရိုက်ချလိုက်တယ်သူ့အမီးသွားတဲ့လမ်းတစ်လျှောက်ကကြောက်တုံးကြီးတွေတစ်ပင်တွေအကုန်လုံးပေါက်ကွဲပြီးပြင်းကျဲကုန်နဲ့ငါကညာလက်ကိုမြောက်လိုက်တာနဲ့ငါနောက်ကချီချမ်းဒါရှန်ရဲ့အရေးကြီးကလည်းအတူတူလိုက်မြောက်လိုက်တယ်လေဟာနယ်ထဲမှာရွှေရောင်စစ်တိုက်စိတ်တက်တွေနဲ့တောက်လောင်နေတဲ့တုတ်တန်ကြီးတစ်ချောင်းတစ်ဖြည်းဖြည်းပေါ်လာပြီးတုတ်တဲ့တစ်ချောင်းမှာရှိတဲ့ရှေးဟောင်းပုံစံတွေကတလက်လက်တောက်ပလာတယ်ဒါကတော့ယူကြီးချင်းကူပန်းပဲကျွန်တော်ရွှေတောင်ဝေးပုံရိပ်ကိုငါးချောင်းစလုံးနဲ့စုပ်ကင်လိုက်တဲ့အချိန်မှာပဲပြောမပြတတ်အောင်ပြင်းထန်လုံးနဲ့တိုက်ခိုက်ခြင်းစိတ်တွေကခန္ဓာကိုယ်တစ်ခုလုံးစီချက်ချင်းပြန့်နှံ့သွားတယ်ဟေးကောင်နေနေစမ်းဆိုပြီးတော့ရွှေတောင်ဝေးကိုအားပါးတရရမ်းလိုက်တာလေထဲမှာတဝုံဝုံမိသွားပြီးတော့သွေးမြေကြီးရဲ့အမီးနဲ့တဲ့ကိုထိမှန်သွားတယ်လေထုတစ်ခုလုံးပောက်ကွဲထွက်ကုန်တယ်လို့ပဲဖြစ်လာတယ်လေလိုင်းတွေကတောအုပ်တစ်ခုလုံးကိုမုံတိုင်းလိုမျိုးတိုက်ခတ်သွားပြီးတော့တန်ချက်ကားတွေကိုတောင်ပိုင်းဖြစ်အောင်ရိုက်ချိုးနိုင်တဲ့သွေးမြေရဲ့အမီးကြီးကဒီတစ်ချက်တည်းနဲ့တင်အကြေးကွန်တွေကွဲချေသွားပြီးတော့နောက်ကိုလွတ်စင်သွားတယ်လုံးဝမထင်မှတ်ထားတဲ့အခြေအနေကြောင့်သွေးမြေရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေပေါ်လာတယ်ဗျာမဖြစ်နိုင်တာငါက S အဆင့်သွေးမြေတကောင်ပဲမင်းကဘာမို့လို့ငါ့ကိုဖိနှိပ်နိုင်ရတာလဲလို့သူကအော်ဟစ်နေရဲ့ကျွန်တော်ကသူ့ခေါင်းပေါ်မှာမတက်ရက်ပြီးအပေါ်စီးကနေအေးဆက်ဆက်အကြည့်နဲ့ကြည့်လိုက်တယ်ဘာလို့လဲဆိုတော့မင်းရဲ့ S အဆင့်ဆိုတာတားမြစ်ခံထားရတဲ့အဆောင်လက်အဲ့ဒီရဲ့ရှေ့မှာဘာမှမဟုတ်လို့ပဲစကားဆုံးတာနဲ့ကျွန်တော်ရွှေတောင်ဝေးကိုနှစ်လက်စလုံးနဲ့မြောက်ကင်လိုက်တယ်ကျွန်တော်နောက်ကပေါ်နေတဲ့မြောက်ဖရင်ကြီးရဲ့ပုံရိပ်ကလည်းအဲ့ဒီအချိန်မှာပဲ10မီတာ30မီတာ50မီတာဆိုပြီးတော့တဖြည်းဖြည်းနဲ့ကြီးမားလာပြီးနောက်ဆုံးမှာတော့ကောင်းကင်ထိအောင်မြင့်မားတဲ့ရွှေရောင်တိုက်ခိုက်ရေးမြောက်ကြီးဖြစ်သွားတယ်သူကမိမောင်နေတဲ့မြူကိုတွေပေါ်မှာနင်းထားပြီးခေါင်းပေါ်မှာတော့မြည်ရဲနေတဲ့လက်မင်းကြီးရှိနေတဲ့လက်ထဲကရွှေတောင်ဝေးကလည်းကောင်းကင်တိုင်ကြီးလိုမျိုးဖြစ်နေပြီးတော့တောင်တွေကိုတောင်ပျက်စီးသွားစေနိုင်တဲ့အာမန်တွေနဲ့သွေးမြေရဲ့အသက်ချက်ချနေရာကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တဲ့တိုက်ပွဲရဲ့အရှိန်ဝါတွေကတုန်ခါသွားပြီးတော့အဲ့ဒီတစ်ချက်ရိုက်ချလိုက်တဲ့အချိန်မှာတောအုပ်ကြီးတစ်ခုလုံးတုန်ခါသွားတယ်လို့ပဲမြေပြင်တွေကွဲအပ်ကုန်ပြီးကြောက်ခဲတွေလေထဲကိုလွင့်ထွက်သွားတဲ့သွေးမြေကြီးရဲ့ခနာကိုယ်ကြီးကလည်းမြေကြီးထဲကိုပြုတ်ကျသွားတယ်သူ့ရဲ့အသက်ချက်ချနေရာကအကြေးကွန်တွေအပိုင်းပိုင်းကွဲချေကုန်ပြီးတော့ပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းအားတွေကသူ့ရိုးတွေထဲထိစိတ်ဝင်သွားပြီးတော့သူ့ခနာကိုယ်ထဲကအသက်တွေကိုအကုန်လုံးဖျက်ဆီးပစ်လိုက်တဲ့သွေးမြေရဲ့မျက်လုံးအိမ်တွေကျင်းဝင်သွားပြီးတော့ကြီးမားလာတဲ့ခနာကိုယ်ကြီးကခဏလောက်တုံရင်သွားပြီးနောက်မှာတော့လှုပ်ရှားမှုတွေရပ်တန့်သွားပါတော့တယ်အကုန်လုံးကိုအပြီးတက်ရှင်းထုတ်လိုက်တဲ့အခါတောင်တခွင်လုံးဖုံးလွှမ်းနေတဲ့မိမောင်ရဲ့မြူတွေဟာအဲ့ဒီတို့တစ်ချက်ရဲ့ကြံရည်တဲ့အရှိန်ကြောင့်အတင်းကျပ်လွင့်စင်သွားပါတော့တယ်ကျွန်တော်လည်းရွှေတုပ်ကိုပြန်သိမ်းပြီးမြေပြင်ပေါ်ကိုတင်းငိမ့်စွာနဲ့ဆင်းသက်လိုက်တဲ့အခါကျွန်တော်နောက်ကပေါ်နေတဲ့မြောက်ဖရင်ကြီးရဲ့ပုံရိပ်ဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီးညာဘက်ခြေထောက်ကတက်တူးမှာတော့ရွှေရောင်လင်းနှန်းလေးတွေအနှဲငယ်ကြံရည်နေပါသေးတယ် S အဆင့်နိုးထသူလုံးဦးဆိုတဲ့ကောင်ကကျွန်တော်တို့တစ်ချက်အောက်မှာပွဲချင်းပြီးတေးသွားတာမို့သူ့ရဲ့သွေးမြေကြီးခေါင်းကိုလက်ညှိုးနဲ့ဓာတ်လိုမျိုးထထမြက်မြက်ထိုးခွဲပြီးအတွင်းထဲကနေညီရဲတဲ့အလင်းရောင်တွေထွက်နေတဲ့ရွှေရောင်နှစ်ခဲကိုဆွဲထုတ်လိုက်ပါတယ်မစိုးပါဘူး S အဆင့်တက်တူးကနေရလာတဲ့ရွှေရောင်နှစ်ခဲဆိုတော့သုံးလို့ရတာပေါ့အဲ့ဒီနှစ်ခဲကိုကျွန်တော်ရဲ့ကိုယ်ပိုင်နေရာလိုထဲထည့်သိမ်းလိုက်ပြီးနောက်ပြန်လက်ကလေကိုလုံးရေးစခန်းစီပြန်လျှောက်လာခဲ့ပါတယ်ကျွန်တော်နောက်ကတိုက်ပွဲမှာရှုံးနေသွားတဲ့သူတွေကတော့ဘယ်သူမှကျွန်တော်ကိုမောကြဤဖို့တောင်မဝဲရဲကြတော့ပါဘူးတိုက်ပွဲတွေကနေရွှေရောင်နှစ်ခဲရာနဲ့
ချီပြီးကောက်သိန်းလာခဲ့တာပါအများစုကတော့အစစ်နှိမ့်တွေပါပဲဒါပေမဲ့အရေးအတွက်ကများတာမို့အဆင်ပြေပါတယ်အနှစ်ခဲတွေကနေထွက်လာတဲ့စွမ်းအင်တွေအများကြီးကျွန်တော်ရဲ့ကိုယ်ပိုင်နေရာလူထဲစီးဝင်လာတဲ့အခါနေရာလူကြီးတစ်ဖြည်းဖြည်းချဲ့ထွင်လာတာကိုကျွန်တော်ကောင်းကောင်းကြီးခံစားမိတယ်လို့ကျွန်တော်ခန္ဓာကိုယ်ရဲ့ကမူလစွမ်းအားတွေလည်းပိုပြီးတောင့်တင်းလာပါတယ်ပိုပြီးဝမ်းသာစရာကောင်းတာကတော့ကျွန်တော်ရဲ့စွမ်းအားတွေတိုးတက်လာတာနဲ့အမျှကြောဘက်ကငကားကိုကောင်တဲ့ခေါင်းတလားတက်တူးဟာပိုပြီးတိတာထင်ရှားလာပြီးအဲ့ဒီရှေးဟောင်းတဲ့ရောင်ခေါင်းတလားပေါ်ကခြေရာရာကျိုးတွေရဲ့မှာပထမဆုံးကျိုးဟာအနှဲငယ်ရော့ရဲလာတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်မျက်လုံးကိုမိတ်လိုက်ပြီးအဲ့ဒီငကားကိုကောင်တဲ့ခေါင်းတလားကနေပေးပို့လာတဲ့နည်းနည်းတဲ့အချက်လက်တွေကိုခန်းစားကြည့်လိုက်ပါတယ်ဒီတက်တူးကရိုးရိုးရှင်းရှင်းဖိနှိပ်ထားတဲ့အမျိုးအစားမဟုတ်ပါဘူးသူ့ရဲ့တကယ်ကိုကြောက်စရာကောင်းတဲ့အချက်ကတော့ဝါမျိုးနိုင်တဲ့စွမ်းရည်ပါပဲထူးခြားတဲ့တားရဲတွေရဲ့ရိုးမြစ်တွေကိုဝါမျိုးမယ်ရန်သူရဲ့တက်တူးချင်းကြံတွေကိုဝါမျိုးမယ်ပြောင်းလဲလို့ရတဲ့စွမ်းရည်မှန်သမျှကိုဝါမျိုးပြီးတော့မှအဲ့ဒီစွမ်းအားတွေကိုကျွန်တော်စီပြန်ပေးကကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စွမ်းအားတွေကိုပို့ပြီးတမလာစေတာပါဒီစွမ်းရည်ကိုခေါင်းတလားဝါမျိုးချင်းလို့ခေါ်ပါတယ်ဒါပေမဲ့အခုထိတော့ပထမဆုံးသောကျိုးကအပြည့်အဝပြေမသွားသေးပါဘူးအဲ့ဒီလိုမျိုးစွမ်းကိုတကယ်ဖွင့်ပြီးတော့အရာရာကိုဝါမျိုးချင်းနေဆိုရင်တော့ပုံမြင့်တဲ့အဆင့်ရှိတဲ့ပုံဆောင်ကဲတစ်ခုကိုတော့ချက်အနေနဲ့လိုအပ်နေတာပေါ့အနည်းဆုံးတော့အဆင့်9နဲ့အထက်ရှိတဲ့တားရဲပုံဆောင်ကဲမျိုးဖြစ်မှရမှာပါအဆင့်9ပုံဆောင်ကဲဟုတ်လားကျွန်တော်မျိုးလုံးစုံကိုပွင့်သွားအောင်ဖွင့်လိုက်ပြီးတော့နှုတ်ခမ်းဆုံးကိုအနှဲငယ်ကွေးညွှတ်လိုက်တဲ့အရင်ဘဝတုန်းကဆိုရင်တော့သွေးရောင်လမင်းကြီးပေါ်လာပြီးမကြခင်မှာပဲအရှိပင်လေဘက်မှာအဆင့်9ရှိတဲ့တားရဲဘရင်တကောင်ပေါ်လာဘူးတဲ့အဲ့ဒီကောင်ကအန်ကျိုမျိုးတစ်မျိုးလုံးဒီပါကိုဖျက်ဆီးပစ်မလို့ဖြစ်သွားခဲ့တာလေဒီဘဝမှာတော့သူ့ရဲ့ပုံဆောင်ကဲကိုကျွန်တော်ရဲ့ရယူရမယ်ကျွန်တော်စိတ်ချနဲ့စွာနဲ့လှည့်ပြီးတော့လေချောင်းရံကာကွယ်ရေးစခန်းတွေကိုပြန်ဝင်လာခဲ့လိုက်တယ်ဝင်ပေါက်တကားကြီးကလည်းဖြည်းဖြည်းချင်းပိတ်သွားပြီးတော့အပြင်ဘက်ကတက်ဖြတ်မှုတွေကိုလုံးဝအဆက်အသွယ်ပြတ်တောက်သွားစေတာပေါ့ရှေ့ဆောင်တော့ကကျွန်တော်စီအပြေးလေးလာပြီးသူ့မျက်လုံးတွေရဲ့မှာစိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ပေါ့ကိုလူရီကိုကတော့တကယ်ကိုမယုံနိုင်စရာပဲနော်ကျန်းရှင်းကလည်းနွေးနေရဲ့မျက်နှာတုပ်ပူဝါကိုကမ်းပေးပြီးသူ့မျက်လုံးလှလှလေးတွေကတောက်ပတ်နေတာပဲမောသွားပြီမလားဟောဘောကလည်းခုထိနွေးတော့မဲနော်ကျွန်တော်လက်တွေကိုတုပ်ပြီးဆိုဖာပေါ်မှာပြန်ထိုင်လိုက်ကဟောဘောအသားတချို့ကိုထည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲမြို့တော်ရဲ့မြေအောင်900မီတာအနက်မှာရှိတဲ့စစ်ပတ်ဆိုင်ရာထိတန်းကုတ်ကဲရေးစင်တာထဲမှာတော့လေထုကအသက်ရှူရကြလောက်အောင်ကိုတင်းမာနေခဲ့တာပေါ့အစီရင်ခံတင်ပြပါလေအရှိပိုင်းစစ်ဒေသရဲ့နံပါတ်3ကာကွယ်ရေးကြီးကကျိုးပေါက်သွားပြီးအဆင့်လေးရှိတဲ့တားရဲကောင်3ကောင်ကပိတ်ဆို့မှုကိုဖောက်ထွက်သွားပါပြီအစီရင်ခံတင်ပြပါတယ်တောင်ပိုင်းကမ်းရိုးတန်းမှာပုံမှန်မဟုတ်တဲ့ဆူနာမီလိုင်းတွေဖြစ်ပေါ်နေပြီးတော့နှဆိုင်တဲ့ပင်လယ်တွေကတားရဲကြီးတွေကုန်းပေါ်ကိုတက်လာနေပါပြီအစီရင်ခံတင်ပြပါတယ်အဆင့်3နဲ့ထပ်ရှိတဲ့တားရဲတွေပေါ်မှာခိမီလက်နက်တွေရဲ့အာနိတင်ကအရန်ကိုကျဆင်းလာနေပါပြီကျွန်တော်တို့ဘက်ကနိုးထလာသူတွေရဲ့တပ်ဖွဲ့တွေလည်းအထီးခိုက်ကြအဆုံးများပြားလာပါတယ်ဗျာသတင်းဆိုးတွေတစ်ခုပြီးတစ်ခုကလူတိုင်းရဲ့ရင်ဘက်ကိုလေးလံတဲ့တူကြီးနဲ့ထုလိုက်တဲ့လိုမျိုးခံစားရစေတာပေါ့အေယာမအီလက်ထရောနစ်မြေပုံကြီးရှိမှာရက်နေတဲ့ကိုကဲရေးမှုကတော့နာကျင်စွာနဲ့ပဲမျိုးလုံးတွေကိုမိတ်လိုက်မိတယ်သူကတော့လုံနိုင်ငံရဲ့စစ်တပ်မှာအမြင့်ဆုံးဆင့်ရှိတဲ့လုံမိုးချုပ်ကြီးပဲဖြစ်တယ်တွေးရောင်လမင်းကြီးပေါ်လာတာ3ရက်ပဲရှိသေးပေမဲ့လူသားတွေဂုံယူနေတဲ့ခိမီရင်ကျင်းမှုကြီးကတဝက်ကျော်လောက်ပျက်စီးသွားခဲ့ရပြီးစစ်တပ်ကတော့မှအဲ့ဒီလိုကြောက်စရာကောင်းတဲ့ပြောင်းလဲလာတဲ့သားရဲတွေကိုသူတို့ရှေ့မှာတင်တင်ပဲတဖြည်းဖြည်းနဲ့အတော်လေးကိုရုန်းကန်လာရပြီဗျာဒါတကယ်ပဲငါတို့ကိုအဆုံးသတ်တော့မလို့လားအဲ့ဒီအချိန်မှာပဲသတင်းချက်လက်တွေကိုစောင့်ကြည့်နေတဲ့သူကရုတ်တရက်ထွက်လိုက်ပြီးတော့အကြီးကဲခင်ဗျာဒါလေးမြင်မြင်ကြည့်ပေးပါဦးလို့ပြောလိုက်တယ်အမြင့်ပြန်ကိုပြောက်တုံးကနေခုလေးတင်ပုံရိပ်တွေကိုပို့ပေးလိုက်တာပါကြီးမားတဲ့ဖန်သားပြင်ကြီးပေါ်မှာပုံရိပ်တွေကချက်ချင်းဆိုသလိုချက်လိုက်တာနဲ့ထင်ရှားလာတယ်အဲ့ဒါကတော့တတုနံရံတွေနဲ့ပတ်ပတ်လဲကာယံထားတဲ့တော်ရင်ခံတက်ကြီးတစ်ခုပါပဲခံတက်ကြဤရဲ့တကားပြင်ဘက်မှာဆိုရင်တော့တောအုပ်တွေကမိတွေကြီးစံရာတွေနဲ့ပျက်စီးပြီးတော့နေရာလိုကြီးဖြစ်နေပြီးနေရာနဲ့မှလည်းချင်းလုံးဖွဲကလူမိုက်တွေထွက်ပြေးသွားတဲ့အချိန်မှာကြံခဲ့ရင်တွေနဲ့လက်နက်တွေနဲ့ပြည့်နှက်နေတယ်ပြီးတော့ပုံရိပ်ရဲ့အလဲဘိုးမှာဆိုရင်တော့အပေါ်ပိုင်းမလာနဲ့လူငယ်တယောက်ဟာခံတက်ပြင်ဘက်ကတောင်ပေါ်လမ်းမှာတယောက်တည်းရက်နေတာကိုတွေ့ရတယ်သူရှိမှဆိုရင်လည်းအရှိပေ20ကျော်ပြီးရေအိုးရွယ်လောက်ရှိတဲ့ကြောက်စရာကောင်းတဲ့သွေးမြေကြီးတစ်ကောင်ရှိနေတယ်အဲ့ဒီသွေးမြေကြဤကတကိုယ်လုံးမှာအနီရောင်စင်းတွေနဲ့ဖုံးလွှမ်းနေပြီးတော့သူ့ရဲ့ကြီးမားတဲ့ခေါင်းထဲမှာလည်းအစိတ်တွေပြည့်နှက်နေတာပေါ့သူ့ရဲ့အေယာမကိုလုံးကြီးကတော့အုပ်ထဲမှာခွေခေါက်နေတာကိုကြည့်ရတာနေရခန်းထဲကနေတက်လာတဲ့ဘီလူတစ်ကောင်နဲ့တူနေရဲ့အဲ့ဒါကတော့ S အဆင့်ရှိတဲ့အသွင်ပြောင်းလူသားပဲအကြီးကဲခင်ဗျာနီးနာကတပ်ဖွဲ့တွေကိုချက်ချင်းကူညီတောင်းရမလားမမီတော့ဘူးဗျာကွာဝေးကအရန်ဝေးလုံးနဲ့ငါတို့လူတွေရောက်သွားတဲ့အချိန်ကျရင်တိုက်ပွဲကပြီးသွားလောက်ပြီးဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲစစ်စင်ရေးဌာနချုပ်ကြီးတစ်ခုလုံးတေးရွာပြန်တယ်လို့တိတ်ဆိတ်သွားခဲ့ရတဲ့ဖန်သားပြင်တွေကလူငယ်လေးရဲ့လက်ဝါးကနေရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးသူ့နောက်ကျောမှာတော့အလွန်ကိုရဲရင်ပြတ်သားတဲ့ရွှေရောင်နဲ့ဖျားပုံရိပ်တစ်ခုရုတ်တရက်ပေါ်ထွက်လာတဲ့အဲ့ဒီပုံရိပ်ကရွှေချက်ဝတ်တန်စာကိုဝတ်ဆင်ထားပြီးဦးကောင်းမှာလည်းရွှေရောင်ဦးတရားဖူကိုစောင်းထားကလက်ထဲမှာကင်ထားတဲ့ရွှေရောင်တုပ်ကြီးကကောင်းကင်ရံကိုလွှမ်းမိုးထားတယ်လို့ပဲတရုံကနေရိုက်ကူးထားတဲ့ရုပ်ပုံတွေကနေတဆင့်ကြည့်နေရတယ်လူတိုင်းဟာကဘာတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်လောက်တဲ့အဲ့ဒီတိုက်ခိုက်မှုရဲ့ပြင်းအားကိုခံစားလိုက်ရတယ်လို့ပါပဲဒါပါဆွမ်းမျိုးလဲလို့သူရှိုဖွဲ့ဝင်တယောက်ကရေရွတ်လိုက်ပေမဲ့ဘသူကမှပြန်မဖြေနိုင်ကြဘူးဘာလို့လဲဆိုတော့ဖန်သားပြင်တွေကတိုက်ပွဲကအထွတ်ထိပ်ကိုရောက်နေပြီလေအဲ့ဒီလူငယ်လေးကတွေးရောင်မြေကြီးရဲ့ခေါင်းပေါ်ကိုခုန်တက်သွားပြီးရွှေရောင်တုပ်ကြီးကိုနှစ်လက်နဲ့တင်းတင်းဆုပ်ကင်လိုက်တဲ့အချိန်မှာသူ့နောက်ကလက်ဖျားပုံရိပ်ကလည်း10မီတာ30မီတာ50မီတာအထိတဖြည်းဖြည်းကြီးထွားလာလိုက်တာနောက်ဆုံးတော့တောင်တန်းတွေနဲ့တောင်ပြိုင်တူလောက်မြင့်မားတဲ့အတွင်ကိုဆောင်းသွားတယ်ပြီးတဲ့နောက်ရွှေရောင်တုပ်ကြဤနဲ့တွေးရောင်မြေကြီးရဲ့အသက်အန္တရာယ်ရှိဆုံးနေရာကိုအားကုန်သုံးပြီးထူးခြားလိုက်တော့တာပါပဲဖန်သားပြင်ရဲ့ဟိုဘက်ချမ်းမှာရှိတဲ့လူတွေတောင်တော်တော်လုံးတုန်ခါသွားသလိုခံစားလိုက်ရပြီးမြေပြင်တွေကွဲအက်ကကြောက်ခဲတွေကောင်းကင်ရံအထိလွင့်စင်သွားခဲ့တဲ့အကြီးစားလက်နက်ကြီးတွေနဲ့တောင်မဖောက်နိုင်တဲ့အဲ့ဒီမြေကြီးကခုတော့အဲ့ဒီတုပ်ချက်တစ်ခုတည်းနဲ့မြေကြီးတွေကိုတန်းပြီးမြုပ်သွားခဲ့ရတဲ့တွေးရောင်မြေကြီးရဲ့ခန္ဓာကိုယ်ကြီးကတစ်ချက်လောက်ရုန်းကန်တွန့်လိန်သွားပြီးနောက်မှာတော့လုံးဝငြိမ်ကျသွားတော့တာပါပဲစစ်စင်ရေးဌာနချုပ်ကြီးတစ်ခုလုံးအကြတန်တောင်ကြားရလောက်အောင်တိတ်ဆိတ်သွားပြီးအတော်ကြာမှတယောက်ကတနွေးကိုအနိုင်နိုင်မျိုးချလိုက်တဲ့တုတ်တစ်ချက်တည်းနဲ့ S အဆင့်ရှိတဲ့တားရဲတကောင်ကိုရှင်းပြလိုက်နိုင်တာဒါဘလို့လို့ဖြစ်နိုင်မှာလဲသူကတကယ်ဘလို့ဆင့်ရှိတဲ့စွမ်းအားရှင်တယောက်လဲလို့မေးခွန်းထုတ်เสียဖြစ်လာတယ်ပြစ်မှတ်ရဲ့အချက်လက်ကိုစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အသက်20နှစ်ရွယ်ချင်းကြီးဆိုတာကိုသိလိုက်ရတယ်ကျန်းကျိုးမျိုးကချင်းမိသားစုလုပ်ငန်းစုရဲ့မူလအမွေဆက်ခံသူပေါ့အနီရောင်လမင်းကြီးမပေါ်ခင်ရက်20လိုမှာပဲသူကသူ့ပိုင်ဆိုင်မှုတွေကိုရောင်းထုတ်ပြပြီးတော့မြို့ပြင်ဘက်ကမောင်ကိုစေးတန်းခြေစခန်းတစ်ခုကိုဝယ်လိုက်တယ်ပြီးတော့ပစ္စည်းတွေကိုလည်းအ
များကြီးဆူဆောင်းထားလိုက်သေးတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အပေါင်းပါနှစ်ယောက်ကိုခေါ်ပြီးတော့မြေရောက်တတူးဆိုင်တစ်ခုမှာတတူးတွေထိုးကြတယ်ခုနှစ်ရက်ဆက်တိုက်ကိုခန္ဓာကိုယ်နဲ့တတူးတွေထိုးခဲ့တာပါအနီရောင်လာမင်းမပေါ်ခင်တရက်လိုမှာသူကအဲ့ဒီချအောင်မီစခန်းထဲကိုတရားဝင်ရောက်နေထိုင်လိုက်တာနဲ့တပြိုင်နက်တစ်ခုလုံးကစခန်းရဲ့စစ်စင်ရေးဌာနချုပ်ကြီးကတိတ်ဆိတ်သွားတော့တာပဲလူတိုင်းကဒီချင်းလီဆိုတဲ့လူငယ်လေးဟာကဘာပြက်မဲ့အကြောင်းကိုကြိုသိနေခဲ့တာပဲဆိုတဲ့အချက်တစ်ခုကိုရိပ်မိသွားကြတယ်ဆက်စုံစမ်းကြဦးသူ့ဘေးနားကလူနှစ်ယောက်ရဲ့အချက်လက်တွေကိုလည်းရှာထုတ်ပေးပြီးတော့ချင်းလီကိုအစစ်အမြင့်ဆုံးဗျူဟာမြောက်ပြမှတ်အဖြစ်သတ်မှတ်လိုက်ပြီးတော့ကျန်းကျိုးကိုအထူးကိုယ်စားလှယ်တယောက်လွှတ်ပေးလိုက်ပါချင်းလုံဖွဲ့ကိုရှင်းထုတ်လိုက်ပြီးနောက်ဒီနေ့မနက်ခင်းမှာတော့ကျွန်တော်ကလေချောင်းရံကာကွယ်ရေးစခန်းထဲကရေကန်ထဲမှာအေးအေးဆေးဆေးအနားယူရင်ခန္ဓာကိုယ်ရဲ့ကပုံဆောင်ကဲစွမ်းအင်တွေကိုစုပ်ယူနေတာပေါ့တီတီဆိုတဲ့အတန်စူးစူးကြီးထွက်လာပြီးတော့ငြိမ်းချမ်းမှုကိုဖျက်ဆီးလိုက်ပြန်ပါပြီအကိုကြီးတည်ချင်နေတဲ့ကောင်တွေထက်ရောက်လာပြန်ပြီဗျဆူရှောင်းတောင်ကကျွန်တော်စီအမြန်လျှောက်လာပြီးစောင့်ကြည့်တဲ့ဆက်ပစ္စည်းကိုကမ်းပေးတယ်ဒီတစ်ခါတော့လူနည်းနည်းပဲ10ကနန်းလောက်ပဲရှိပေမဲ့ခေါင်းဆောင်လုံးနေတဲ့သူကတော့ရင်းနှီးနေတဲ့မျက်နှာကြီးဖြစ်နေတယ်ကျွန်တော်လည်းစက်ကိုယူပြီးစောင့်ကြည့်တဲ့ဖန်သားပြင်ကိုကြည့်လိုက်တော့နှုတ်ခမ်းဆုံးကနေအေးဆက်ဆက်ပြုံးတစ်ခုပေါ်လာတဲ့ဖန်သားပြင်ထဲမှာတော့အဝတ်စားတွေစုပ်ပြတ်တက်နေပြီးလက်နက်အနေစားလေးတွေကင်ထားတဲ့လူမိုက်အုပ်စုကတောင်ပေါ်လန်တိုင်းစခန်းစီကိုတက်လာနေကြတယ်ရှေ့ဆုံးကလမ်းလျှောက်လာတဲ့လူကိုကြည့်လိုက်တော့မျက်နှာမှာအညစ်အကြေးတွေပေးပြီးပိန်ကျုံနေပေမဲ့ကျွန်တော်ကတော့ချက်ချင်းမမိလိုက်တဲ့ကျန်းကျိုးရဲ့အချမ်းသာဆုံးပေါ့ကိုရဲ့သားပြီးခဲ့တဲ့ဘဝကကျွန်တော်ရဲ့ရန်သူတော်ကြီးရှုရွှေပဲဖြစ်နေတယ်အနီရောင်လာမင်းပေါ်လာတဲ့နေ့တုန်းကသူကမြို့လေကသူ့ရဲ့အင်ဂျီထဲမှာရှိနေခဲ့တာပါဟိုတနေ့ကလိုက်လွင့်နေရင်းနဲ့ဗီဇာပြောင်းတက်တီခွေးတစ်ကောင်ကိုကြောက်ပြီးအသက်လူပြေးနေရတဲ့သူကခုတော့သူ့ကြောပေါ်ကအေးအဆင့်ရှိတဲ့ခေါင်းသုံးလုံးပါတဲ့မရဲခွေးကြီးကိုအားကိုးပြီးကဘာပြက်ဆက်ချိန်မှာတောင်အသက်ရှင်အောင်နေနိုင်လိမ့်မယ်လို့ဘသူထင်မလဲဒီရက်ပိုင်းတွင်းမှာမြို့လေခေါင်ကတားရဲတွေရဲ့အပန်းဖြေစခန်းလိုဖြစ်သွားပြီးသူ့ရဲ့တောင်ပေါ်ဗီလာကလည်းတားရဲတွေလက်ထဲရောက်သွားပြီလေသူကတော့သူ့ရဲ့ကိုရန်တော်10ကနန်းလောက်ကိုအစာဖြစ်စသေးပြီးတော့အယူမူထွက်ပြေးလာခဲ့တာပါကျန်းကျုံမြို့မှာလုံးဝလုံခြုံတဲ့တနေရာတဲသောနေရာကကျွန်တော်ရဲ့တောင်ပေါ်ကလေချောင်းရံကာကွယ်ရေးစခန်းမှန်သူတည်နေတာမို့လို့ယူနေတဲ့ခွေးတစ်ကောင်လိုလိုက်ရှာပြီးရောက်လာတာပေါ့ဆင်းလက်မင်းဒီထဲမှာပုံးနေမှန်ငါတည်တယ်ဟဲ့ရှုရွှေကတကားဝကနေမီတာ90လောက်กว่าမှာရက်ပြီးကင်မရာကိုလက်ညှိုးထိုးကအတန်ကုန်ဟစ်ပြီးရေမောနေတယ်ဒီလိတ်ခွန်နဲ့ပုံးနေရင်လုံခြုံမယ်လို့ထင်နေတာလားငါကနေရဲခွေးရဲ့စွမ်းအားကိုရထားတဲ့သူအခုဆိုရင်ငါကအတော်ဆုံးပဲဒီနေ့ငါမင်းရဲ့တကားကိုရိုက်ချိုးပြီးမင်းရဲ့ပစ္စည်းတွေကိုအကုန်လူယူမှာဖန်သားပြင်ထဲမှာလူရှင်တော်တယောက်လိုအော်ဟဲ့နေတဲ့ရှုရွှေကိုကြည့်ရင်ကျွန်တော်ရေကူးကန်ထဲကနေထလိုက်ပြီးပူဝါနဲ့ကိုတုပ်လိုက်တယ်အေးအဆင့်တိုးတန်တစ်ခုရတာနဲ့တင်သူကဒီလောက်တောင်ကြွားနေရပြီလားအကိုကျွန်တော်သွားရှင်းလိုက်မယ်မလိုပါဘူးအရင်ဘဝကမကျေနပ်ချက်တွေကိုကိုယ်တိုင်ပဲရှင်းပြတော့မယ်တကားဖွင့်လိုက်ခလောက်ဆိုတဲ့အတန်နဲ့အတူလေးလံနဲ့အလွိုင်းတတူတကားကြီးကဖြည်းဖြည်းချင်းပွင့်သွားတယ်ကျွန်တော်တယောက်တည်းတောင်ပေါ်စခန်းထဲကနေလမ်းလျှောက်ထွက်လာခဲ့တယ်ရှင်းလဲနောက်ဆုံးတော့မင်းထွက်လာရဲပြီပေါ့မင်းနောက်ကလိုက်လာတဲ့ဒီအမိုက်တရိုက်လေးတွေနဲ့ငါးပစ္စည်းတွေကိုလူယူမယ်လို့စဉ်းစားနေတာလားသူ့နောက်မှာကြောက်လန့်ပြီးခြေထောက်တွေတုံနေတဲ့လူမိုက်တွေကိုတစ်ချက်ကြည့်လိုက်ရင်ကျွန်တော်လောင်ပြောင်လိုက်တယ်မင်းကိုရှင်းဖို့ဆိုရင်ငါတယောက်တည်းနဲ့လုံလောက်ပါတယ်ရှင်းလဲငါဘသူ့ကိုခေါ်လာတယ်ဆိုတာကြည့်လိုက်ဦးလူအုပ်ကြီးတဖြည်းဖြည်းချင်းဖယ်ပေးလိုက်တဲ့အခါမှာတော့အမေးရောင်မြူခိုးတွေကြားထဲကနေလာပါတဲ့အရေးတစ်ခုတရွေ့ရွေ့ထွက်လာပါတယ်သူမကသွေးစွန်းနေရဲ့အနီရောင်ကာဝင်ကိုဝတ်ဆင်ထားပြီးအရေးပြားတွေကဖြူဖြောနေပေမဲ့မျက်နှာသွင်းပြင်းကတော့အရင်တိုင်းလာပါနေသေးပါပဲဒါပေမဲ့သူမရဲ့မျက်ဝန်းတွေကတော့ပုံမှန်မဟုတ်ပဲနီးရဲနေပြီးထူးဆန်းတဲ့အယောင်ဝါတွေတောက်နေပါတယ်ပေါ်လွင်နေတဲ့သူမရဲ့ခါးကြားမှာတော့သွေးရောင်တန်းနေရဲ့ဟွမ်ချွမ်မန်တပွင့်ရဲ့တက်တူးကဖြည်းဖြည်းချင်းပွင့်လာသလိုပါပဲပွင့်ချက်အကြီးရောင်လေးတွေကသူမရဲ့နောက်ကျောမှာလွင့်ပြန်နေပြီးပန်းရနံ့တွေကလည်းတနေရာလုံးပြန့်နှံ့နေတာကြောင့်ကြည့်ရတာကြက်တီးထက်စရာကောင်းလောက်အောင်ကိုဆွဲဆောင်မှုရှိနေပါတယ်ကြောက်ရွံ့ချင်းပါလားသူမမတည်ဘူးပဲမတည်ယုံတင်မကပဲအဆင့်တိုတန်ဖြစ်တဲ့ဟွမ်ချွမ်မန်ကိုပါနိုးထလာခဲ့တာပါပတ်ဝန်းကျင်ကလူမိုက်တွေကသူမကိုငေးကြည့်ရင်မျက်လုံးတွေဝေဝါးလာကြပြီးတချို့ဆိုရင်စိတ်ဝိညာဉ်မဲ့နေတယ်လို့မျိုးတူးထောက်ပြီးသူမစီကိုတွားလာကြပါတယ်ကြောက်ရွံ့ချင်းကသူမရဲ့လက်ကိုခက်ဖြည်းဖြည်းမြောက်လိုက်တဲ့အခါလက်ချောင်းထိတ်ကနေသွေးရောင်မန်းတွေတစ်ခုထွက်လာပြီးလူမိုက်တယောက်ရဲ့လဲပင်ကိုရစ်ပတ်သွားပါတယ်အဲ့ဒီလူမိုက်ကရုံးကန်ဖို့နေနေတာဒါကြည်နူးနေရဲ့အပြုံးမျိုးတောင်ပြုံးပြနေပါတေးတယ်နောက်တစ်စက္ကန့်မှာတော့သူ့မျက်နှာကချက်ချင်းကိုပြန်းနှန်းသွားပြီးတကိုယ်လုံးအားအင်တွေကုန်ခန်းသွားသလိုပဲဖြစ်သွားတော့တာပါပဲသူ့ရင်ဘက်တဲ့ကနေဟွမ်ချွမ်မန်တပွင့်တဖြည်းဖြည်းချင်းပွင့်လာပါတယ်ကြောက်ရွံ့ချင်းကစိတ်ကြေနဲ့စွာနဲ့မျက်လုံးကိုမေးစင်းလိုက်တဲ့အခါသူမရဲ့ဖြူဖြောနေတဲ့မျက်နှာလေးမှာလည်းသွေးရောင်ပြန်တန်းလာပါတယ်ရှင်းလက်ငါလည်းနိုးထလာလိမ့်မယ်လို့မထင်ထားမိဘူးမလားရွှေကသူမရဲ့နောက်မှာရက်နေပြီးမျက်နှာပေါ်မှာတော့ရက်ဆက်တဲ့အပြုံးတစ်ခုကိုစောင့်ထားပါတယ်ချင်းလက်မင်းကတအားမှန်ကြီးနေတာမဟုတ်ဘူးလားကြောက်ရွံ့ချင်းကအခုဆိုရင်အေးအဆင့်စိတ်ဆွမ်းအားရှင်ဖြစ်နေပြီးသူမရဲ့ဟွမ်ချွမ်မန်ရနန်းဆိုရင်ဆွမ်းအားရှင်တထားစင်ကြောကိုတောင်ထိန်းချုပ်နိုင်တာမင်းရင်ကသဘောကျခဲ့ဘူးတဲ့သူနဲ့အခုလိုမျိုးရင်ဆိုင်ရတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုငါတော့စိတ်ဝင်စားမိတယ်ကွာဒီလိုမင်းမမျိုးကိုတောင်မှအသေးနှလုံးမရှိဘဲနဲ့အေးအေးယူနိုင်ပါမလားလို့တွေးနေမိတယ်ဇော်ယူချင်းကခပ်ပါးပါးလေးရလိုက်ပြီးတော့ကျွန်တော်စီကိုဖြည်းဖြည်းချင်းလျှောက်လာတယ်သူလန်းလိုက်တဲ့ခြေလန်းတိုင်းမှာခြေပွားအောက်ကနေတွေးရောင်တန်းနေတဲ့ပန်းပွင့်တွေကတပွင့်ပြီးတပွင့်ပွင့်လာတယ်လေထဲမှာလည်းသူ့စီကလာတဲ့ရေမွေးနှံတွေကပိုးပြီးတော့တောင်ထောင်းခနဲဖြစ်လာတဲ့စိတ်တွေဝေဝါးသွားပြီးတဲ့နောက်မှာတော့ပတ်ပတ်လဲကအမေရောင်မြူခိုးတွေပျောက်ကွယ်သွားပြီးကျွန်တော်မျက်စိရှိကမြင်ကွင်းတွေကပြောင်းလဲသွားတယ်ကျွန်တော်တစ်ဖက်ကဘာကိုပြန်ရောက်သွားသလိုပဲတားရဲတွေကအုပ်လိုက်ကြီးပြေးလွှားနေကြပြီးတွေးရောင်လမင်းကြီးကကောင်းကင်မှာထိန်ထိန်ကြီးလို့နေရဲ့ကျွန်တော်လည်းတကိုယ်လုံးတွေးတွေနဲ့ပျက်စီးနေတဲ့အဆောက်အုံပိုင်းစာတွေကြားမှာလဲလျောင်းနေရတဲ့ခေါင်းသုံးလုံးနဲ့ဘီလူခွေးကြီးကကျွန်တော်စီကိုတလန်းချင်းစီတိုးလာနေချိန်မှာဇော်ယူချင်းကတော့ကျွန်တော်ဘေးမှာဒူးထောက်ပြီးမျက်ရည်တွေစီးကျလာတဲ့အထိငိုနေတဲ့ချင်းလေးငါမသွားတဲ့အရင်ဘဝတုန်းကမင်းကိုစွန့်ခွာမသွားတင်ဘူးရှုရွှေစကားကိုမြုံကြည့်တင်ခဲ့ဘူးတကယ်လို့သာအချိန်တွေပြန်လဲလို့ရရင်ငါမင်းဘေးနားမှာပဲအမြဲတမ်းရှိနေပေးမှာပါသူကကျွန်တော်မျက်နှာကိုထိတွေးဖို့လက်ကိုဆန့်ထုတ်လိုက်ရင်းနဲ့စိတ်မကောင်းဖြစ်ရတဲ့အတန်မျိုးနဲ့နူးနူးညံ့ညံ့ပြောနေတဲ့ချင်းလေးငါကိုခွင့်လွှတ်ပေးပါလားနော်ကျွန်တော်သူ့ကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေပြီးမှနောက်တစ်စက္ကန့်လောက်မှာတော့ရဲလိုက်တဲ့ဇော်ယူချင်းမင်းဖန်တီးထားတဲ့စိတ်ကူးရင်လောကကြီးကအရန်ကိုအတူရောင်နိုင်လုံးအားကြီးတယ်ဒူးထောက်ပြီးမိုးယိုနေတဲ့ဇော်ယူချင်းရဲ့မျက်နှာဟာချက်ချင်းဆိုသလိုတောင်းခဲသွားတယ်ကျွန်တော်တလန်းလန်းလိုက်တဲ့အခါမှာတော့ဒိုင်းခနဲ့အတန်ကြီးနဲ့အတူငကားကိုကောင်ဆွဲတဲ့အုတ်ခေါင်းတလားကြီးရဲ့အရေးရောင်တွေပေါ်လာတဲ့အနက်ရောင်ငကားကိုကောင်ကသူတို့ရဲ့သွေးရောင်တောင်းနေတဲ့မျက်လုံးတွေကိုတပြိုင်နက်တည်းဖွင့်လိုက်ကြတယ်အဲ့ဒီအိုမင်းချင်းမရှိတဲ့အနက်ရောင်တလားကြီးကကျွန်တော်နောက်ကျောမှာပေါ်လာပြီးတလားပေါ်ကသွေးရောင်ကွင်းဆက်တွေကလည်းတုံခါနေတဲ့မဟာဆန်တဲ့ဖိအား
တို့အေကကောင်းကင်ရန်ကနေကြာဆင်းလာတဲ့ခါမှာတော့ပတ်ပတ်လေကပျက်စီးနေတဲ့အဆောက်အုံတွေတားရဲအုပ်တွေတွေးအောင်လမင်းကြီးနဲ့ငိုယိုနေတဲ့ဇော်ယူချင်းတွေအားလုံးဟာမှန်ကွဲဆက်တွေလိုပဲတစစီကွဲကြေသွားကြတယ်လက်တွေ့ဘဝတွေကိုပြန်ရောက်လာတဲ့အခါဇော်ယူချင်းရဲ့မျက်နှာကဖြူဖြော့သွားပြီးနောက်ကိုခြေလန်းတလန်းဆုပ်လိုက်တဲ့ဘားဆက်ထောင်းကနေတွေးဆက်တွေစီးကျလာပြီးသူ့နောက်မှာရှိတဲ့ပန်းပွင့်ရိပ်တွေကလည်းပြင်းပြင်းထန်ထန်တုံးခါနေကပွန့်ဖက်တွေတစ်ခုပြီးတစ်ခုကျွေးကျသွားတယ်ဒါမဖြစ်နိုင်တာသူယုံတောင်မယုံနိုင်အောင်ဖြစ်သွားတယ်မဖြစ်နိုင်တာငါရဲ့ဟွမ်ချန်ဟွာရှန်ကလူတစ်ယောက်ရဲ့ရင်ထဲမှာအနက်ဆိုင်ဆုံးမြုပ်နေတဲ့ဆွဲလန်းမှုတွေကိုတောင်ဆွဲထုတ်နိုင်တာမင်းကဘလို့လို့ဘာမှမဖြစ်ရတာလဲဆွဲလန်းမှုဟုတ်လားမင်းကငါရဲ့ဆွဲလန်းမှုဖြစ်ဖို့တောင်အရေးချင်းမရှိပါဘူးကြောက်ရွံ့ခြင်းရဲ့မျက်နှာကချက်ချင်းဆိုသလိုအယောင်တွေပြောက်ွယ်သွားပြီးဒီစကားတခုကအခြားဘလို့တိုက်ခိုက်မှုမျိုးထက်မဆိုပိုပြီးနာကျင်ရပါတယ်သူကနှုတ်ခမ်းကိုတင်းတင်းကြိုက်ထားပြီးမျက်လုံးတွေထဲမှာစိုးရိမ်တကြီးဖြစ်နေတဲ့အရေးအယောင်တွေပေါ်လာတယ်မဟုတ်ဘူးချင်းလဲမင်းအရင်ကငါ့ကိုသဘောကျခဲ့တာလေမင်းကငါ့ကိုအခုထိမုန်းနေသေးလို့ဒီလိုပြောတာမဟုတ်လားသူကရုတ်တရက်မျက်နှာမူရာကိုပြောင်းလိုက်ပြီးမျက်ရည်တွေဝဲလာကတနာစရာကောင်းတဲ့ပုံစံနဲ့ငါ့ကိုငေးကြည့်နေတယ်ငါအရင်ကမှားခဲ့ရဆိုတာဝန်ခံပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကကဘာပြက်မဲ့အကြောင်းငါမသိခဲ့ဘူးလေမင်းတကယ်ယူနေပြီလို့ပဲထင်ခဲ့တာချင်းလဲမင်းသားငါ့ကိုပုံခိုရနေရတဲ့ဝင်ခွင့်ပေးမယ်ဆိုရင်ငါမင်းစီကိုပြန်လာမှာပါငါကအခုအေးဆစ်ရှိတဲ့နိုးကြားသူတယောက်ဖြစ်နေပြီးမင်းကိုငါကူညီပေးနိုင်တဲ့ရှင်တန်ချန်ရွေးသူတွေကိုမင်းကိုစားငါထိန်းချုပ်ပေးနိုင်တဲ့မင်းအတွက်ငါမှအသုံးဝင်တဲ့နေရာရှိပါတယ်ကြောက်ရွံ့ခြင်းနင်းကတကယ်ကိုရုံမာတဲ့မိမပဲနင်းခုနာကမှသူ့ကိုတတ်ဖို့ငါ့ကိုကူညီမယ်လို့ပြောနေတာလေကြောက်ရွံ့ခြင်းကရုတ်တရက်လက်ကြည့်လိုက်ပြီးအော်ဟစ်လိုက်တဲ့ရှုရွှေ့နင်းပါဆက်ပိတ်ထားစမ်းနင်းသားတိုက်ရိုက်ထုတ်လွှင့်မှုမှာချင်းလဲကိုမစော်ကားခဲ့ရင်နင်းသားသူ့ကိုဝိုင်းရဖို့ငါ့ကိုအတင်းမဆွဲခေါ်ခဲ့ရင်ငါဒီလိုခြေအနေမျိုးရောက်ပါမလားနင်းထွက်ပြေးတော့ငယ်တော့ငါ့ကိုတစ်ချက်လေးမှလက်ကြည့်ခဲ့ရဲ့လားနင်းကဘာများပြောပိုင်ခွင့်ရှိလို့လဲရှုရွှေ့ကဒေါသထွက်လုံးလို့တကိုယ်လုံးတုံရင်နေပြီးသူတို့နှစ်ယောက်ခွေးမိတောက်ခိုက်နေကြတာကိုကြည်ရင်းနဲ့ဘာမှမထူးကြတော့တဲ့ခံစားချက်မျိုးပဲဖြစ်မိတယ်ပြီးခဲ့တဲ့ဘဝတုန်းကဒီလူနှစ်ယောက်ရဲ့လက်ချက်နဲ့မှငါတည်ခဲ့ရတာတကယ်ကိုရဲစရာကောင်းလိုက်တာချင်းမြန်ငါမသွားပါတယ်ငါတကယ်မှမသိပါပြီငါ့ကိုနောက်တစ်ခါလောက်အခွင့်ရေးပေးပါလားနော်လို့သူကငါလက်ကောက်ဝတ်ကိုလမ်းဆွဲဖို့စူးစမ်းပေမဲ့သူငါ့ကိုမထိခင်မှာပဲမမြင်ရတဲ့ဖိအားတစ်ခုကသူ့ကိုလွတ်စင်သွားအောင်ရိုက်ထုတ်လိုက်တယ်ငါကသူ့ကိုအထက်စီးကနေငုံကြည့်ပြီးအေးဆေးတဲ့လေတံနဲ့ပြောလိုက်တယ်မင်းအောင်တရားနေတာမဟုတ်ဘူးမင်းကရှုရမင်းကိုမကာကွယ်ပေးနိုင်ဘူးဆိုတာကိုသိသွားတာပဲရှိတယ်ပြီးတော့ငါကသူ့ထက်ပိုတော့တယ်ဆိုတာကိုလည်းသဘောပေါက်သွားတာလေကြောက်ရွံ့ခြင်းတစ်ကိုယ်လုံးတုံရင်သွားပြီးမျက်ဝန်းထဲကမျက်ရည်တွေတောင်ရက်တန့်သွားတယ်ငါကညာဘက်လက်ကိုမြောက်လိုက်တဲ့အခါငါနောက်ကျောကအနက်ရောင်အမတ်သားရိပ်တွေကတစချင်းပွင့်လာပြီးအနက်ရောင်တန်ကြိုးရမ်းတွေကအထဲကနေထွက်လာတဲ့ချက်ချင်းပဲကြောက်ရွံ့ခြင်းရဲ့ခါမှာရှိတဲ့ပန်းပွင့်တက်တူးကိုရစ်ပတ်လိုက်တဲ့ပန်းပွင့်တွေကလာတော့လာပါတယ်ဒါပေမဲ့မားတဲ့နေရာမှာပွင့်မိတာကတော့နှမျောစရာပါပဲငါစကားဆုံးတာနဲ့အနက်ရောင်တန်ကြိုးတွေကရုတ်တရက်ကျက်သွားပြီးကြောက်ရွံ့ခြင်းတယောက်နာကျင်လုံးလို့အော်ဟစ်လိုက်တဲ့သူ့နောက်ကတွေးရောင်မန်းကင်းကြီးကရုတ်တရက်ပြိုလဲသွားပြီးပန်းပွင့်အရိပ်တွေလည်းလေထဲမှာညှိုးနှံကုန်တဲ့သူ့ခန္ဓာကိုယ်ရဲ့ကတက်သူ့ရဲ့စွမ်းအားတွေကိုကိုးလောင်ဖိနှိပ်ထားတဲ့အကွမ်ကနေအတင်းကျပ်ဖိချလိုက်တော့စောစောကထူးဆန်းတဲ့မျက်လုံးကြီးတွေကတာမန်အတိုင်းပြန်ဖြစ်သွားတယ်သူကအားအင်တွေအကုန်ခန်းသွားသလိုမျိုးမြေပြင်ပေါ်မှာပုံလျက်သားလဲကျသွားတယ်ငါစွမ်းအားတွေချင်းညံမင်းငါရဲ့စွမ်းအားတွေကိုပိတ်ပစ်လိုက်တာလားသူကမျောလင်းချက်မဲ့နေတယ်မျက်လုံးတွေနဲ့ငါ့ကိုကြည့်ပြီးတော့ပြောတယ်ငါ့ကိုသာတက်လိုက်ပါတော့မင်းကိုတက်ဖို့အတွက်ငါအနေနဲ့ဒုတိယအကြိမ်လက်မြောက်ရလောက်အောင်တော့မတန်ဘူးရှုရွေကစွမ်းအားတွေအပိတ်ခံထားရတဲ့ကြောက်ရွံ့ခြင်းကိုကြည့်နေပေမဲ့သူ့မျက်လုံးထဲမှာတနာကယူနာဆိုတာလုံးဝမရှိပဲမုန်းတီးမှုတွေနဲ့ပဲပြည့်နှက်နေရဲ့အတုံးမကျတဲ့ကောင်ယောက်ျားတစ်ယောက်ကိုတောင်ဆွဲလန်းအောင်မလုပ်နိုင်ဘူးကြောက်ရွံ့ခြင်းကမယုံနိုင်တဲ့အကြည့်တွေနဲ့သူ့ကိုလှည့်ကြည့်တယ်ရှုရွက်မင်းမာတွေပြောနေတာလဲရှုရွက်ကသူ့ဘေးနားကမြေပြင်ကိုခြေထောက်နဲ့အားနဲ့ကန်ချလိုက်ပြီးတော့မင်းသာဒီလိုချိန်စာတဲ့နေရကောင်မဟုတ်ရင်ငါခုလိုမျိုးဘာလို့ဖြစ်ရမှာလဲလို့အော်ဟစ်လိုက်တဲ့ကြောက်ရွံ့ခြင်းရဲ့မျက်လုံးထဲမှာကျန်နေသေးတဲ့နောက်ဆုံးမျောလင်းချက်လေးတွေကလည်းအကုန်ပြိုကွဲသွားတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးတော့ငါကတော့ဘာမှမခံစားရတော့ဘူးတက်သားဆိုတာလူကိုဘယ်တော့မှပြောင်းလဲပေးနိုင်မှာမဟုတ်ဘူးသူကလူတစ်ယောက်ရဲ့စိတ်ထဲမှာရှိတဲ့အညစ်ပတ်ဆုံးຢာတွေကိုပဲအရင်ဆုံးဖော်ထုတ်ပြတတ်တာငါရှုရွက်ကိုဖြည်းဖြည်းချင်းကြည့်လိုက်ပြီးဒီပြဇက်ကတော့ပြီးသွားပြီးအခုငါတို့နှစ်ယောက်ကြားကကိစ္စတွေကိုရှင်းကြရအောင်လို့ပြောလိုက်တယ်ရှုရွက်ရဲ့မျက်နှာပေါ်ကရက်ဆက်တဲ့ပြုံးတွေကလုံးဝပြောက်ွယ်သွားပြီးတော့ဖုံးကွယ်လို့မရတဲ့ကြောက်ရွံ့မှုတွေပဲကျန်တော့တယ်သူကုန်ယူနေရဲ့အီဂျင်ငရဲကစွမ်းအားတွေဆိုတာငါရှိမှဘာမှမဟုတ်ဘူးဆိုတာကိုသူနောက်ဆုံးတော့သဘောပေါက်သွားပြီးမဖြစ်နိုင်ဘူးငါကအီဂျစ်ကနိုးထလာတဲ့သူပဲငါကိုဘယ်သူမှမနိုင်ဘူးလို့သူကယူသွတ်တယ်လို့အော်ဟစ်နေရဲ့သူတော်တိုင်းတေးဆန်တကောင်လို့အော်ဟစ်လိုက်တဲ့အခါမှာသူ့ကြောကအင်ဂျီတွေကအပိုင်းပိုင်းပြဲထွက်သွားပြီးတော့9မီတာလောက်ရှိပြီးမင်းမောင်နေရဲ့မိတောက်တွေနဲ့ဝင်းရံထားတဲ့ခေါင်းသုံးလုံးပါတဲ့ခွေးကြီးတကောင်ရဲ့ပုံရိပ်ရောင်ကသူ့နောက်ကျောမှာပေါ်လာတဲ့ရှုရွက်ရဲ့ခန္ဓာကိုယ်ကလည်းချက်ချင်းဖောင်းပွက်လာပြီးစက်သားတွေကလည်းအဖူးအထစ်တွေဖြစ်လာတယ်သူ့လက်တွေကလည်းချွန်ထက်တဲ့အဆွဲတွေဖြစ်လာပြီးအသက်ရှူရခက်လောက်အောင်စားလာဖာအနံ့တွေနဲ့အတူငါးစီကိုအားနဲ့ပြေးဝင်လာတယ်တေးလိုက်တော့ရှုရွက်ရဲ့အလဲကောင်းကခွေးကောင်းကြီးကဘာဆက်ဟပြီးတော့အပူရှင်ပြင်းတဲ့အနက်ရောင်မိတောက်တွေကိုပန်းထုတ်လိုက်တယ်ဒီလောက်ကြီးမားတဲ့တိုက်ခိုက်မှုကိုမြင်လိုက်ရပေမဲ့ငါကတော့ရှောင်ဖို့တောင်စိတ်မကူးမိပါဘူးငါရှိမှတော့သူကခွေးတကောင်လောက်တောင်အစ်မရှိဘူးလေငါတက်ကိုပြင်းပြင်းရှူလိုက်ပြီးတော့ငါခန္ဓာကိုယ်ထဲကအရင်မြစ်စွမ်းအားတွေနဲ့ပြုပြင်ပြောင်းလဲထားတဲ့ကြောက်ခမန်းလေးတွေတွေးသားစွမ်းအားတွေကမြစ်ကြီးတွေလိုစီးဆင်းလာတယ်ငါဘလို့မော်တက်မျိုးကိုမှမသုံးဘဲနဲ့တန့်စင်တယ်ကျွန်တော်ခန္ဓာကိုယ်အင်အားတွေကိုစူးစီးလိုက်တယ်လက်တီးကိုနောက်ကိုအားပါဆုပ်ပြီးတော့မှအမြောက်ဆန်တစ်ဖားလိုပဲတဟုန်ထိုးရှေ့ကိုထိုးထုတ်လိုက်တယ်ကျွန်တော်လက်တီးချက်ကလေတွေကိုတောင်ခွဲထွက်သွားပြီးတော့ဟိုလူရဲ့အနက်ရောင်မိတောက်တွေကိုပါဖောက်ထွက်သွားတယ်ကျွန်တော်လက်တီးကဟိုလူရဲ့မန်ပါနေရဲ့မျက်နှာစီကိုတဲ့တဲ့ကြီးရောက်သွားတာပေါ့ခုခနဲဆိုတဲ့အယိုးကျိုးတန်နဲ့အတူသူ့ညာဘက်လက်မောင်းကချက်ချင်းကိုကျိုးသွားတယ်အဲ့ဒီအချိန်ကမရက်သွားပဲသူ့ရင်ဘက်ကိုပါဆက်ပြီးတော့အားပြင်းပြင်းနဲ့ထက်ရိုက်မိလိုက်တယ်ဟိုလူကသွေးတွေအန်ပြီးတော့ကျိုးပြတ်သွားတဲ့ဆွန်တကောင်လိုပဲလွင့်စင်သွားပြီးမြေကြီးပေါ်ကိုပြင်းပြင်းထန်ထန်ပြုတ်ကျသွားတယ်မဖြစ်နိုင်တာမင်းကဘာမှတောင်မသုံးဘဲနဲ့ဘာလို့ဒီလောက်
လောက်ထိအားကောင်းနေရတာလဲသူကရင်ဘက်ကိုဖိကန်ရင်းနဲ့ကြောက်လန့်ကြမေးတယ်ဘာလို့လဲဆိုတော့မင်းကအားနေလုံးနေလို့လေကျွန်တော်သူ့ရှေ့ကိုတလန်းချင်းလျှောက်သွားပြီးတော့အပေါ်စီးကနေငုံကြည့်လိုက်တယ်ဇီလဲငါမားသွားပါတယ်ကျေးဇူးပြုပြီးငါ့ကိုလွတ်ပေးပါတော့သူ့ကိုကြည့်လိုက်ပေမဲ့ကျွန်တော်စိတ်ထဲမှာဘာခံစားချက်မှမရှိဘူးအရင်ဘဝတုန်းကမင်းကငါ့ကိုတားရဲ့အုပ်ကြီးတဲ့တွန်းပို့ခဲ့တယ်မလားဒီတစ်ခါတော့မင်းကိုတားရဲ့အုပ်ထဲငါမတွန်းပို့ဘူးသူ့မျက်လုံးထဲမှာမျောလင်းချက်ရောင်ကြီးလေးတန်းသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒါကမင်းအတွက်တော့အလွန်ကြီးကိုပေါ်သွားလိမ့်မယ်လေကျွန်တော်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ကျွန်တော်အနောက်မှာငကားကိုကောင်ဆွဲတဲ့ခေါင်းတလားအရေးရောင်လေးပေါ်လာတယ်အနက်ရောင်ခေါင်းတလားကအနှဲငယ်ပွင့်ဟသွားပြီးတော့အနက်ရောင်တန်ကြိုးတစ်ချောင်းထွက်လာပြီးသူ့နောက်ကျောကခွေးမင်းသုံးကောင်တိုတန်ပုံရိပ်ထဲကိုချက်ချင်းစိုက်ဝင်သွားတယ်သူအော်ဟစ်လိုက်တာပေါ့နောက်ကျောကခွေးမင်းသုံးကောင်ကရုန်းကန်နေပေမဲ့ငကားကိုကောင်ရဲ့ဖိအားအောက်မှာတုတ်မှမလုံနိုင်တော့ဘူးခုတ်ခနဲဆိုတဲ့အတန်နဲ့အတူပုံရိပ်ရောင်ပေါ်မှာအကြောင်းတွေဖြစ်လာတယ်သူ့စီကအစွမ်းစားတွေကလည်းရေစီးတယ်လို့ပဲတဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့တယ်ကိုခန္ဓာကချက်ချင်းဆိုသလိုအရင်ပုံစံအတိုင်းပြန်ဖြစ်သွားပြီးတော့ဒဏ်ရာတွေနဲ့ပြင်းနေရဲ့အားအိမ်မရှိတော့တဲ့တာမန်လူတယောက်ဖြစ်သွားတော့တာပဲငါရဲ့စွမ်းအားတွေငါစွမ်းအားတွေကိုပြန်ပေးစမ်းမှနင်းကခွေးလိုနေရတာကိုကြိုက်တာမဟုတ်လားဒီနေ့ကစားပြီးနင်းကခွေးထက်တောင်ပိုဆိုးသွားပြီးအဲ့ဒီလူမိုက်တွေကစွမ်းအားတွေဆုံးရှုံးသွားတဲ့ရှုတွေကိုကြည့်လိုက်တဲ့အခါသူတို့ရဲ့ကြည့်တွေကတဖြည်းဖြည်းပြောင်းလဲသွားတယ်ကဘာပြည့်ချိန်မှာအားနေတဲ့သူတွေကဂုံတိတ်ခါဆိုတာမရှိဘူးလေဒါအပြင်ရှုတွေကအသက်ရှင်ဖို့အခီးတစ်လျှောက်လုံးမှာလူများကြီးကိုအစာကျွေးပြီးအတုံးချခဲ့တာဆိုတော့ခုတော့အကျိုးပေးချိန်ရောက်လာပြီပေါ့တနာစရာအော်ဟစ်တန်တွေကလည်းခဏလေးအတွင်းမှာပဲထွက်ပေါ်လာတော့တယ်ငါကတော့ထပ်မကြည့်တော့ပဲခဏကြာမှာပဲရှုရဲ့အတန်ကလုံးဝပြောက်ကွယ်သွားပါတော့တယ်မြေကြီးပေါ်မှာတော့အယောင်မင်းရဲ့ထူးခြားတဲ့ပုံဆောင်ခဲ့တဲ့လုံးပဲကြံရိပ်ခဲ့ပြီးငါကလည်းအဲ့ဒါကိုလက်လွတ်စပယ်နဲ့ပဲငါရဲ့အိတ်ကက်ထဲထည့်လိုက်တယ်အရင်ဘဝတုန်းကငါကိုတားရဲတွေစီတွန်းပို့ခဲ့တဲ့ငါရဲ့ရန်သူဟာဒီဘဝမှာတော့ငါကိုအစွမ်းကုန်တိုက်ခိုက်ဖို့တောင်အရေးချင်းမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပဲကောင်းကင်ရန်ကနေနားကွယ်မတက်ဆူညံတန်ကြီးထွက်ပေါ်လာတဲ့ဝုန်းခနဲ့မြည်ဟိတန်တွေနဲ့အတူပိုးတော်မာတွေလိုအတန်တွေကပတ်ဝန်းကျင်ကမြူတွေကိုပါလွင့်စင်သွားစေတယ်ငါခေါင်းမောကြည့်လိုက်တဲ့အခါမှာတော့အစိမ်းရင်ရောင်စစ်တပ်သုံးတိုက်ခိုက်ရေးရဟတ်ရင်သုံးစင်းကလေချောင်းရန်ကာကွယ်ရေးစခန်းရဲ့အပေါ်မှာဝဲပြန်နေတာကိုတွေ့လိုက်ရတဲ့ရဟတ်ရင်ကအဖြည်းဖြည်းဆင်းသက်လာပြီးတကားပွင့်သွားတဲ့အခါလက်နက်ပြေဆုံးကိုင်းဆောင်ထားတဲ့အထူးတပ်ဖွဲ့ဝင်နှစ်တန်းကအမြန်ဆုံးခုန်ချလာပြီးဘေးနှစ်ဖက်မှာစောင့်ကြပ်နေလိုက်ကြတဲ့ချက်ချင်းဆိုသလိုပဲအစင်းမြင့်တက်မှုတယောက်ကအဆောင်တွေရဲ့ဝန်းရံမှုနဲ့အတူအမြန်လန်းလျှောက်လာတဲ့ကြီးခင်ပြမင်္ဂလာပါကျွန်တော်ကတော့အရှေ့ပိုင်းဒေသရဲ့ဒုတိယတက်မှုလေးချက်မှာအဓိကတက်မှုကြီးရဲ့အမိတ်ရလာရောက်တွေ့ဆုံတာဖြစ်ပါတယ်လေးတက်မှုကြီးရေခီးပန်းလာမှာပါအခုပြင်ပမှာထူးခြားတဲ့တားရဲတွေကလမ်းမတွေပေါ်မှာလွတ်မိုးနေတဲ့အချိန်မှာဒီနေရာထိလာရှာနိုင်နေဆိုတာကတော့အမိတ်ပေးဌာနချုပ်ကစီကံတွေကိုထိမ့်သိမ်းဖို့အတွက်အစွမ်းကုန်စူးစမ်းနေစေပဲဆိုတာကိုပြသနေတာပါပဲလေကျန်းဒီစကားကိုကြားလိုက်ရတော့သူ့မျက်လုံးထဲမှာအန်တသွားတဲ့အရေးရောင်လေးပေါ်လာတယ်ကျွန်တော်လိုမျိုးအစွမ်းထက်တဲ့နိုးထပ်သူတွေဆိုရင်စစ်တပ်ကိုအထင်သေးတက်ကြလိမ့်မယ်လို့သူကအစကတည်းကထင်ထားခဲ့တာလေဒါပေမဲ့ကပ်ပေးကာလမှာစစ်တပ်ဆိုတာတာမန်လူတွေအတွက်နောက်ဆုံးအားကိုးရာဖြစ်တယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိပါတယ်သူတို့သာရှေ့တန်းကနေမခုခံပေးထားရင်ကျန်းကျုံမျိုးကပိုပြီးမြင်းမြန်းဆန်းဆန်းပဲပြိုလဲသွားမှာပါလေကျန်းကတက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးတော့ကျွန်တော်ကိုကြည့်ပြီးပြောတယ်အကိုကြီးချင်းကျွန်တော်တို့ဒရုံကနေတဆင့်အကိုကြီး S အဆင့်တွင်းမြေကြီးကိုတက်လိုက်တဲ့မြင်ကွင်းကိုကြည့်ပြီးသွားပါပြီအကိုကြီးရဲ့စွမ်းအားကလက်ရှိကျွန်တော်တို့ကိုကဲရေးစခန်းကတီးထားတဲ့နိုးထပ်သူတွေရဲ့အဆင့်တန်းထက်အများကြီးပိုသာနေပါတယ်ဒါကြောင့်အမြင့်ဆုံးအမိန့်ပေးရာရှိကြီးကအကိုကြီးနဲ့အမြင့်ဆုံးအဆင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ချင်နေပါတယ်ကျွန်တော်တို့ဘက်ကအတင်းတက်မှခေါ်ယူတာမျိုးလည်းမလုပ်သလို Blast Stone စခန်းကိုလည်းအပေးရမယ်လို့တောင်းဆိုမှာမဟုတ်ပါဘူးအဓိကကတော့လုံနိုင်ငံကြီးကြီးမားတဲ့ဘေးဒုက္ခနဲ့ကြုံလာရတဲ့အခါမျိုးမှာအကိုကြီးတက်နိုင်တဲ့ဘက်ကနေကူညီပေးဖို့ပဲလိုလားတာပါကျွန်တော်လည်းခေါင်းညှိလိုက်ပြီးရပါတယ်အဆင်ပြေပါတယ်လို့ပြောလိုက်တယ်လေကျန်းရဲ့မျက်လုံးတွေကတောက်ပတ်သွားတယ်ကျွန်တော်လည်းစကားကိုဆက်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ကတယောက်တည်းလွတ်လွတ်လပ်လပ်လုပ်ရတာကိုပိုကြိုက်တယ်ပုံမှန်စစ်ရေးကိုကဲမှုစနစ်ထဲဝင်ပြီးတော့လုပ်ရတာမျိုးနဲ့တော့အဆင်မပြေဘူး Blast Stone စခန်းကိုတိကျပူးပေါင်းဆောင်ရွက်တဲ့နေရာတစ်ခုအနေနဲ့ပဲသတ်မှတ်ထားလိုက်မယ်စစ်တပ်ဘက်ကတော့စီကံထိန်သိမ်းရေးနဲ့အသက်ရှင်ကျန်ရေးသူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးတာခန်းစစ်စည်းတွေတိစောက်တာတွေကိုတာဝန်ယူပါကျွန်တော်ကတော့အရေးကြီးတဲ့သတင်းချက်လက်တွေကိုပေးမယ်လိုအပ်တဲ့အချိန်ကျရင်အစစ်မြစ်သားရဲတွေကိုကျွန်တော်ကိုယ်တိုင်ရှင်းပေးမယ်နှစ်ဦးနှစ်ဖက်သဘောတူညီချက်နဲ့အချက်လက်တွေကိုအပြန်အလှန်ဖလှယ်ကြမယ်ဆိုရင်အလုပ်ဖြစ်တာပုံမြင်မှာပေါ့အကိုကြီးချင်းရဲ့အကြံပြုချက်ကိုကျွန်တော်အမြင့်ဆုံးမိတ်ပေးရရှိကြီးစီအမှန်တိုင်းပြန်တင်ပြပေးပါမယ်ပူးပေါင်းဆောင်ရွက်တာပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကအစပြိုးပြီးအချက်လက်တစ်ခုပေးထားမယ်3ရက်မြောက်နေ့မနက်2နာရီချိန်ကိုမှတ်ထားလိုက်ပါရှေ့လျှောက်ရင်ပင်လယ်ထဲကတားရဲကောင်တွေအကြီးအကျယ်ထွက်လာကြတော့မယ်အဆင့်5ရှိရဲ့ပင်လယ်မီးချောင်းကြီးတစ်ကောင်ကဥဆောင်ပြီးတော့ပင်လယ်တက်တော်တသိန်းလောက်နဲ့ကျန်းကျိုးမျိုးကိုတက်လာကြလိမ့်မယ်အခုကတည်းကလက်နက်ကြီးတွေနဲ့ကာကွယ်ရေးစခန်းတွေကြိုးမပြင်းထားဘူးဆိုရင်ကျန်းကျိုးမျိုးတင်မကဘူးတရှမ်းဒေသတစ်ခုလုံးမှာအကြီးအကျယ်ပျက်စီးသွားလိမ့်မယ်ဘာပြောလိုက်တယ်လေးကျန်းရဲ့မျက်နှာပြက်သွားပြီးတော့ကြောကျွေးတွေတောင်ပြန်လာတယ်သူကကျွန်တော်မျက်နှာကိုစိုက်ကြည့်ပြီးနောက်နေတာလားဆိုတာစစ်ဆေးနေပေမဲ့ကျွန်တော်မျက်နှာပေါ်မှာဘာစိတ်လှုပ်ရှားမှုမှမတွေ့ရဘူးကိုဖုံးဒီသတင်းကတကယ်ရောဟုတ်ရဲ့လားလူပေါင်း3တန်းရဲ့အသက်နဲ့တော့ကျွန်တော်မနောက်ပါဘူးဗျလေးကျန်းကတက်ပြင်းတစ်ချက်ရှိုက်လိုက်တယ်ကျွန်တော်အခုချက်ချင်းအမြင့်ဆုံးစစ်ဒေနာပတိစီသတင်းပို့ပြီးတော့တရှမ်းဒေသကတက်တွေကိုအကုန်လုံးအသိပြင်ခိုင်းလိုက်မယ်ပြီးတော့ကျွန်တော်ကိုစစ်လက်နက်ကိရိယာတွေထိကြတဲ့စက်ကိရိယာတွေတတုဆက်အမျိုးအစားတွေနဲ့စစ်တင်မောသုံးအလိုလျောက်ပြစ်ခတ်နိုင်တဲ့ကာကွယ်ရေးစနစ်ဆဲဆုံးနောက်ပြီးတူးချင်းအသုံးနိုင်တဲ့ပောက်ကွဲအားပြင်းဘုံချိုလိုအပ်တဲ့ဒီပစ္စည်းတွေကိုကျွန်တော်လာကားတောင်းတာတော့မဟုတ်ဘူးအပြန်လန်နေနဲ့နောက်ပိုင်းမှာအစစ်မြစ်တတော်တွေအကြောင်းတရားသမျှကိုစစ်တပ်စီအရင်ဆုံးသတင်းပေးသွားမယ်ဒါတွေကအရေးကြီးတဲ့စစ်သုံးပစ္စည်းတွေမို့ကျွန်တော်တရားကုန်ဗိုလ်ချုပ်စီခွင့်တောင်းရအောင်မယ်ဒါပေမဲ့ကျွန်တော်မြင်ရတော့ဒီရောင်းဝယ်ကတန်ပါတယ်ကိစ္စမရှိပါဘူးကိုဖုံပူပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စစ်တပ်ကလူသားတွေရဲ့နောက်ဆုံးခံတပ်ကိုစောင့်ရှောက်ပေးမယ်ခင်ဗျားတို့အခုလောလောဆယ်မနိုင်နေတဲ့တားရဲကောင်တွေကိုတော့ကျွန်တော်ကင်တွယ်လိုက်မယ်ကိုတာဝန်ကိုကြည်အောင်ထမ်းဆောင်ကြတာပေါ့ကိုဖုံဒီစကားကိုကျွန်တော်အမြင့်ဆုံးစစ်တေနာပတိစီရောက်အောင်ပြောပေးလိုက်ပါမယ်လေကျန်းရေးတကြီးလေရင်ပေါ်တက်သွားတဲ့ကြောပြင်ကိုကြည့်ရင်ကျွန်တော်စိတ်တွေလေးလံသွားတယ်မညီတဲ့တက်တက်မစေးတဲ့ဘင်းရဲ့အယိုးကတော့ကိုးလုံကောင်းတလားကိုဖွင့်ဖို့ပထမဆုံးသောချက်ပဲပင်လေပြန်အယိုးနဂါရဲ့အနှစ်သာရကိုတော့ကျွန်တော်ဘလို့နေနဲ့မဆိုရအောင်ယူမယ်3ရက်ဆိုတဲ့အချိန်ကမျက်စိတမိတ်အတွင်းမှာပဲကုံဆုံးသွားခဲ့တယ်ဒီ3ရက်အတွင်းမှာစစ်တပ်ကပြောတဲ့အတိုင်းကတိတည်ပါတယ်လေးလံနဲ့တဲ
ယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ကြီးတွေနဲ့ကျွန်တော်လိုအပ်နေတဲ့အထူးစက်ကိရိယာတချို့ကာကွယ်ရေးအမြောက်စနစ်တွေနဲ့လေထုဘုံတွေကိုဖောင်ခုံးတုံလေကြောင်းရန်ကာကွယ်ရေးဘဏ်ကအပြင်ဘက်ကိုတစ်ခုပြီးတစ်ခုပို့ပေးခဲ့တယ်ရဟတ်ယာဉ်ကိုယ်တွေပေါ်မှာကျန်ရည်နေတဲ့ကြီးမားတဲ့လက်သေးရတွေကိုကြည့်လိုက်တော့ဒီပစ္စည်းတွေကိုတားရဲတွေပေါ်များနေတဲ့နေမြေကိုဖျက်တမ်းတယ်လာဖို့အတွက်စစ်တပ်ကထူးချွန်တဲ့လေယာဉ်မှုအတော်များများကိုဆုံးရှုံးလိုက်ရပြီဆိုတာကျွန်တော်သိလိုက်တယ်ကျန်နေသေးတဲ့မဟာဗျူဟာမြောက်ပစ္စည်းတွေအတွက်တော့လေကျန်းကအတုံးလိုက်ထပ်ပို့ပေးမယ်လို့သတင်းစကားပါထားတယ်ကျွန်တော်ကတော့အတင်းမတောင်းဆိုပါဘူးအခုပြအင်ပလောကကြီးတစ်ခုလုံးကစစ်မြေပြင်ဖြစ်နေတာပဲပထမအတုပ်ကိုတောင်ပို့ပေးနိုင်သေးတယ်ဆိုတာစစ်တပ်ဘက်ကအတော်လေးစေတနာရှိတယ်ဆိုတာပြနေတာပဲလေကျွန်တော်ကတော့ဒီပစ္စည်းတွေကိုကျွန်တော်ရဲ့ကိုပိုင်တိုးလောင်ရနေရတဲ့ကိုအကုန်သိမ်းလိုက်တော့ဘန်ကာရဲ့ခုခံကာကွယ်နိုင်စွမ်းကတချိန်ထိုးတက်သွားတဲ့စတုတ်ထမ်းမြောင်းနဲ့မနက်2 နာရီလောက်မှာတော့ကျွန်တော်စောင့်ကြည့်ရေးခန်းထဲကတားရီကူလာထိုင်ကြီးပေါ်မှာထိုင်ပြီးပူပူနွေးနွေးကော်ဖီခါခါတစ်ခွက်ကိုကင်ထားတဲ့အကိုစိမ့်ရဲ့အပြင်မှာမိုးတွေဒီကြီးမီကြီးရွာနေရပြီးတော့ဒီမိုးရေတွေကဘာလို့အမေးအောင်ဖြစ်နေရတာလဲရှေ့ဆောင်တော့ကစက်ခတ်ရင်ကိုကြည့်ရင်မျက်မှောင်ကျုပ်ပြီးမေးတယ်ကျွန်တော်ကကော်ဖီလိမုံတောက်လိုက်ပြီးအဝေးကိုမျောကြည့်လိုက်တယ်စတင်တော့မယ်အဲ့ဒီအချိန်မှာပဲကျန်းကျုံမျိုးအရှိဘက်ကမ်းရိုးတန်းကာကွယ်ရေးစခန်းမှာလေကျန်းတယောက်ယာယီစစ်ဌာနချုပ်ထဲမှာရက်ပြီးရေဒါစက်ခတ်ရင်ပေါ်မှာပင်လယ်ရေလိုင်းတွေလိုအလုံးရင်းနဲ့ဝင်လာနေတဲ့အနီရောင်ဆက်ပြောက်တွေကိုမျက်တောင်မခတ်ကြည့်နေတယ်သူ့ဘားပြင်ပေါ်ကနေချွေးတွေစီးကျလာတဲ့ချင်းမြဲပြောတဲ့ရတနာကအမှန်ပဲအရှိပင်တွေကတားရဲတွေကန်းတက်လာပြီးပြကြဆန်းတက်လုံးပြကြဆန်းသူတို့ကိုဘလို့နေနဲ့မှလွတ်မသွားစေရဘူးမျိုးတဲကိုအလူအရက်ပြေးဝင်လာကြတဲ့နောက်မှာတော့အသက်ရှင်ကျန်ရည်သူလူဦးရေ3 တန်းလောက်ပါလာတယ်ဗျအမြောက်ကြီးတွေတက်ဆင်ထားတဲ့နေရာကနေနားကွဲမတက်ဆူညံတန်တွေထွက်ပေါ်လာပြီးတော့ကြီးစံတွေကမိတော့တွေနဲ့အတူပင်လယ်ပြင်စီကိုတရက်ဆက်ပြစ်ခတ်လိုက်ကြတာမောင်မီးနေရဲ့ညနေကြီးတောင်နေကင်းကြောင်တောင်လိုလင်းထိန်သွားတယ်ဗျဒါပေမဲ့အလင်းရောင်ပေးတဲ့ဖျဲသီးပုံးတွေကောင်းကင်ပေါ်ရောက်သွားတဲ့အချိန်မှာတော့ရှေ့တန်းကစစ်သားတွေအားလုံးစိတ်တက်ကြသွားကြရတော့တယ်ပင်လယ်ပြင်မှာတော့ရေပြင်ကိုဖျက်ပြီးတက်လာနေတယ်ဗီဇပြောင်းရေနေတက်တော်ဟာတိတ်နေချီပြီးရှိနေတာကိုပြတချို့ကတန်ချက်ကားတွေလောက်ကြီးမားတဲ့ပုစုံလုံးတွေတချို့ကအယိုးစုတွေနဲ့ပြည့်နေတဲ့မိချောင်းကြီးတွေတချို့ကြတော့လေအမြောက်တံကိုအမှုမထားပဲအချိန်ပြင်းပြင်းနဲ့ပြေးလာနေတဲ့ပင်လယ်မြေအုပ်စုတွေပေါ်တိုက်ပွဲဆက်ဖြစ်ပြီး10 မိနစ်တောင်မပြည့်သေးခင်မှာပဲပထမဆုံးခံစစ်စည်းကလုံးဝပြိုကျသွားရတော့တယ်ရေစီလင်းရင်မထိန်နိုင်တော့ဘူးရန်သူတွေကအရန်များလုံးလို့ငါတို့ခံစစ်စည်းတစ်ခုလုံးပျက်စီးသွားပြီလို့အော်ပြောလိုက်တဲ့ရေချမ်းကသူ့ခါမှာချက်ထားတဲ့ပြဆက်တို့တင်တဲ့ကိုဆွဲထုတ်လိုက်ပြီးမျက်လုံးတွေနီးရဲနေအောင်လှုပ်လိုက်တဲ့ပြတက်တစ်ခုလုံးကိုအကြောင်းကြားလိုက်ဒီနေ့တော့အကုန်လုံးတရားမဲ့ကိန်းဆိုင်ရင်တောင်ပြည်သူတွေကိုမဖြစ်ဖြစ်အောင်ကာကွယ်ရမယ်လို့သူအမိန့်ပေးလိုက်တယ်ဘုံစစ်တပ်ကနောက်ဆုံးအနေနဲ့အသေးခံတိုက်ဖို့ပြင်နေတဲ့အချိန်မှာပဲမြေကြီးတွေတုန်ခါသွားပြီးတော့ဘာနဲ့မှဖော်ပြလို့မရတဲ့ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုကပင်လယ်နက်ထဲကနေရုတ်တရက်တိုးဝင်လာပါတော့တယ်ကြံကျိုးမြို့တဲကမြောက်ခန်းတွေအပြက်စီးတွေကြားမှာပုံခုနေတဲ့လူ3 တန်းလောက်ဟာရင်ဘက်တွေအလုံးအမင်းအောင်လာပြီးတော့နှလုံးသားပေါ်မှာတောင်ကြီးတစ်ခုဖိထားသလိုမျိုးအသက်ရှူရတာတောင်ခက်ခဲသွားကြရတယ်အဲ့ဒါဘာကြီးလဲပြရေးကြက်လဲစိတ်ပြက်လက်ပြက်နဲ့ကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါမှာတော့ထူထပ်နေတဲ့မြူကိုးတွေကြားထဲကနေကြီးမားတဲ့အယိုးတောင်ပန်းကြီးနှစ်ခုကအတင်းတိုးထွက်လာတာကိုတွေ့လိုက်ရတဲ့အလျားပေတရားကျော်ပြီးပင်လယ်နဲ့ရဲ့အငွေ့သက်တွေနဲ့ပြည့်နေတဲ့ကြောက်မက်ဖွယ်တတော်ဝါကြီးတစ်ကောင်တိမ်တွေကြားထဲကနေဖြည်းဖြည်းချင်းဆင်းသက်လာပါတော့တယ်သူ့မျက်လုံးနဲ့လုံးကတော့ဓာတ်ချက်တွေကအကြီးကြီးတွေဖြစ်ပြီးယွန်စရာကောင်းတဲ့ဒေချင်းတရားရဲ့အငွေ့သက်တွေကလည်းထွက်နေရဲ့အဆင့်5သားရဲဘူးရင်ပုတ်တိုးနေတဲ့ပင်လယ်ပြင်ကအယိုးနဂါကြီးပေါ်ကဘာပြက်စချိန်လုံးကအဆင့်5ထူးခြားတဲ့သားရဲဆိုတာဘယ်သူမှမနိုင်တဲ့အရာမျိုးဖြစ်ပြီးမြို့တစ်မြို့လုံးကိုအလွယ်လေးဖျက်ဆီးပြနိုင်တဲ့ကဘာပြက်စေမဲ့ဘေးရနေရဲ့ကြီးရဲ့ဓာတ်နဲ့အဲ့ဒီယိုးနဂါကြီးကကောင်းကင်ရံတစ်ခုလုံးပဲတင်ထက်သွားအောင်ဟိန်းဟောက်လိုက်ပြီးသူ့ရဲ့ရွေးနဲ့ကြီးလိုဘာဆက်ကိုဟလိုက်တော့မင်းစားလိုမင်းနဲ့နေတဲ့နဂါအသက်ရှူထုတ်လိုက်တာကစစ်တပ်ရဲ့လက်နက်ကြီးတက်စခန်းစီကိုတဲ့တဲ့ကြီးကြားရောက်သွားတော့တယ်ဘုံဆိုရဲ့အတန်းနဲ့အတူမင်းနဲ့နေတဲ့မိတောက်တွေကပတ်လဲ1 ကီလိုမီတာလောက်အတွင်းမှာရှိသမျှအရာအလုံးကိုချက်ချင်းဝါမြို့သွားပြီးလက်နက်ကြီးတက်စခန်းတစ်ခုလုံးလုံးဝပျက်စီးသွားခဲ့တယ်ပြီးကျန်းကျုံမြို့ကြီးတော့ပြီးသွားပြီပေါ့အဲ့ဒီလိုမျိုးအားမလို့အားမရနဲ့စိတ်ပြအားငယ်မှုတွေကကုဆက်ယောဂတစ်ခုလိုကျန်းကျုံမြို့ကြီးတစ်ခုလုံးမှာပြန့်နှံ့သွားပြီးလူအများကြီးကတော့တေချင်းတရားကိုပဲစောင့်ရင်မျက်လုံးတွေကိုမဲ့ထားလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲအမောင်ဈေးတွေကလေချောင်းရံကာကွယ်ရေးကူထဲမှာကျွန်တော်ကလက်ထဲကကော်ဖီခွက်ကိုဖြည်းဖြည်းချင်းချလိုက်တယ်မျက်နှာပြင်ပေါ်မှာတော့မီတာ100လောက်ရှိတဲ့ငကားကြီးကကောင်းကင်မှာဝဲပြန်ပြီးအနိုင်ကျိတ်နေတာကိုမျက်နှာနိုးကြည့်နေတယ်ကျွန်တော်မျက်လုံးထဲမှာကြောက်ရွံ့မှုဆိုတာလုံးဝမရှိတဲ့ပြင်ပိုတော်မှတောက်ပတဲ့အလင်းရောင်တွေတောင်ထွက်နေသေးတယ်ရှူဆောင်တောက်ကမျက်နှာပြက်သွားပြီးတော့လီကိုရေခင်များပြင်ထွက်မလို့လားအဲ့ဒါအစင်ကားသားရဲဘရင်ကြီးနော်လို့ပြောတယ်ကျန်းရှင်ကြီးကလည်းကျွန်တော်လက်မောင်းကိုအတင်းဆွဲထားပြီးတော့မှအနေမများပါနဲ့လို့ထားတယ်ကျွန်တော်ကကျန်းရှင်ကြီးရဲ့လက်မောင်းကိုခတ်ဖို့လေးပုတ်လိုက်ပြီးနှုတ်ခမ်းကိုအနှဲငယ်ကွေးညွကမန်ပါနဲ့ပြုံးလိုက်တယ်ကျွန်တော်ရဲ့ငကားကိုကောင်ဆွဲခေါင်းတလားအတွက်တော့တချောင်းလိုနေသေးတယ်ဒီအိမ်မြောင်ကြီးရဲ့အနှစ်သာရကိုကျွန်တော်သဘောကျနေတာကျွန်တော်လှည့်ပြီးတော့လက်လေကားစီကိုရှောက်သွားလိုက်တယ်အိမ်ကိုကောင်းကြည့်ထားကြပြီးတော့ကျွန်တော်အတွက်လက်ဖက်ရည်တစ်ခွက်လောက်ဖျော်ပေးထားလိုက်ဦးလက်ဖက်ရည်အေးသွားရင်ကျွန်တော်ပြန်လာခဲ့မယ်ကျန်းကျုံမျိုးရဲ့ကောင်းကင်ရံမှာတော့အယိုးငကားကြီးကမီးနဲ့တဲ့ငကားတက်တွေကိုမှုထုတ်ပြီးကာကွယ်ရေးတက်တွေကိုဖျက်ဆီးနေတော့မယ်လေးချမ်းကမျက်လုံးတွေကိုမိတ်ပြီးတေချင်းတရားကိုစောင့်နေလိုက်တယ်အဲ့ဒီချိန်မှာပဲအလုံးမီးနဲ့တဲ့အလင်းတန်းတစ်ခုကကျန်းကျုံမျိုးပြင်ကတောင်တန်းတွေကြားကနေထွက်ပေါ်လာတယ်ကောင်းကင်ရံကိုထိုးဖောက်တက်သွားတဲ့အနက်ရောင်လင်းတန်းကြီးဟာအေးဆက်မနေပဲတမျိုးဆန်းကြီးရှိကြပြီးတော့ခန့်ညားထဲဝါတဲ့ပုံစံမျိုးကိုစောင့်နေတဲ့အဲ့ဒီအနက်ရောင်မြူကိုထုထက်ကြီးကိုအတင်းအကျပ်ဆွဲဖျက်လိုက်တာပေါ့ဒါကြီးကဘာလိမ့်လို့တွေးမိရင်လေးချမ်းကမျက်လုံးတွေကိုအတင်းဖွင့်ကြည့်လိုက်တယ်မျိုးထဲမှာကျန်ရစ်နေတဲ့လူ3 တန်းလောက်နဲ့စစ်သားတွေအားလုံးလည်းမတိစိတ်ရပဲ Blackstone ဘန်ကရှိတဲ့ဘက်ကိုလမ်းကြည့်လိုက်ကြတာပေါ့လူများရဲ့အကြည့်တွေအောက်မှာတော့ခန္ဓာကိုယ်သွယ်လာတဲ့လူငယ်လေးတစ်ယောက်ကဒီနဲ့ရောင်ရွှေရောင်ရောဆက်နေတဲ့အလင်းတန်းကြီးကိုနင်းပြီးတော့ကောင်းကင်ပေါ်ကိုခြေတလန်းချင်းတက်သွားနေတယ်သူကဘာပြန်တန်းတဲ့ကိရိယာမှမသုံးဘဲနဲ့လေထဲမှာလမ်းလျှောက်နေတာခြေအောက်မှာမမြင်ရတဲ့လေကားထစ်တွေရှိနေတယ်လို့မျိုးပဲအဲ့ဒါချင်းသခင်လေးပဲချင်းလဲပဲဆိုပြီးလေချမ်းကစိတ်လှုပ်ရှားလုံးလို့တကိုယ်လုံးတုံကြီးနေရဲ့ကျွန်တော်တဖြည်းဖြည်းနဲ့ကောင်းကင်ကိုတက်သွားတဲ့အခါမှာတော့နောက်ကျောကငကားကိုကောင်ဆွဲထားတဲ့ခေါင်းတလားပုံရိပ်ရောင်ကအကုန်လုံးပွင့်ထွက်လာတဲ့အနက်ရောင်ငကားကြီးကိုကောင်ကောင်းကင်ရံမှာရစ်ပတ်နေပြီးတော့သူတို့ရဲ့သွေးရောင်နီငကားမျက်လုံးတွေကိုတပြိုင်နက်တည်းဖွင့်လိုက်ကြတယ်သူတို့ကရှေးဟောင်းကောင်းတလားကြီးတစ်ခုကိုဆွဲပြီးတော့ကျန်းကျုံမျိုးရဲ့အပေါ်ရံမှာဖြတ်တန်းသွား
သွားတာပေါ့ခေါင်းတလားပေါ်ကတွေးရောင်နီတန်ကြိုးတွေကတုံခါနေပြီးတော့အလုံးမြင့်မြတ်ပြီးရှေ့ကျတဲ့ဘသူမှမထိပါရဲ့တဲ့တန်ခိုးရှိန်ဝါကြီးကတော့ဆူနာမီလိုက်လိုမျိုးတစ်မျိုးလုံးကိုလွှမ်းခြုံသွားတဲ့ဒီရှိန်ဝါအောက်မှာတော့အောက်မှာရန်ကားနေတဲ့ပင်လယ်မိတ်ဆာကောင်ကြီးတသိန်းလောက်ကကြောက်လန့်တကြားအော်ဟစ်ပြီးတော့မြေပြင်ပေါ်မှာတပြိုင်နက်တည်းမောက်ချပြီးတုံးရီနေကြတဲ့ Blackstone စခန်းကချင်းသခင်လေးပဲသူကျန်းကျိုးကိုကယ်ဖို့ရောက်လာပြီးဆိုပြီးတော့အသက်ရှင်ကျန်ရည်သူတွေကပြိုကျနေတဲ့အဆောက်အဦတွေကြားထဲကနေခေါင်းမောကြည့်လိုက်ကြတယ်သူတို့မျက်လုံးထဲမှာတော့အသက်ပေးကလွတ်မြောက်လာတဲ့အင်အားသစ်မှုတွေနဲ့ကြီးညိုလေးစားမှုတွေအပြည့်ပါပဲကျွန်တော်ကတော့အမြင့်ပေတစ်ထောင်လောက်မှာရက်နေပြီးတော့ပေ100လောက်ရှည်တဲ့ပင်လေမိတ်ဆာနဂါးကြီးနဲ့မျက်နှာချင်းဆိုင်ရက်နေတဲ့သူ့ရဲ့အေယာမခန္ဓာကိုယ်ကြီးရှေ့မှာကျွန်တော်ကပွေရက်စိတ်တစ်ကောင်လောက်ပဲတင်းငယ်ပေမဲ့ကျွန်တော်နောက်ကနဂါးကိုကောင်ဆွဲထားတဲ့ခေါင်းတလားကတော့သူ့ထက်တောင်ပိုပြီးတော့ရှေးဟောင်းနှဆိုးတစ်ကောင်နဲ့ပိုတူနေသေးတယ်လေခေါင်းပြီးပင်လေကူလုံးတယောက်စိန်ခေါ်မှုကိုခံစားမိသွားပုံရတဲ့အစ်စ်ပေါ်လာတဲ့တောရိုင်းနဂါးကတော့ကျွန်တော်ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေတယ်သူကကောင်းကင်ကြီးပဲ့တင်ထက်သွားအောင်ဟိန်းဟောက်လိုက်ပြီးသူ့ရဲ့တွင်းနဲ့ကြီးလိုပါဆက်ကိုဟတ်လိုက်တဲ့အရင်ကထက်10ဆက်လောက်ပိုကြီးမားတဲ့အနက်ရောင်နဂါးမိတော့ကြီးကမိဆိုင်ကဲကြီးကောင်းကင်ကနေပြုတ်ကျလာသလိုမျိုးကျွန်တော်စီကိုပြင်းပြင်းထန်ထန်ပြစ်လွတ်လိုက်တယ်ဒါတော့ဘာမှမဟုတ်ပါဘူးကွာကျွန်တော်ရင်ဘက်ကပန်ကူတတူကနေတိုက်ပွဲဝင်လို့စိတ်တွေရှာအိမ်ဟုံနဲ့ပေါက်ကွဲထွက်လာတဲ့ကောင်းကင်နဲ့မြေကြီးကိုအုံမိုးနိုင်တဲ့စွမ်းအားကျွန်တော်နောက်ကျောမှာပန်ကူရဲ့အရေးရောင်ကြီးပေါ်လာတဲ့ဝင်လာတဲ့အနက်ရောင်နဂါးမိတော့တွေကိုကြည့်ပြီးကျွန်တော်ရှောင်းတော့မရှောင်ဘူးညာဘက်လက်တီးကိုဖြည်းဖြည်းချင်းမြောက်လိုက်တဲ့အချိန်မှာပဲရင်ဘက်ကပန်ကူပုံရိပ်ကမိုးချင်းတန်လိုအတန်မျိုးနဲ့ပေါက်ကွဲထွက်လာတဲ့ကဘာအိုးစွမ်းတစ်ဆက်ကလက်တီးစုံမှာရစ်ပတ်နေတယ်နောက်တစ်ခါမှာပဲကျွန်တော်ခြေတလန်းရှေ့တိုးလိုက်တဲ့ဖုံးဆိုတဲ့အတန်နဲ့အတူလက်တီးနဲ့အနက်ရောင်ကမိတော့ထိမိသွားတဲ့အချိန်မှာတကောင်းကင်လုံးကိုဖောက်ခွဲလိုက်တယ်လို့ပဲအနက်ရောင်မိတော့တွေကအားကောင်းတဲ့ကဘာအိုးစွမ်းအားကြောင့်နှစ်ပိုင်းကွဲသွားပြီးကျွန်တော်ဘေးနှစ်ဖက်ကနေဖြတ်တန်းသွားတဲ့အဲ့ဒီမီးရှံတွေကအပြက်စီးတွေကြားထဲကျသွားပြီးမြေပြင်မှာမိုင်းထောင်ကြီးရှိတဲ့အမေးဆက်ကြီးတွေဖြစ်သွားအောင်လောင်ကျွမ်းသွားတယ်ကျွန်တော်ကတော့အဲ့ဒီမီးပင်လက်ကြီးနှစ်ခုကြားမှာတစ်ချက်လေးတောင်မလုပ်ပဲရက်နေတယ်ကျွန်တော်နောက်ဖန်ကူရိတ်ကလည်းခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်တဲ့အရင်ကဝါရာဖြစ်နေတဲ့ပုံရိတ်ကအခုတော့ပိုပြီးထင်ရှားလာတဲ့ရွှေရောင်ရင်အလင်းနှန်းတွေကရင်ဘက်ကပန်ကူတတူကနေနောက်ကအရေးရောင်စီကိုတရွေ့ပြန့်နှံ့သွားတယ်ကဲအလဲကျပြီးပေါ့စကားဆုံးကနဲ့ကျွန်တော်ရင်ဘက်ကပန်ကူတတူကအပြေးဝပေါက်ကွဲထွက်လာတဲ့နောက်ကဝါရာအရေးရောင်ကနေရုတ်တရက်အမြင့်ပေ10ကနန်းလောက်ထိကြီးမားသွားတဲ့ကြွက်သားတွေကလည်းအဖူးအထစ်တွေနဲ့အသက်ရှူတန်ကအစရှေးကြပြီးရှေးဟောင်းကူဝင်တဲ့ဖျားကြီးတစ်ပါးလိုမျိုးဖျားဟစ်နေတဲ့သူ့ရဲ့လက်ဖွားထဲမှာတော့ရွှေရောင်စစ်စစ်နဲ့လှုပ်ထားတဲ့ကောင်းကင်ကြီးကိုခွဲထုတ်နိုင်တဲ့စွမ်းအားတွေစူးစီးပြီးဖြစ်လာတဲ့ဒီယာမပူစိန်ကြီးကတဖြည်းဖြည်းနဲ့အတွင်းတန်းတန်းပြီးပြင်လာတဲ့ပူစိန်သွားပေါ်ကရွှေရောင်မေးဆက်သွေးသားမှတ်တမ်းတွေကလည်းတလက်လက်နဲ့လင်းလက်လာတာပေါ့ကျွန်တော်ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တဲ့အခါကျွန်တော်နောက်ကပေါ်လာတဲ့ပန်ကူနမင်းကြီးရဲ့ပုံရိပ်ကလည်းသူနဲ့တူပူစိန်ကြီးကိုတပြိုင်နက်တည်းမြောက်လိုက်တဲ့လူတစ်ယောက်နဲ့နမင်းကြီးရဲ့လှုပ်ရှားမှုကဘာမှမချားနာပဲတသားတည်းဖြစ်နေတာပဲပင်လယ်နဲ့ထဲကရှေးဟောင်းနဂါးကြဤကတော့သူ့ကိုတေမင်းစီပိုးတော့မဲ့အန်ရီယယ်ကိုရိပ်မိသွားပုံရပြီးသူ့ရဲ့ညီရဲနေတဲ့မျက်လုံးအိမ်ထဲမှာကြောက်ရွံ့မှုတွေစတင်ပေါ်လာပြီးသူကလွတ်မြောက်ဖို့အတွက်အသေးအတန်ရုန်းကန်ပြီးအဝေးကိုပြေးထွက်ဖို့စူးစမ်းပေမဲ့ပန်ကူနမင်းကြီးရဲ့အကြည့်အောက်မှာချုံနှောင်ခံလိုက်ရတဲ့ခါချင်းမှာပဲသူ့ပတ်ပတ်လဲကမိမောင်နေရဲ့မြူကိုးတွေအားလုံးကကြောက်တုံးလိုမျိုးတောင်းတင်းသွားတော့တာပဲကျွန်တော်ခြေတလန်းလန်းလိုက်ပြီးမိုးချင်းတန်လိုဟိန်းထွက်သွားတဲ့အတန်နဲ့ပန်ကူကောင်းကင်ကိုခွဲထုတ်လို့ဟစ်လိုက်တယ်ကျွန်တော်လက်ရဘက်ကနေအာဘာတရခုတ်ချလိုက်တဲ့အချိန်မှာပဲနောက်ကနေပေါ်လာတဲ့ပန်ကူနဲ့ဖျားပုံရိပ်ကလည်းကောင်းကင်ကိုခွဲထုတ်နိုင်တဲ့ပူစိန်ကြီးကိုတပြိုင်နက်တည်းဝေ့ရမ်းလိုက်ပါတယ်အလျားရာနဲ့ချီတဲ့မိုင်းပေါင်းများစွာရှည်ရတဲ့အမောင်ရောင်ရွှေရောင်လဲပူစိန်သွားကညဖက်ကောင်းကင်ကြီးတစ်ခုလုံးကိုနှစ်ချမ်းခွဲသွားမတက်ကိုဖျက်တန်းသွားပါတယ်ပင်လယ်ကိုဖုံးလွှမ်းနိုင်တဲ့ရှေးဟောင်းနဂါးကြီးကလန့်သွားပြီးတားဆီးဖို့စူးစမ်းပေမဲ့လည်းအချိန်မမီတော့ပါဘူးပူစိန်သွားကသူ့ရဲ့ဘလောက်ပဲမှာကြောပါစီဦးတော့ဆိုတဲ့ရှေးဟောင်းတောင်ပန်တွေကိုပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်တဲ့အခါမှာတော့ကလစ်ဆိုတဲ့အတန်နဲ့အတူအတောင်ပန်ကြီးတွေချက်ချင်းဆိုသလိုအပိုင်းပိုင်းကွဲကျေသွားပါတယ်အဲ့ဒီနဂါးကြီးကလည်းနားကွဲမတက်အောင်ဟစ်ပြီးတော့ကိုခန္ဓာကြီးဟန်ချက်ပြတ်သွားကကျဲတကွန်ကြီးလိုမျိုးမြေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်ကျွန်တော်ကတော့သူ့ကိုအသက်ရှူဖို့တောင်အချိန်မပေးတော့ပဲခြေထောက်နဲ့မြေကြီးကိုနင်းလိုက်တာနဲ့ရွှေရောင်တောက်ပတဲ့အလင်းနဲ့တစ်ခုအတွင်ပြောင်းသွားပြီးနဂါးကြီးရဲ့အပေါ်နားကိုချက်ချင်းရောက်သွားပါကျွန်တော်နောက်ကပန်ကူနဲ့ဖျားကလည်းကျွန်တော်နဲ့အတူလိုက်ပါလာပြီးကျွန်တော်လက်သီးကိုတင်းတင်းဆုပ်လိုက်တဲ့အခါသူကလည်းပူစိန်ကြီးကိုနှစ်လက်နဲ့ကင်ပြီးအမြင့်ကြီးမြောက်လိုက်ပါတယ်နဂါးကြီးကထို့စူးစမ်းရင်သူ့ရဲ့သွေးရောင်လိုနီးရဲနေတဲ့မျက်လုံးတွေထဲမှာကြောက်လန့်တကြားဖြစ်နေတာကိုမြင်လိုက်ရတော့ကျွန်တော်လည်းအေးဆက်ဆက်အတန်နဲ့ပျက်စီးသွားစမ်းလို့អော်လိုက်ပါတယ်ကျွန်တော်လက်သီးနဲ့ထိုးချလိုက်တာနဲ့မျှနောက်ပန်ကူနဲ့ဖျားရဲ့ပူစိန်ကြီးကလည်းပြင်းပြင်းထန်ထန်ခုတ်ချလိုက်ပါတယ်ဘုံဆိုတဲ့အတန်ကြီးနဲ့အတူပူစိန်ကနဂါးကြီးရဲ့ဦးခေါင်းကိုတဲ့ကြီးထိမှန်သွားပြီးအလွန်စွမ်းထက်တဲ့စွမ်းအားတွေကသူ့ဦးခေါင်းကနေတဆင့်ကိုခန္ဓာတွေကိုအရှိန်ဟုန်နဲ့စီးဝင်သွားပါတယ်မြေကြီးတွေတုန်ခါသွားပြီးကျန်းကျုံမျိုးရဲ့အစင်ကြေဖုံးမှာတော့အတိမ်နဲ့မီတာ10ကနန်းလောက်ရှိတဲ့အေယာမှာကျင်းကြီးတစ်ခုဖြစ်ပေါ်သွားတာကြောက်ခဲတွေကလည်းကောင်းကင်ကိုပွင့်ထွက်သွားပါတယ်နဂါးကြီးရဲ့ကိုခန္ဓာကြီးကလည်းကျင်းအောက်ခြေမှာမြုပ်ဝင်သွားပြမျက်လုံးထဲကအယောင်တွေလည်းမိတ်ဖြော့သွားပါတယ်နောက်ကပန်ကူနဲ့ဖျားပုံရိပ်လည်းတဖြည်းဖြည်းပြောက်ွယ်သွားပြီးရွှေရောင်လင်းနှန်းတွေလည်းမိန်သွားပါပြီကျွန်တော်ကတော့ကျင်းပေးမှာရက်နေပြီးရင်ဘက်ပေါ်ကပန်ကူတတူကတော့အယောင်တွေမပြောက်သေးပါဘူးမူကြီးရဲ့အရှင်သခင်ပင်လယ်ကိုဖုံးလွှမ်းတဲ့ရှေးဟောင်းနဂါးတည်ဆုံးသွားပါပြီတိုက်ပွဲကတော့အရန်မြင်မြန်ဆန်ဆန်ပဲပြီးဆုံးသွားခဲ့ပါတယ်ဘလောက်တောင်မြန်တယ်လဲဆိုရင်တော့အားလုံးလည်းဘာမှတောင်မလုပ်လိုက်ရဘူးကျွန်တော်ခုန်တက်ပြီးအဖြူရောင်ရမလူသားအသွင်ပြောင်းကရိုက်ချလိုက်တဲ့အချိန်ကစားပြီးအားလုံးပြီးသွားတဲ့အထိ3မိနစ်တောင်မကြာလိုက်ဘူးမိမောင်နေတဲ့မြူတွေပြဲသွားပြီးတော့သွေးရောင်လမင်းကြီးကလည်းမြေပြင်ပေါ်ကိုပြန်ကျလာတယ်ကျွန်တော်လည်းအသွင်ပြောင်းထားတာကိုရုပ်သိမ်းလိုက်တော့ခန္ဓာကိုယ်ကပုံမှန်တိုင်းပြန်ဖြစ်သွားပြီးရှေးဟောင်းနဂါးရဲ့ခေါင်းကြီးပေါ်ကိုခြေချလိုက်တယ်လက်ချောင်းတွေကိုဓာတ်လိုမျိုးဆုလိုက်ပြီးတော့သူ့ခေါင်းကိုလိဖြတ်ခါဘတ်စကတ်ဘောလုံးလောက်ရှိတဲ့အလင်းရောင်တလက်လက်တောက်ပန်းနေရဲ့အစွမ်းထက်ကြောက်တုံးကြီးကိုထုတ်ယူလိုက်တယ်အဲ့ဒီကြောက်တုံးထဲမှာပင်လယ်ပြင်လိုများပြားလာတဲ့စွမ်းအင်တွေကိုခန်းစားမိလိုက်တော့စိတ်ကျေနပ်သွားပြီးကျွန်တော်ရဲ့ကိုယ်ပိုင်အာဃာတရဲကိုတင်းလိုက်တဲ့အောက်မှာရှိတဲ့
ပင်လယ်တက်တော်ဟာတသိန်းလောက်ကလည်းသူတို့ရဲ့ဘရင်တွေသွားတော့အကုန်လုံးတုံလုံးချောက်ချပြီးပင်လယ်ထဲကိုရေလိုင်းတွေလိုပြန်ဆုတ်သွားကြတော့တာပဲဒီလိုနဲ့ပဲကျန်းကျုံမြို့သူမြို့သားတွေအသက်ဘေးကနေလွတ်မြောက်သွားခဲ့တယ်ဆရာကြီးချီကျန်အကျိုးမြို့ကလူပေါင်း3သိန်းလောက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အတန်တွေကပင်လယ်ပြင်ကြီးလိုဟိမ့်ထွက်လာပြီးကျန်းကျုံမြို့ရဲ့ညာကောင်းကင်ရံတစ်ခုလုံးမှာပဲ့တင်ထက်နေရဲ့ကျွန်တော်ကရှေးဟောင်းနဂါးကောင်းပေါ်မှာရက်ပြီးလက်ထဲမှာတော့ခုနကကြောက်တုံးကိုကင်ထားတယ်ဒီလိုကျေးဇူးတင်စကားတွေကိုခံယူနေမဲ့စားလေကျန့်ကိုလက်ကြည့်လိုက်ပြီးအေးဆေးဆေးပဲပြောလိုက်တယ်လေကျန့်အဲ့ဒီလိုလှုပ်เสียမလို့ပါဘူးမင်းညကသာစနစ်တကျနဲ့ခင်များတို့ဘက်ကရှေ့တန်းကနေဟန်တာမထားပေးရင်ကျွန်တော်မလုပ်ခင်ပါတယ်ဒီမျိုးကပျက်စီးသွားတော့ပြီးလေကျန့်လည်းခါလောက်ကြောင်သွားတော့ကျွန်တော်ကဆက်ပြောလိုက်တယ်ဒီတိုက်ပွဲကကျွန်တော်တယောက်တည်းတိုက်ပြီးနိုင်သွားတာမဟုတ်ဘူးရှေ့တန်းမှာအသက်ပေးသွားတဲ့စစ်သားတွေကလည်းဒီမျိုးကိုကယ်တင်ခဲ့တာပဲလေကျန့်ရဲ့မျက်လုံးတွေနီးရဲလာပြီးသူ့နောက်ကစစ်တီတော်တွေလည်းခေါင်းငုံသွားကြတယ်ကျွန်တော်လည်းကြောက်တုံးကိုတင်းလိုက်ပြီးတော့နောက်ဆက်တွဲကိစ္စတွေကိုပြောလိုက်တယ်အခုချက်ချင်းအသက်ရှင်ကြံရစ်သူတို့အေကိုရွှေ့ပြောင်းပြီးတော့ကာကွယ်ရေးစီးတွေကိုပြင်ဆင်ကြပါပင်လယ်တက်တော်ဝါတွေကခဏပဲဆုတ်သွားတာပါတကယ်ဘေးဒုက္ခကနောက်မှလာမှာပါဆရာကြီးချီစိတ်ချပါကျွန်တော်တို့ဘက်ကအစွမ်းကုန်လှုပ်ဆောင်ပေးသွားမှာပါကျန်းကျုံမျိုးကိုတေချာကူးဆက်ထားပေးပါနောက်ထပ်အဆင့်9နဲ့အထက်ထူးဆန်းတဲ့တက်တော်ဝါတွေပေါ်လာတယ်ဆိုရင်ကျွန်တော်ကိုအရင်ဆုံးအကြောင်းကြားပေးပါအဆင့်မြင့်တဲ့တက်တော်ဝါတွေကိုတော့ကျွန်တော်ပဲရှင်းလိုက်မယ်အဲ့ဒီလိုပြောပြတာနဲ့ကျွန်တော်ဘာမှမတွေတော့ပဲကြောဘက်ကနေအနက်ရောင်ရွှေရောင်လင်းနှန်းတွေတောက်ပလာပြီးလက်တစ်ပြက်ဆိုသလိုအရှိန်ဟုန်နဲ့ပြန်တန်းကအနက်ရောင်ဈေးရဲ့လေးချောင်းရံကာကွယ်ရေးစခန်းတွေကိုပြန်ဝင်သွားတယ်ဝင်ပေါက်တကားကြီးကဒုံခန်းနဲ့ပိတ်သွားတဲ့အချိန်မှာကျွန်တော်စောင့်ကြည့်ရေးခန်းနဲ့ပြအရောက်လာပြီးစားပွဲပေါ်ကလက်ဖက်ရည်ခွက်ကိုကောက်ကင်ကတငုံတောက်လိုက်တယ်အင်းလက်ဖက်ရည်ပူချိန်ကတော့တော်တော်လေးအဆင်ပြေရဲ့အနက်ရောင်ဈေးရဲ့အောက်ဆုံးထက်အဓိကကျတဲ့ရှိုးဝက်ခန်းထဲမှာကျွန်တော်ထူးပြုလုပ်ထားတဲ့ထိုင်ကုန်ပေါ်မှာတင်ပလက်လင်ခွေထိုင်လိုက်ပြီးလက်ထဲမှာတော့အနက်ရောင်ရွှေရောင်လင်းတွေတဖိတ်ဖိတ်တောက်နေတဲ့အဆင့်9ပင်လယ်ကားရိုးအနှစ်တုံးကိုကင်ထားတယ်ဒီနှစ်တုံးထဲမှာပါတဲ့စွမ်းအင်ကအရင်က S အဆင့်သွေးမြေနှစ်တုံးထက်အစပေါင်းရာနဲ့ချီပြီးပိုများနေတဲ့စစ်တပ်ကအတော်ဆုံးစွမ်းအားရှင်တွေတောင်ဒီတိုင်းတိုက်ရိုက်မျိုးချလိုက်ရင်ခနာကိုပောက်ကွဲသွားတော့တဲ့အထိပြင်းထန်ပေမဲ့ကျွန်တော်ကတော့မတူဘူးလေကျွန်တော်ဘာမှမတွန့်ဆုတ်ပဲအဲ့ဒီနှစ်တုံးကိုရင်ဘက်ပေါ်ဖိကက်လိုက်ပြီးခနာကိုယ်ကမူလစွမ်းအင်တွေကိုအစွမ်းကုန်စူးစီးလိုက်တဲ့ဖုံးဆိုတဲ့အတန်းနဲ့အတူအရန်ကိုကျန်းတန်းပြီးအေးဆက်နေရဲ့အနက်ရောင်စွမ်းအင်တွေကစီကျိုးတလိုမျိုးကျွန်တော်ခနာကိုယ်ကိုတချိန်ထိုးစီးဝင်လာတဲ့အရေးပြားပေါ်မှာအနက်ရောင်ရေခဲပြင်တွေဖုံးလွှမ်းလာပြီးအယိုးတွေကလည်းမခံနိုင်တော့တဲ့လားတကြွကြွမြည်လာတဲ့ငါ့ကိုပြန်ပြီးတိုက်ခိုက်ချင်တာလားမင်းတို့လိုတေးချင်းတရားရဲ့အငွေ့တက်လောက်နဲ့မရဘူးကွာဆိုပြီးကျွန်တော်အေးဆက်ဆက်လေးတန်းနဲ့ဟက်ခနဲရဲလိုက်တယ်ရင်ဘက်ပေါ်ကပန်းကူနဲ့မင်းရဲ့ပုံရိပ်ကမျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်ပြီးမန်ဟုံပြင်းတဲ့ကဘာဦးအစွမ်းနဲ့အဲ့ဒီအနက်ရောင်စွမ်းအင်တွေကိုအတင်းကျပ်ဖိနှိပ်ကကြိတ်ချေလိုက်တယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီစွမ်းအင်တွေကိုအတန်းစင်ဆုံးမူလစွမ်းအင်ဖြစ်ပြောင်းလဲပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုပြန်လဲဖြည့်တင်းပေးတဲ့တစ်ချိန်တည်းမှာပဲကျွန်တော်ကြောပြင်ကငကားကိုကောင်နဲ့ခေါင်းတလားတူကပူနွေးလာပြီးငကားကိုကောင်ကအရေးပြားအောင်မှာဖြည်းဖြည်းချင်းလှုပ်ရှားနေတယ်လို့ဖြစ်လာကရှေးဟောင်းကောင်းတလားပေါ့ပထမဆုံးကျေတာရာတန်ကျိုးကလည်းပြင်းပြင်းထန်ထန်တုံခါလာတဲ့ခဲခနဲဆိုတဲ့အတန်သေးသေးလေးတစ်ခုကျွန်တော်ဝိညာဉ်ထဲမှာပေါ်လာပြီးတဲ့နောက်မှာတော့ပထမဆုံးကျေတာရာတန်ကျိုးကပြတ်ထွက်သွားပါတော့တယ်ဘာနဲ့မှနိုင်လို့မရတဲ့အနက်ရောင်နဲ့ရွှေရောင်ရောနေတဲ့တကားကြီးတစ်ခုကအမိုက်မောင်တွေကနေထွက်ပေါ်လာတယ်ကျွန်တော်မျက်စိရှိမှတင်အဆုံးစားမရှိတဲ့အမောင်ထုကြီးတစ်ခုပေါ်လာတယ်လို့ပဲအဲ့ဒီအမောင်ထုရဲ့အနက်ဆိုင်ဆုံးနေရာမှာတော့ရှေးဟောင်းနဲ့ရောင်ကောင်းတလားကြီးတစ်ခုကတဖြည်းဖြည်းချင်းဟလာတယ်အဲ့ဒီအချိန်မှာပဲနားမလည်နိုင်တဲ့သတင်းစကားတစ်ခုကကျွန်တော်ဦးခေါင်းရဲ့ကိုရောက်လာတယ်ကိုလောင်ဆွဲခေါင်းတလားရဲ့ပထမဆုံးတော့ချက်ပွင့်သွားပြီးခေါင်းတလားနဲ့မြေမြုပ်ချင်းဆိုတဲ့စွမ်းရည်ကိုရသွားပြီပေါ့အခုကစားပြီးတခြားတတဝါတွေရဲ့အနှစ်သာရတွေကိုကျွန်တော်ကိုယ်တိုင်စုပ်ယူလို့ရသွားပြီးတတဝါတွေရဲ့ကြံရှိနေတဲ့စွမ်းရည်တွေနဲ့ဖိနှိပ်ခံထားရတဲ့ဒိုဒန်တွေရဲ့စွမ်းရည်တွေကိုအဲ့ဒီအနက်ရောင်ကောင်းတလားထဲမှာပြန်ပြီးချက်လုပ်လိုက်ရင်ကျွန်တော်ခန္ဓာကိုယ်ရဲ့ကိုယ်ပိုင်နေရာရဲ့တားမြစ်ထားတဲ့ဒိုဒန်လေးခုစီကိုပြန်ရောက်လာမှာပဲပြောရရင်တော့တားကောင်တွေအများကြီးရှိနေတဲ့၍ကျွန်တော်ကတိုက်လေပိုးတော်လာမှာပဲဖူဟိုင်ရှေးဟောင်းနဂါရဲ့အနှစ်သာရတွေကိုအကုန်စုပ်ယူပြီးတဲ့နောက်မှာတော့ကျွန်တော်ခန္ဓာကိုယ်အဆင့်ကလည်းအလိုလိုကိုပဲအဆင့်9ရဲ့အမြင့်ဆုံးထိရောက်သွားတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်နေရာကလည်းထပ်ပြီးကျလာပြန်တဲ့အရင်ကအဆုံးစားမရှိကျပြက်နေတဲ့နေရာရဲ့အဆုံးတစ်ဖက်မှာမေလိုမျိုးမီးနဲ့နေတဲ့နေရာတစ်ခုပေါ်လာတယ်အဲ့ဒီနေရာကခေါင်းတလားရဲ့ဦးခေါင်းပိုင်းလိုမျိုးပဲတိတ်ဆိတ်ပြီးတော့ရှိုးဝက်စန်းကျဲလုံးနဲ့ကိုးလောင်ဆွဲခေါင်းတလားရဲ့ကျန်တဲ့တော်တွေဒါဆက်ပွင့်သွားရင်ဒီအမောင်ထုကအခုရှိနေတဲ့ကိုယ်ပိုင်နေရာထက်ဖိုးကြောက်ဖို့ကောင်းလာအောင်မယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်မှရှိနေတယ်ကျွန်တော်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါမှာတော့တကူလုံးကအယိုးတွေကမိုးချင်းတယ်လို့မြည်ဟဲသွားတယ်ခေါင်းတလားနဲ့မြေမြုပ်ချင်းဆိုတဲ့စွမ်းရည်ကတော့တကယ်ကိုမိုက်တဲ့အခုကစားပြီးတတဝါမှန်သမျှကကျွန်တော်တို့တော့အစာတွေပဲနောက်တစ်နေ့မနက်ခင်းမှာတော့အနက်ရောင်စေးအခြေစိုက်စခန်းရဲ့မြေအောက်လက်ကျင်ရေကွင်းထဲမှာကျွန်တော်ထိုင်နေတဲ့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီးဖူဟိုင်ရှေးဟောင်းနဂါရဲ့အနှစ်သာရအေကိုဆုပ်ယူလိုက်တဲ့ခန္ဓာကိုယ်ရဲ့ကသွေးကြောတွေရဲ့မှာစီးဆင်းနေတဲ့စွမ်းအားတွေကအရင်ကထက်အဆက်ပေါင်းများစွာပိုပြီးတမလာတဲ့ကိုးလောင်ဆွဲခေါင်းတလားရဲ့ပထမဆုံးတော့ချက်ပွင့်သွားပြီးခေါင်းတလားနဲ့မြေမြုပ်ချင်းရဲ့စွမ်းရည်ကတော့တကယ်ကိုအံမခမ်းပါပဲအဲ့ဒီစွမ်းအားတွေကလည်းကျွန်တော်ခန္ဓာကိုယ်ရဲ့ကိုအပြေးပိုင်စိတ်ဝင်သွားပြီးအခုကစားပြီးတာမန်တလင်းကြောက်တုံးတွေကကျွန်တော်ကိုအများကြီးအထောက်အကူမပြုပေးနိုင်တော့ဘူးဆက်ပြီးတော့ဒါတောင်းတင်းလာခြင်းနဲ့ဆိုရင်တော့ပုံမြင့်တဲ့အဆင့်ရှိတဲ့သားရဲတွေကိုလိုက်မှုဆိုးဖို့လိုလာပြီးအနည်းဆုံးတော့အဆင့်လေးထပ်ထည့်ရမယ်ရှူဆောင်တော့အခန်းထဲကိုဝင်လာပြီးသူ့မျက်လုံးတွေထဲမှာစိတ်လှုပ်ရှားမှုတွေအပြည့်နဲ့သူကဟိုလေမင်းညက9ဆင့်ရှိတဲ့ရှေးဟောင်းနဂါးကြီးကိုရှင်တယောက်တည်းတက်ပြစ်လိုက်တာကျွန်တော်နဲ့ရှမ်းရီတို့တောင်ဘာမှဝင်လို့ပေးလိုက်ရတာမဟုတ်ဘူးဒီတိုင်းသာဆက်သွားနေရင်တော့ကျွန်တော်တို့နှစ်ယောက်ကနောက်ကနေဆွဲချတယ်လို့ဖြစ်နေတော့မှာပဲလို့ပြောလိုက်တယ်ကျန်းရှမ်းရီလည်းဘေးတစ်ဖက်ကနေလျှောက်လာတယ်သူကမိခိုးရောင်တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ထားပြီးစံပင်တွေကိုအပေါ်မှာစီးနှောင်ထားတယ်သူ့ရဲ့အေးဆက်ဆက်မျက်လုံးတွေထဲမှာတော့အခုမှမြင်ဘူးတဲ့တိုက်ခိုက်လို့စိတ်တွေတောက်လောင်နေတယ်ကျွန်တော်လည်းလက်တွေ့တိုက်ပွဲတွေလိုအပ်နေတဲ့ရွှေနဲ့အေးသက်တွေရဲ့အားကိုးပြီးအဆင့်တက်နေရင်တော့တကယ်စွမ်းအားစစ်ကိုပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့သူကဆိုတယ်ကျွန်တော်သူတို့ကိုကြည့်ပြီးခေါင်းညှိပြလိုက်တယ်ဒါကကျွန်တော်ပြောချင်နေတဲ့စကားတွေပဲရှူဆောင်တော့ရဲ့အားလောင်ရှင်းရှင်းတွင်းနဲ့နော်ဇာတို့ကတိုက်စစ်ရောခံစစ်ပါမြတ်တဲ့ထိတန်းစစ်တီတွေဖြစ်တယ်ကျန်းရှမ်းရီရဲ့ကြိုချမ်းချန်လူဆိုတာကတော့တိုက်စစ်ခံစစ်ပြောင်းလဲတိုးတက်မှုစစ်မြေပြင်ကိုထိန်းကျောင်းနိုင်စွမ်းအကုန်ပါတဲ့အဆင့်မြင့်ပုံရိပ်ရောင်ပဲသူတို့နှစ်ယောက်ရဲ့အရေးချင်းကတော့အများကြီးရှိတာပေါ့ဒါပေမဲ့ဒီလိုလောကမျိုးမှာအရေးချင်းရှိုံနဲ့မလုံလောက်ဘူးတကယ်အစွမ်းထက်တယ်သူဆိုတာတားရဲတွေရဲ့အလောင်းပုံကြီးပေါ်ကနေတက်ထက်ပြီးမှပေါ်ထွက်လာတာမျိုးပဲကျွန်တော်ထက်လိုက်ပြီးဒါဆိုရင်လည်းသွားကြတာပေါ့လို့ပြောလိုက်တယ်ရှူဆောင်တော့ရဲ့မျက်လုံးတွေအယောင်တောက်သွားပြီးဘယ်ကိုသွားမှလဲလို့မေးတယ်ကျွန်တော်လက်ကိုမြောက်ပြီး
ကျန်းကျုံမျိုးပတ်ဝန်းကျင်ကစစ်တပ်ရဲ့မြေပုံကိုဖွင့်လိုက်တဲ့ဖန်သားပြင်ပေါ်မှာတော့မြို့ပြတွေနဲ့တောအုပ်တွေကြားမှာအနီရောင်မှတ်သားတွေအများကြီးပြန့်ကျဲနေရဲ့အဲ့ဒီထဲမှာကျန်းကျုံမျိုးတော်ဘက်ကစက်မှုစုံတစ်ခုကတော့အနီရောင်လင်းနှန်းတွေအပြင်းထန်ဆုံးပဲအဲ့ဒီနေရာကိုစစ်တပ်ကအန်ရလုံများတဲ့နေရာလို့သတ်မှတ်ထားပြီးအစစ်လေးသားရဲတွေအများကြီးရှိတဲ့နေရာလို့မှတ်ချက်ပြုထားတယ်ကျွန်တော်အဲ့ဒီနေရာကိုလက်ညှိုးထိုးပြပြီးတောင်ဘက်ကစက်မှုစုံပဲမင်းညကပင်လယ်သားရဲတွေပြန်ဆုတ်သွားပြီးနောက်မှာဗီဇပြောင်းသားရဲအုပ်စုတွေအဲ့ဒီနေရာကိုတိမ့်ပိုက်သွားတဲ့စစ်တပ်ရဲ့ကင်းထောက်တရုံးတွေရိုက်ထားတဲ့ဗီဒီယိုရအဲ့ဒီထဲမှာအစစ်လေးသားရဲအနည်းဆုံး3កောက်ရှိပြီးအစစ်နဲ့အစစ်3သားရဲတွေလည်းအများကြီးရဲ့လို့ပြောလိုက်တယ်3စစ်မြောက်သားရဲကောင်ကိုမြင်တော့စိန်လူးကရဲကျဲကျဲနဲ့သဘောကျသွားတယ်တကယ်ကောင်းတဲ့နေရာပဲသားရဲကောင်တွေလည်းပေါ်သလိုအတွေ့အကြုံမှတ်တွေလည်းအများကြီးရမှာပဲချက်ရှင်ကြီးကမြေပုံကိုတစ်ချက်ကြည့်လိုက်ပြီးအေးအေးဆေးပဲပြောလိုက်တယ်တောင်ဘက်ဆုံးကစက်မှုစုံကမြောက်ဘက်ပိုင်းစစ်တပ်စခန်းနဲ့တိတ်မွေးဘူးအဲ့ဒီမှာရှိတဲ့သားရဲကောင်တွေဒါဆက်ပြီးပြန့်နှံ့သွားမယ်ဆိုရင်အသက်ရှင်ကျန်ရည်သူတွေထွက်ခွာမဲ့လမ်းကြောင်းအတွက်မကြခင်မှာပဲချင်းချောက်မှုဖြစ်လာလိမ့်မယ်ဒါကြောင့်ဒီတစ်ခေါက်သွားတာကတစ်ချက်ခုံးနှစ်ချက်ပြက်ပဲစစ်တပ်အတွက်လည်းစိတ်နှောက်ယှက်ဖြစ်စရာတွေကိုတခါတည်းရှင်းပေးလိုက်တယ်လို့ဖြစ်သွားတာပေါ့ကျွန်တော်မေကျက်စီကိုဖုံးဆက်လိုက်တဲ့အခါချက်ချင်းပဲဖုံးဆက်ခိုင်ရင်လင်းလာပြီးမေကျက်ပေါ်လာပါတယ်သူ့မျက်နှာမူရာကမင်းညာကထက်စရင်အနှဲငယ်ပြေလော့သွားပုံပေါက်ပေမဲ့မျက်လုံးထဲမှာတော့ပင်မနှွမ်းနေနေတဲ့အရေးအယောင်တွေရှိနေတော့မှာပဲဆရာစီစစ်တပ်ဘက်ကဘာများကူညီပေးရမလဲကျွန်တော်လည်းဘေးစကားမပြောတော့ပဲဖြောင်းဖြောင်းပဲပြောလိုက်တယ်တောင်ဘက်ဆုံးကစက်မှုစုံကိုကျွန်တော်သွားရှင်းပေးမလို့အဲ့ဒီမှာ၄စစ်မြောက်သားရဲကောင်တွေရဲ့အတိုက်မြုံရှိနေတယ်မေကျက်တစ်ချက်တုံသွားပြီးမှမျက်နှာကဝင်းမသွားတယ်ဆရာစီအဲ့ဒီနေရာကကျွန်တော်တို့အကူအညီတောင်းဖို့ပြင်ဆင်နေတဲ့နေရာပဲအဲ့ဒီစက်မှုစုံထဲမှာဓာတုပစ္စည်းကိုတောင်းတွေအများကြီးရှိတယ်သားရဲကောင်တွေဒါဖျက်ဆီးလိုက်ရင်အစိမ့်ငွေတွေပြန့်နှံ့ပြီးမြောက်ဘက်စခန်းကိုအများကြီးထိခိုက်လိမ့်မယ်ဆရာကိုယ်တိုင်လက်စွမ်းပြပေးမယ်ဆိုရင်စစ်တပ်ဘက်ကချက်ချင်းပဲတရုံးတွေလွတ်ပြီးအချိန်နဲ့တပြေးညီစောင့်ကြည့်ပေးမယ်ပြီးတော့အဲ့ဒီဧရိယာကိုပါပိတ်ဆို့ပေးထားမယ်လေရတယ်အပြင်ဘက်ကိုတော့ခင်များတို့ပိတ်ထားလိုက်အတွင်းပိုင်းကိုတော့ဘာမှမလုံးနဲ့ကျွန်တော်စိန်လူးနဲ့စင်းကြီးကိုခေါ်သွားပြီးလက်စွမ်းပြခိုင်းလိုက်မယ်နားလည်ပါပြီစစ်တပ်ကအပြင်ဘက်မှာအကာအကွယ်စည်းတွေချထားပေးမယ်တားရဲကောင်တွေအပြင်ကိုထွက်မပြေးအောင်တားထားပေးမယ်ဗျာဆရာစီတတိတော့အများကြီးထားပါဦးတတိထားရမှာကသူတို့တွေပါ10မိနစ်လောက်ကြာတဲ့အခါမှာတော့မောင်ကိုစေးအခြေဆက်စခန်းရဲ့ဘေးပေါက်ကဖြည်းဖြည်းချင်းပွင့်လာပြီးပြုပြင်မွမ်းမံထားတဲ့အနက်ရောင်တာယာကြီးတွေနဲ့ကားတစ်စီးထွက်လာခဲ့တယ်ကျွန်တော်ကားပေါ်တက်လိုက်တဲ့ကားကိုယ်တွေကိုတော့ကြီးကာတန်ချက်ကာတွေနဲ့အုပ်ထားသလိုဘီးတွေရဲ့အပြင်ဘက်မှာလည်းစလစ်မဖြစ်အောင်အလွမ်းတတူသွားတွေတက်ဆင်ထားတယ်ကားကောင်းမှုပေါ်မှာဆိုရင်လည်းအလိုလျောက်ပြစ်ခတ်နိုင်တဲ့စက်တွေနဲ့ကြီးတက်လက်တက်ထားသေးတယ်ဆူဆောင်တောက်ကတော့ခီးဒီဘက်ချမ်းမှာထိုင်ပြီးစိတ်လှုပ်ရှားနေတာနဲ့လက်တွေကိုအဆက်မပြတ်ပုတ်တက်နေတဲ့ကျန်းရှင်းကြီးကတော့နောက်ခန်းမှာထိုင်နေပြီးသူ့လက်ထဲကရွှန်ချမ်းနဲ့တားရဲ့အရိတ်ကတစ်ချက်ပေါ်တစ်ချက်ပြောင်းနေဖြစ်နေရဲ့ကျွန်တော်ကတော့ရင်မောင်းတနေရာမှာထိုင်ပြီးအရှိန်မြင့်တင်လိုက်တဲ့အခါအင်ဂျင်တန်ကရိုင်းဆိုင်နဲ့တားရဲ့တကောင်လိုဟိန်းထွက်လာတဲ့အနက်ရောင်အမောင်းကားကြီးကတော့ဟေးရှိစခန်းကနေအရှိန်နဲ့ထွက်ခွာလာပြီးတောင်လန်းတိုင်းတောင်ဘက်ကိုဥတီမောင်းနေလာခဲ့တယ်လမ်းတစ်လျှောက်မှာတော့မီးမောင်နေတဲ့မြူကိုတွေကအပြည့်မပြောက်သေးတယ်လို့လမ်းဘေးတစ်လျှောက်မှာလည်းတားရဲတွေကိုက်ထည့်ထားတဲ့ကားပြက်စီးတွေအပြည့်ပါပဲအစစ်နှိမ့်နဲ့ပြောင်းလဲထားတဲ့တားရဲချိုးကတော့နောက်ကနေလိုက်လာကြပေမဲ့ကားနာကိုတော့မကန့်နိုင်ခင်မှာပဲကားကောင်းမှုပေါ်ကအလိုလျောက်ဆက်တင်နဲ့အမှုန့်ချေလိုက်တာကိုခံလိုက်ရတယ်မိနစ်30လောက်ကြာတဲ့ခါမှာတော့လမ်းကြောင်းဆက်မှုစုံကြီးကကျွန်တော်တို့မျက်စိရှေ့မှာပေါ်လာတဲ့အရင်တုန်းကတော့မီးအောင်တွေနဲ့တောက်ပနေတဲ့ခိမီဆက်မှုစုံကြီးကခုတော့ဘီလူတွေရဲ့အတိုင်းမြုံဖြစ်လို့သွားခဲ့ပြီးစက်ယုံတွေကလည်းပြိုကျပျက်စီးပြီးအုပ်ကျိုးကြောက်ပြက်တွေနဲ့ပြင်းနေတယ်လို့လေထဲမှာလည်းအနက်ဆိုးတဲ့ဓာတုဗေဒနန်းတွေကပြန့်လွင့်နေတဲ့ဆူဆောင်တော့ကားတကားကိုတွန်းဖွင့်ပြီးခုံဆင်းသွားကအကိုလီရေဘလို့စားပြီးတိုက်ကြမလဲလို့မေးတယ်ကျွန်တော်လည်းဆက်မှုစုံရဲ့အတွင်းပိုင်းကိုလန့်ကြည့်လိုက်တဲ့အခါတခြားသားရဲတွေထက်ပိုပြီးအားကောင်းတဲ့စွမ်းရည်လိုင်းသုံးခုကိုတွေ့လိုက်ရတဲ့အဆင့်လေးရှိတဲ့တန်ချက်ကပုတ်တင်ညိုနှစ်ကောင်နဲ့အဆင့်လေးရှိတဲ့အစိတ်ပြင်းဝက်ကြီးတစ်ကောင်မှာပဲဒါအပြင်အဆင့်နှစ်အဆင့်သုံးရှိတဲ့သားရဲကောင်ရေ100ကျော်လောက်လည်းရှိနေသေးတယ်ခုလက်ရှိကျွန်တော်တို့တော့ဒီကောင်တွေကဘာမှမဟုတ်ပေမဲ့ဆူဆောင်တောင်းတဲ့ကျန်းရှင်းကြီးအတွက်တော့လက်တွေ့တိုက်ပွဲမှာအစွမ်းပြဖို့အကောင်းဆုံးအခွင့်အရေးပါပဲကျွန်တော်လက်ကိုဝှေ့ရမ်းလိုက်တဲ့အခါကျောဘက်ကကြောက်တုံးကြီးကအနှဲငယ်တုံးခါသွားပြီးမမြင်နိုင်တဲ့ဖိအားတွေကစက်မှုစုံတစ်ခုလုံးကိုလွှမ်းကျုံသွားတဲ့အဲ့ဒီအဆင့်နှစ်သားရဲတွေရဲ့လှုပ်ရှားမှုကချက်ချင်းဆိုသလိုနှေးကွေးသွားပြီးသူတို့ကိုပေါ်မှာတောင်ကြီးတစ်လုံးဖိထားသလိုခံစားနေကြရတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုတိုက်ရိုက်မတက်ပြစ်သေးပဲသားရဲအုပ်စုကိုကန့်တက်နိုင်ုံလောက်ပဲဖိအားကိုထိန်းချုပ်ထားလိုက်တယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုတော့ဘာမှတက်ရောက်မှုမရှိသွားပါဘူးကျွန်တော်ကတော့ဝင်းမကူပဲဘေးကနေပဲကြည့်နေမှာပါအဆင့်နှစ်နဲ့အဆင့်သုံးထိကတော့ခင်ဗျားတို့ဘာသာပဲရှင်းကြပါအဆင့်လေးထက်ကိုမှကျွန်တော်ကနောက်ကနေထောက်ကူပေးမှာပါခင်ဗျားတို့အသက်အန္တရာယ်ရှိမှသာကျွန်တော်ဝင်ကူမှာမို့လို့တခြားချိန်တွေမှာတော့မျောလင်းမနေပါနဲ့အဲ့ဒီတော့ရှုဆောင်တောင်ကတစ်ချက်ပြုံးလိုက်ပြီးတော့ကျွန်တော်စိတ်တိုင်းကြပဲလို့ဆိုလိုက်ပါတယ်စကားဆုံးတာနဲ့သူ့ရဲ့ညာဘက်လက်မောင်းပေါ်ကအရဟန်ကျန်းစာစာသားတွေရုပ်တရက်တောက်ပလာပြီးတော့သူ့နောက်ကျောမှာလည်းတန်ချက်ကဝတ်ထားတဲ့နက်စစ်တီတစ်ပါးရဲ့အရေးရောင်တစ်ခုပေါ်လာပါတယ်ကောင်းကင်မျက်လုံးပဲပေါ်မဟုတ်ဘူးအဲ့ဒါကအာယုံခံစားမှုတစ်ခုပါပဲရှုဆောင်တောင်ရဲ့စိတ်အာယုံထဲမှာရွှေရောင်လင်းနှန်းတွေထထွက်လာပြီးတော့နက်စစ်တီရဲ့မျက်လုံးတွေကလည်းပွင့်လာပါတယ်အဲ့ဒီအချိန်မှာပဲသူ့ပတ်ဝန်းကျင်ကကဘာကြီးတစ်ခုလုံးကိုအလုံးရှင်းလင်းပြတ်သားစွာမြင်လိုက်ရပြီးတော့မျိုးဗီဇပြောင်းတန်ချက်ကကျန်းနှစ်ကောင်ရဲ့လှုပ်ရှားမှုလမ်းကြောင်းတွေတန်ချက်ကကွာဟတွေတွေးကြောတွေအယိုးစစ်တွေကိုကောင်းကင်မျက်လုံးနဲ့အမိအယဖမ်းဆုပ်လိုက်နိုင်ပါတယ်ခင်ဗျားတို့ရဲ့အားနည်းချက်ကိုတွေ့ပြီးလို့သူကအော်လိုင်းရင်သုံးမြောက်သားကိုလက်နှစ်ဖက်နဲ့စုပ်ကိုင်လိုက်ပါတယ်ခြေထောက်နဲ့မြေကြီးကိုပြင်းပြင်းထန်ထန်နင်းလိုက်တဲ့အခါမှာတော့မြေကြီးတွေအကွဲသွားပြီးရှုဆောင်တောင်တယောက်လေးအိမ်ကလွတ်ထွက်သွားတဲ့မြားတစင်းလိုပဲရှေ့ကိုပြေးထွက်သွားပါတော့တယ်တခါချင်းမှာပဲပထမဆုံးတန်ချက်ကကျန်းရဲ့ဘေးနာကိုရောက်သွားပြီးတော့သုံးမြောက်သားကိုမြင့်မြင့်မြောက်လိုက်ပါတယ်ဒါသွားပေါ်ကရွှေရောင်လင်းတွေကလည်းတလက်လက်တောက်ကနေပြီးဒါချက်ကတော့အရှိန်ဟုန်နဲ့ကြားရောက်သွားပါတော့တယ်ဒိုင်းဆိုရဲ့အတန်နဲ့အတူတတူချင်းထိခိုက်မိတဲ့အတန်ကျဲလောင်စွာထွက်ပေါ်လာတဲ့အခါရှုဆောင်တောင်ရဲ့မျက်နှာအနှဲငယ်ပြတ်သွားပါတယ်ဒီဒါချက်ကတန်ချက်ကကျန်းရဲ့အကွာဟကိုတိတိကျကျထိမှန်ပေမဲ့သူထင်ထားသလိုခန္ဓာကိုယ်ကိုဖောက်ထွက်သွားတာမျိုးတော့မရှိခဲ့ပါဘူးတန်ချက်ကကျန်းရဲ့အရေးပြားကသူထင်ထားတာထက်ပိုပြီးထူထဲနေတာကြောင့်ဒါတော့လက်မဝက်လောက်ပဲဝင်သွားပြီးတော့ကြောက်တုံးလိုမာကြောတဲ့အရေးပြားကဓာတ်ကိုပြင်းညက်ထားလိုက်ပါတယ်တေးပြီးဆိုတဲ့အတီးနဲ့အတူပထမဆုံးတန်ချက်ကကျန်းကရုတ်တရက်လက်လာပြီးတော့သူ့ရဲ့ဝင်ပြီးတမာတဲ့အမီးနဲ့လေကိုခွင်းပြီးရိုက်ချလိုက်ပါတော့တယ်ရှုဆောင်တောင်လည်းဓာတ်ကိုပြန်ဆွဲထုတ်ဖို့အချိန်မရှိတော့တဲ့အတွက်လက်ကိုလွတ်လိုက်ပြီးနောက်ကိုဆုပ်လိုက်ရပါတယ်အဲ့ဒီအမီးကြီးကသူ့ရင်ဘက်ကိုကပ်ပြီးတော့လေထဲမှာရမ်းခတ်သွားပါတော့တယ်အဲ့ဒီຢာကသူ့ကိုအနှဲငယ်ထီးမိုံလေးနဲ့တင်လူတကိုယ်လုံးလွင့်ထွက်သွားအောင်ရိုက်ထုတ်လိုက်တယ်လို့ဖြစ်သွားပြီးတော့ဟိုနားမှာပစ်ထားတဲ့စီပေါက်စာကားကြီးကိုပြင်းပြင်းထန်ထန်သွားရမိသွားတယ်စီပေါက်စာကားကြီး
ကြီးကလည်းချက်ချင်းဆိုသလိုအထဲကိုချက်ဝင်သွားပြီးတော့ဆူရှောင်းတောက်ကအတန်တစ်ချက်ကြီးလိုက်ရင်ပါဆက်ထောင်းကနေတွေးနေနေစီးကြလာတယ်ဒီကောင်ကတော်တော်ကိုမာတာပဲလို့သူတွေးမိလိုက်တယ်ကျွန်တော်ကတော့ဝေးဝေးကနေပဲကြည့်နေပြီးဘာမှဝင်မလုပ်သေးဘူးရှင်းရှင်းကတော့ကျွန်တော်ကိုအမတ်တမဲ့လန့်ကြည့်တာရှင်းလဲလို့ခေါ်တယ်ကျွန်တော်ကတည်ငြိမ်တဲ့လေတန်းနဲ့ပဲသူမသေးပါဘူးသူ့ဘာသာသူတိုက်ပါစေလို့ပြောလိုက်တယ်ဆူရှောင်းတောက်ကချိုက်ဝင်နေတဲ့စီပေါက်စာကားပေါ်ကနေခုံဆင်းလာပြီးပါဆက်ထောင်းကတွေးတွေကိုတုပ်လိုက်တဲ့အချိန်မှာသူ့မျက်လုံးထဲကစိတ်လှုပ်ရှားမှုတွေကပိုတောင်ပြင်းထန်လာသေးတယ်စိတ်လှုပ်ရှားနေတဲ့အဲ့ဒီတန်ချက်ကသားရဲကြီးကတဟိဟိနဲ့အော်ဟစ်လိုက်ပြီးသူ့ခြေလေးချောင်းကိုအားကုန်တုံးကတန်ချက်ကကားတစ်စီးလို့အရှင်ပြင်းပြင်းနဲ့ပြေးဝင်တိုက်တယ်နောက်ထပ်တန်ချက်ကသားရဲတကောင်ကလည်းဘေးကနေပတ်ပြပြီးတော့သူ့ရဲ့နောက်ဆုတ်လမ်းကိုပိတ်ဆို့ဖို့ကြိုးစားနေတဲ့လေးစင်းမြောက်သားရဲကောင်တစ်ကောင်ကဘယ်တစ်ဖက်ညာတစ်ဖက်နဲ့ညက်ပြီးတိုက်ခိုက်နေပေမဲ့ဆူရှောင်းတောက်ကတော့မလုံးမရှက်ရက်နေပြီးရှေ့ကိုဆက်မတိုးတော့ပဲသူ့ရဲ့ကောင်းကင်မျက်လုံးထဲမှာအလင်းရောင်တွေပိုးတောက်ပလာတယ်သူ့မျက်လုံးထဲမှာကဘာကြီးကနေကွေးသွားသလိုဖြစ်နေပြီးသားရဲကောင်တွေရဲ့ခြေလမ်းတိုင်းအခြေခွန်တွေရဲ့လှုပ်ရှားမှုတိုင်းကြွသားတွေတင်းမာသွားတာတွေကိုကောင်းကင်မျက်လုံးနဲ့အမိအယဖမ်းဆုပ်ထားနိုင်တယ်ပထမဆုံးသားရဲကောင်ကသူ့ရှေ့ကိုရောက်လာပြီးပါဆက်အကြီးကြီးဟာကအနက်ဆိုးတွေနဲ့အတူဝါးစားဖို့လုပ်တဲ့အချိန်မှာဆူရှောင်းတောက်ကခနာကိုနောက်ကိုချက်ချင်းဆုပ်လိုက်ပြီးအနေရရှိလာတဲ့အတိုက်ခံရမယ့်ရေးကနေကတိကတ်တက်လွတ်သွားတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ညာဘက်ခြေထောက်နဲ့မြေကြီးကိုနင်းလိုက်ပြီးသားရဲကောင်ရဲ့ဘိုင်းအောင်နာကိုရှော့တိုက်ဝင်သွားတယ်ကောင်းကင်မျက်လုံးကဘာရဲ့တတိယမြောက်ပြောတဲ့ခြေခွန်အောက်ကနှလုံးသားနေရာကိုအတိအကျလောက်ချထားလိုက်တယ်အသက်ပေးတိုက်ပွဲဝင်မယ်ဆိုပြီးဆူရှောင်းတောက်ကအော်ဟစ်လိုက်တဲ့အချိန်မှာသူ့နောက်ကအာလန်ကျန်းကျွန်းရဲ့ပုံရိပ်ကလည်းတပြိုင်နက်တည်းပေါ်လာပြီးသူ့လက်ထဲကလက်နက်နဲ့အောက်ကနေပေါ်ကိုထိုးသွင်းလိုက်တဲ့သားကိုထိုးပေါက်သွားတဲ့အတန်းနဲ့အတူဓာတ်သွားကပြောတဲ့ခြေခွန်ကိုဖောက်ထွက်သွားပြီးသားရဲကောင်ရဲ့ဘိုက်ကိုအားနဲ့ထိုးဆိုင်လိုက်တဲ့အခါမှာတော့သားရဲကောင်ကြီးကအော်ဟစ်လိုက်တော့တယ်ရှီလီရဲ့ခန္ဓာကိုယ်ကြီးကယူတော့တယ်လို့မျိုးလူးလိမ့်နေတဲ့ဆူရှောင်းတောက်ကတော့လက်မောင်းကြောတွေထောင်းလာအောင်အားဆိုင်ပြီးဓာတ်ရိုးကိုအသေးချကိုင်းကအောက်ဘက်ကိုဖိချလိုက်တဲ့ငါရှိကနေဖယ်ဆန်းဆိုပြီးအော်လိုက်တဲ့အချိန်မှာပဲတန်ချက်ကသားရဲရဲ့ဘိုင်းမှာအနာကြီးတစ်ခုပွင့်ထွက်သွားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးကလည်းအရှိန်နဲ့လဲကျသွားတာပေါ့ဒါပေမဲ့ဆူရှောင်းတောက်အသက်ရှူဖို့တောင်အချိန်မရလိုက်ဘူးဒုတိယမြောက်တန်ချက်ကသားရဲကနောက်ကျောဘက်ကနေရောက်လာပြီးဆူရှောင်းတောက်ကိုတိုက်ရိုက်မတိုက်ခိုက်ပဲလမ်းကြောင်းပြန်အောင်ပြီးဘေးနားကတဝက်လောက်ပြိုကျနေတဲ့ဓာတုဘေးတစ်ဆက်ယုံစီကိုအားနဲ့ဆောင်ဝင်သွားတယ်ရှင်းရှင်းရဲ့မျက်နှာပြက်သွားပြီးသူတို့ကတိုးလောင်ကန်တွေကိုဖောက်ခွဲဖို့စူးစမ်းနေတာပဲအဲ့ဒီကန်တွေသာပောက်ကွဲသွားရင်အစိမ့်ငွေတွေကစက်မှုစုံတစ်ခုလုံးကိုချက်ချင်းပြန့်နှံ့သွားလိမ့်မယ်ဆူရှောင်းတောက်ကခေါင်းကိုရုတ်တရက်မောလိုက်ပြီးသူ့ရဲ့နဖူးတဲ့ကတတိယမျက်လုံးမှာရွှေရောင်လင်းနှန်းတွေထွက်လာတယ်ဘယ်ကိုပြေးမလို့လဲငါးစီမှာပဲကြံခဲ့စမ်းလို့အော်ပြောလိုက်တယ်သူကသုံးချောင်းနဲ့သွားတာကိုလက်နှစ်ဖက်နဲ့စုပ်ကင်ပြီးမြေကြီးထဲကိုပြင်းပြင်းထန်ထန်ဆက်ချလိုက်တဲ့အခါသူ့နောက်ကအာလန်ကျန်းကျူအိုင်းရဲ့ပုံရိပ်ကလည်းပိုပြီးထင်ရှားလာတယ်အဲ့ဒီပုံရိပ်ရဲ့နဖူးမှာလည်းရွှေရောင်တတိယမျက်လုံးပွင့်လာပြီးအလင်းနဲ့နှစ်ခုလေထဲမှာစုံသွားတဲ့အခါဒုတိယမြောက်တန်ချက်ကသားရဲကိုချက်ချင်းတုံနှောင်ထားနိုင်ခဲ့တယ်တတိယမျက်လုံးနဲ့ချုံနှောင်လိုက်တဲ့အတွက်ဒုတိယမြောက်တန်ချက်ကသားရဲရဲ့ခန္ဓာကိုယ်ကြီးကရုတ်တရက်ရက်တန့်သွားပြီးမမြင်ရတဲ့ကွင်းဆက်တွေနဲ့ချီနှောင်ခံထားရတယ်လို့ဖြစ်သွားတယ်သူကရုန်းကန်နေပေမဲ့မြေကြီးကိုခြေထောက်နဲ့ကုတ်ချစ်ပြီးတွင်းကြီးဖြစ်အောင်လုပ်နေပေမဲ့လည်းအဲ့ဒီရွှေရောင်လင်းနှန်းကိုမဖောက်ထွက်နိုင်ဘူးဆူရှောင်းတောက်ရဲ့မျက်နှာကချက်ချင်းဖြူဖြော့သွားတယ်ဒီတက်ပညာကသူ့အတွက်အင်အားသုံးရတာအများများပေမဲ့သူ့မျက်လုံးတွေကတော့ကြောက်စရာကောင်းလောက်အောင်စိတ်လှုပ်ရှားနေတာပဲသူကခေါင်းကိုဖြည့်ပြီးအချင်းမောလိုက်ပြီးတော့မင်းတို့အတွက်လန်ခီကိုပို့ပေးလိုက်မယ်ဆိုပြီးပြုံးလိုက်တယ်ကောင်းကင်ရံမှာတော့အမေရောင်မြူတွေကရွှေရောင်လင်းနှန်းကြောင့်ပြဲထွက်သွားပြီးမီတာ10ခန်းလောက်ရှည်လျားတဲ့အရာမ3ချောင်းနဲ့သွားတာရဲ့ပုံရိပ်ကြီးကတိမ်တိုက်တွေကြားကနေဖြည်းဖြည်းချင်းပေါ်ထွက်လာတော့တယ်ဓာတ်သွားတွေကအယောင်လက်နေပြီးအဲ့ဒီဓာတ်ချက်ရဲ့ပြင်းထန်မှုကကောင်းကင်ဘုံကပြစ်ဒဏ်တစ်ခုလိုပဲတစ်ခုလုံးကိုခြုံငုံထားတဲ့စက်မှုစုံကြီးတွေကလေထုကအစခဏတာရက်တန့်သွားသလိုမျိုးဖြစ်သွားတယ်ဆူရှောင်းတောက်ကမြေကြီးထဲစိုက်ဝင်နေတဲ့သူ့ရဲ့3ချောင်းထောက်ဓာတ်ကြီးကိုဆွဲနှုတ်လိုက်ပြီးတော့အဲ့ဒီတန်ချက်ကပုတ်တင်ညိုကြီးကိုဥတီပြီးပြင်းပြင်းထန်ထန်ကုတ်ချလိုက်တယ်မြင့်မြတ်တဲ့ကောင်းကင်ပြစ်ဒဏ်ဆိုပြီးဟော်လိုက်တဲ့အချိန်မှာပဲကောင်းကင်ရံကနေအေယာမထားချက်ကြီးတစ်ခုပြုတ်ကျလာပြီးတော့ရွှေရောင်သားရိပ်ကကောင်းကင်ကနေတန်းအပီပုတ်တင်ညိုရဲ့ဥကောင်းပေါ်ကိုပြင်းပြင်းထန်ထန်ကြားရောက်သွားတော့တာပဲထူတဲ့အနက်ရောင်တန်ချက်ကတွေကချက်ချင်းဆိုသလိုအကွဲကုန်ပြီးတော့သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကမြေကြီးထဲကိုတန်းပြီးမြုပ်ဝင်သွားတယ်မြေပြင်မှာလည်း10မီတာလောက်ရှည်တဲ့အကြောင်းကြီးဖြစ်သွားပြီးကြောက်စရစ်ခဲတွေလွင့်စင်ကဖုံမှုတွေဥတက်လာတာပေါ့ရွှေရောင်လင်းနှန်းတွေပျောက်ကွယ်သွားတဲ့အချိန်မှာတော့အဲ့ဒီအစ်စ်လေးတန်ချက်ကပုတ်တင်ညိုကြီးကချမ်းခွက်ကြီးထဲမှာလှုပ်တော်မလို့တော့ပဲပုံလျက်သားဖြစ်နေပြီးဆူရှောင်းတောက်ကတော့ဒူးတစ်ဖက်ထောက်ပြီးအမောတကောနဲ့အသက်ရှူနေရတယ်သူ့နဖူးပေါ်ကတတိယမျက်လုံးကဖြည်းဖြည်းချင်းပိတ်သွားပြီးတော့ညာဘက်လက်မောင်းပေါ်ကအာယုံကောဓမရဲ့အယုတ်ကလည်းအယောင်မင်းကျသွားတယ်ဒါပေမဲ့သူ့မျက်နှာပေါ်ကပျော်ရွှင်နေတဲ့ပြုံးကိုတော့ဘလို့မှဖုံးကွယ်ထားလို့မရဘူးလီကောကျွန်တော်လှုပ်လိုက်တာမိုက်လားလို့မေးလိုက်တော့သူကစက်ယုံလေကနေတလန်းလုံးပြဲထွက်သွားတဲ့ဓာတ်ရကြီးကိုတစ်ချက်ကြည့်လိုက်တယ်ရပါတယ်ဒါပေမဲ့အားအင်တွေအကုန်ခံရတာတော့အယမ်းများတယ်လို့ပြောတော့ဆူရှောင်းတောက်ကဟီးဟီးနဲ့ရဲလိုက်ပြီးတော့မိုက်ရင်ပြီးတာပဲလေလို့ပြန်ပြောလိုက်တယ်သူနင်းနဲ့တက်ရှူအောင်လုပ်ပြီးတဲ့အခါမှာပုတ်တင်ညိုနှစ်ကောင်ရဲ့ဦးကောင်းလေးကနေအစင်လေးကြောက်တုံးနှစ်ခုကိုထုတ်ယူလိုက်တယ်အဲ့ဒီအစင်လေးကြောက်တုံးနှစ်ခုလက်ထဲရောက်တဲ့အချိန်မှာပဲသူ့လက်မောင်းပေါ်ကအယုတ်ကနင်းနေပူလာပြီးသူ့နဖူးကတတိယမျက်လုံးကလည်းတစ်ချက်လောက်အယောင်လက်သွားတဲ့အစင်လေးပုတ်တင်ညိုနှစ်ကောင်ကိုဆက်တိုက်တက်လိုက်တာကြောင့်သူ့ရဲ့အယုတ်ကတိုက်ပွဲမှာအပြည့်ကိုအသက်ဝင်လာပြီးအစင်တက်ဖို့နီးကပ်လာတာကိုသူတီးလိုက်တယ်ဒါပေမဲ့သူကအဲ့ဒီကြောက်တုံးတွေကိုချက်ချင်းမဆုပ်ယူသေးဘူးသူကတတိယမျက်လုံးနဲ့ကောင်းကင်ပြစ်ဒဏ်ကိုဆက်တိုက်တုံးထားတာကြောင့်ခန္ဓာကိုယ်ရဲ့ကသွေးအားတွေအယမ်းကုန်ခန်းနေပြီဖြစ်လို့ဒီချိန်မှာအတင်းတမလှုပ်လိုက်ရင်တော့ကိုအစိမ့်မိအောင်လုပ်ပြီးရွှေနှစ်ကိုဆုပ်ယူတာကအစင်တက်တာမဟုတ်ဘူးတေချောင်းကျန်တာပဲရှူရှောင်းတောက်ကရွှေနှစ်နှစ်ခုကိုကြောဖို့အိတ်ထဲထည့်လိုက်ပြီးတော့ဟီးဟီးနဲ့ရဲပြရင်လီကောနောက်မှပဲစုပ်တော့မယ်လို့ပြောတယ်ကျွန်တော်လည်းခေါင်းကြီးပြလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲစက်မှုစုံလေကနေအော်တန်စူးစူးကြီးတစ်ခုထွက်လာပြီးတော့တဝက်လောက်ပြိုကျနေတဲ့စက်ယုံတယုံရုပ်တရက်ပေါက်ကွဲသွားတယ်အစိမ်းရောင်စိမ့်ငွေတွေကလိုင်းလုံးကြီးတွေလိုထုံထိုးထွက်လာပြီးတော့ဂုံတင်ကားလောက်ရှိတဲ့အစိမ့်ဝက်မီဖူရားကြီးကအပြက်စီးတွေကြားထဲကနေဖြည်းဖြည်းချင်းထွက်လာတယ်သူ့ရဲ့ဝက်ချေတောက်ရှစ်ချောင်းကစူးရှားတဲ့လန်တွေလိုပဲဘိုက်ကနေလည်းအစိမ့်တွေတရက်ဆက်ပန်းထုတ်နေတာသူဖြတ်သွားတဲ့နေရာတိုင်းကတမ်မနီဘိုက်တွေတောင်တရှိရှိနဲ့အကြီးပြောကုန်တဲ့ဒီတက်တော်ဆိုးကြီးကိုကြည့်ပြီးရှူရှောင်းတောက်ကရှေ့ကိုတိုးဖို့လုပ်တာနဲ့ကျွန်တော်ကလက်ကပြီးတားလိုက်တယ်ဒီတစ်ခါတော့ကျန်းရှင်းရဲ့အလဲပဲရှူရှောင်းတောက်လဲနားလေ
သွားပြီးတော့ကျန်းရှင်းကြီးကလည်းသူ့လက်ထဲကရွှေဓာတ်ကိုတင်းတင်းစုပ်ကင်ရင်ဖြည်းဖြည်းချင်းလန်းလန်းအောက်ထွက်သွားတဲ့သူ့ရဲ့နတ်သမီးစွမ်းအားတွေကအစိတ်တွေမကောင်းဆိုးဝါးတွေညဉ့်ညမ်းတဲ့တတဝါတွေကိုနှိမ်နှင်းနိုင်တာဆိုတော့ဒီစိတ်ဝက်မိဖူရားကသူ့စင်တက်ဖို့အတွက်အကောင်းဆုံးပြန်ပဲလေကျန်းရှင်းကြီးကတိုးတိုးလေးပြောလိုက်တယ်ငါ့ကိုချပေးလိုက်ပါစိတ်ဝက်မိဖူရားရဲ့မျက်လုံးညီအောင်ရှစ်လုံးကသူ့ကိုတန်းပြီးစိုက်ကြည့်နေတယ်နောက်တစ်စက္ကန့်မှာပဲဝက်မိဖူရားရဲ့ဘိုက်ကဖောင်းကားလာပြီးတော့ဖုံးခနဲမိတဲ့နဲ့သူအစိမ်းအောင်စိတ်ငွေတွေအများကြီးပန်းထွက်လာကလိုင်းလုံးကြီးလိုပဲကျန်းရှင်းကြီးစီကိုတချိန်ထိုးဝင်လာတဲ့ကျန်းရှင်းကြီးကတော့နောက်ကိုဆုတ်မသွားပဲသူ့ကြောကတောင်ပန်ကြောက်ဖက်ကိုဖြည်းဖြည်းချင်းဖြတ်လိုက်တာသူ့စီကနေအဖြူရောင်လင်းနှန်းတွေဝါထွက်သွားတဲ့နတ်သမီးရဲ့စီးချက်ပဲသူ့ပတ်လည်မှာအဖြူရောင်အလင်းနဲ့မြေတစ်ခုဖြစ်ပေါ်လာပြီးအစိတ်တွေနဲ့ထိမိလိုက်တာနဲ့တရှိရှိမြည်ပြီးမိခိုးငွေတွေဖြစ်ပြောင်းသွားတယ်ဒါပေမဲ့အစိတ်ဝက်မိဖူရားကအစိတ်ပဲပန်းတက်တာမဟုတ်ဘူးသူ့ခြေထောက်ရှစ်ချောင်းကိုမြေချဤထဲစိုက်ချလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲအစိတ်ရည်တွေအများကြီးကိုပြစ်လွတ်လိုက်တယ်ပင်ကူအိမ်တွေကလေတောင်မတိုးနိုင်အောင်ထူထပ်နေပြီးဟိုဘက်ဒီဘက်ကနေကျန်းရှင်းစီကိုတရက်ဆက်ပြစ်ခတ်လာတဲ့ကျန်းရှင်းကဓာတ်ကိုတစ်ချက်ခါလိုက်ပြီးရှေ့ကပင်ကူမြင်တွေကိုဖျက်တောက်လိုက်ပေမဲ့ဘေးဘက်တွေနောက်ကနေပိုများတဲ့မြင်တွေထက်ရောက်လာပြန်တဲ့တတိမထားလိုက်မိလိုက်ဘူးပင်ကူမြင်တစ်ခုကသူ့လက်မောင်းကိုပုတ်တိုက်သွားတာမှာပဲဝတ်ထားတဲ့တိုက်ပွဲဝင်ဝတ်စုံကချက်ချင်းဆိုသလိုအပေါက်ဖြစ်သွားပြီးအရေးပြားကလည်းမွဲပြရောင်တန်းလာတဲ့ရှူဆောင်တောက်ကမျက်နှာပြက်သွားတဲ့ကျန်းရှင်းကနောက်ကိုလည်းမကြည့်ပါဘူးသူ့ဘက်လက်နဲ့တန်းရာကိုဖိထားပြီးကိုးကန်ရှမ်းနဲ့သမီးပုံရဲရောင်ကနေအလင်းရောင်ဖြူဖြူလေးတွေတောက်ပလာတာနဲ့စိတ်တွေကိုခနာကိုရဲကနေချက်ချင်းထုတ်လိုက်တယ်ကျွန်တော်အဆင်ပြေပါတယ်တဲ့သူကအစိတ်ပင်ကူမိဖူရားကြီးကိုမောကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေကပိုပြီးတည်ငြိမ်သွားတယ်ဒီကောင်ကအစိတ်တွေပဲပတ်နေတာမဟုတ်ဘူးပင်ကူမြင်တွေနဲ့ကွက်ကြားရိုက်ပြီးထောင်ချောက်ဆင်နေတာကိုကျွန်တော်ကအဝေးကနေခေါင်းလေးညှိလိုက်မိတယ်ကျန်းရှင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကကျွန်တော်ထင်ထားတာထက်တောင်ပိုတော်နေသေးတဲ့စိတ်ပင်ကူမိဖူရားကြီးကတခါထပ်អော်လိုက်တဲ့အခါအပြက်စီးတွေကြားတဲ့ကပင်ကူမြင်တွေကအစိမ်းရောင်လင်းတွေတစ်ဖြက်ဖြက်လက်လာပြီးသူကဒီချိန်လိုလေးတွင်းမှာပဲစိတ်ယုံဟောင်းတယုံလုံးကိုအစိတ်ကုန်ရဲ့ကြီးတစ်ခုလိုဖြစ်သွားအောင်လုပ်လိုက်တာပဲကျန်းရှင်းတာအဲ့ဒီထဲကိုခြေချမိလိုက်ရင်အစိတ်မြင်တွေနဲ့ပတ်မိသွားမှာတေးချတဲ့ကျန်းရှင်းကမျက်လုံးတွေကိုမိတ်လိုက်ပြီးသူ့နောက်မှာကိုးကန်ရှမ်းတဲ့သမီးပုံရဲရောင်ကတဖြည်းဖြည်းပေါ်လာတယ်ဒီတစ်ခါတော့သူ့ဓာတ်ကိုအလောတကြီးမထုတ်တော့ပဲသူ့ပတ်ဝန်းကျင်3မီတာပတ်လည်လောက်ထိနေဘယ်ကိုကျုံထားလိုက်တယ်နေဘယ်ကအသေးသွားပေမဲ့စွမ်းအားတွေကတော့ပိုပြီးပြင်းထန်လာတယ်သူတလန်းလန်းလိုက်တာနဲ့ခြေအောက်ကပင်ကူမြင်တွေကလင်းလာတာနဲ့တင်သူ့နေဘယ်ထဲမှာတင်ပြကျသွားတော့တယ်ဒုတိယတလန်းတိယတလန်းသူလန်းလိုက်တိုင်းမှာသူ့ခြေအောက်ကအစိတ်ကုန်ရက်တွေပေါ်မှာဖြူစင်တဲ့ဝိုင်းလေးတစ်ခုပေါ်လာသလိုပဲတဖြည်းဖြည်းနဲ့ကျန်းရှင်းရဲ့ပုံရိပ်ကဝါရတာဖြစ်လာပြီးလိုင်ရောင်နှန်းလေးတစ်ခုလိုအစိတ်ကုန်ရက်ထဲမှာလွတ်ကျွတ်လှုပ်ရှားနေတဲ့အစိတ်ပင်ကူမိဖူရားကြီးရဲ့မျက်လုံးရှစ်လုံးကအယူမူလက်ပတ်ကြည့်နေပေမဲ့သူ့ရဲ့အစစ်အမှန်ဒီနေရာကိုဘလို့မှဖမ်းဆုပ်လို့မရတော့ဘူးနောက်တစ်စက္ကန့်မှာပဲမိဖူရားကြီးရဲ့ကွန်ရက်ပေါ်ကနေအပေါက်တစ်ပေါက်ပွင့်လာပြီးစုပြုံထားတဲ့အစိမ်းရောင်စိတ်တွေကိုပတ်ထုတ်လိုက်တော့တယ်သူရုတ်တရက်အစိတ်လုံးကြီးပြုတ်ကျလာတော့လေထုတစ်ခုလုံးတောင်အစစ်တွေလိုတစ်စစ်နဲ့အတန်တွေထွက်လာပြီးကျန်းရှင်းရဲ့နှလုံးသားကိုတောင်တုံးလို့သွားစေတယ်အဲ့ဒီအချိန်မှာပဲရွှန်ချမ်းတဲ့ဓာတ်ကနေမျက်စိချင်းလောက်တဲ့အဖြူရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးရွှန်ကွမ်းဖို့ဆိုတဲ့ဓာတ်ချက်နဲ့အတူတစ်ချက်တည်းခုတ်ချလိုက်တဲ့အခါဖြူစင်တဲ့ဓာတ်လင်းနှန်းကအစိတ်လုံးကြီးကိုအလဲကနေနှစ်ပိုင်းဖြစ်သွားအောင်ခုတ်ပိုင်းလိုက်နိုင်တဲ့အစိတ်ရည်တွေကနှစ်ဖက်စီစီးကျလာပြီးမြေကြီးပေါ်မှာတွင်းနဲ့ကြီးနှစ်ခုတောင်ဖြစ်သွားစေတယ်အဲ့ဒီအချိန်မှာပဲကျန်းရှင်းကြီးကအစိတ်မိုးတွေကိုကြောက်ဖြတ်ပြီးအစိတ်ပုံးမမီဖူရားကြီးရဲ့အနောက်အောင်နားကိုရောက်သွားတယ်သူကဓာတ်ကိုလက်နှစ်ဖက်နဲ့စုပ်ကင်ထားပြီးသူ့ကြောကအတောင်ပန်ချောက်ဖက်ကိုလည်းပိတ်လိုက်တယ်အလင်းစွမ်းအင်တွေအားလုံးကိုဓာတ်ဖျားစီမှာစူးစီးလိုက်တဲ့အခါကောင်းကင်နဲ့မြေကြီးပေါ်မှာဒီဖြူစင်တဲ့ဓာတ်လင်းနှန်းလေးရဲ့ကျန်ရစ်တော်တို့လိုဖြစ်သွားတယ်ကြိုချမ်းချင်းဆိုတဲ့ဓာတ်ချက်နဲ့အတူဓာတ်လင်းနှန်းကကောင်းကင်ရံကိုထိုးတက်သွားပြီးအစိတ်ပုံးမမီဖူရားကြီးရဲ့ခန္ဓာကိုယ်ကြီးကိုဖောက်ထွက်အားတော့တယ်သူကနာကျင်လုံးလို့အော်ဟစ်လိုက်ပြီးခြေထောက်ရှစ်ချောင်းကလည်းရမ်းခါနေပေမဲ့ဓာတ်လင်းနှန်းတွေကတန့်စင်တဲ့စွမ်းအားတွေကဒဏ်ရာကနေတစ်ဆင့်ပြန့်နှံ့သွားပြီးသူ့ခန္ဓာကိုယ်ထဲကအစိတ်အိတ်တွေကိုချက်ချင်းဆိုသလိုလောင်ကျွမ်းသွားစေတယ်အဲ့ဒီနောက်အစိတ်ပုံးမမီဖူရားကြီးကမြေကြီးပေါ်ကိုပြင်းပြင်းထန်ထန်ပြုတ်ကျသွားတယ်အစိတ်ရောင်စိတ်မြူတွေမပြန့်ကျဲခင်မှာပဲကြိုချမ်းရွှန်တို့ရဲ့တန့်စင်တဲ့စွမ်းအားတွေကအကုန်လုံးကိုဖိနှိပ်ထားလိုက်တဲ့အစစ်လေးအစိတ်ပုံးမမီဖူရားကြီးတွေသွားပြီးပေါ့အစိမ်းရောင်အစိတ်ပူလဲလုံးကြီးကသူ့ကောင်းထဲကနေလိမ့်ထွက်လာတော့ကျန်းရှင်းကြီးကခုံပြီးကောက်ယူလိုက်တယ်သူ့လက်ဝါးထဲမှာအဖြူရောင်လင်းနှန်းလေးလင်းလက်သွားပြီးအစိတ်ပူလဲမျက်နှာပြင်ကအစိတ်ငွေတွေအားလုံးတင်းစင်သွားတယ်အဲ့ဒီပူလဲကိုကိုင်လိုက်တဲ့အချိန်မှာပဲသူ့ကြောနောက်ကကြိုချမ်းရွှန်တို့ရဲ့ပုံရိပ်ကအနှဲငယ်တုံးခါသွားတယ်အဲ့ဒီအစိမ်းရောင်ပူလဲထဲမှာပါတဲ့အစိတ်စွမ်းအားတွေကိုကြိုချမ်းရွှန်တို့ရဲ့ရုပ်တုကအလိုလျောက်ရင်ရှာနေတယ်လို့ပဲဒါမဟုတ်တန့်စင်တဲ့စွမ်းအားတွေကတင်းတင်းကြပ်ကြပ်ဖိနှိပ်ထားတယ်လို့မျိုးဖြစ်နေတယ်ကျန်းရှင်းကြီးရဲ့အသက်ရှူတန်တွေတိတိတာတာတုံးလို့သွားပေမဲ့သူကချက်ချင်းတော့မစုပ်ယူသေးဘူးအစစ်လေးအစိတ်ပူလဲထဲမှာပါတဲ့စွမ်းအားတွေကအရန်ကျန်းလုံးနဲ့အထူးသဖြင့်ဒီစိတ်ပုံးမမီဖူရားရဲ့အစိတ်ပူလဲထဲမှာမတန့်ရှင်းတဲ့အညစ်အကြေးတွေအများကြီးကျန်နေသေးတော့အလောတကြီးစုပ်ယူလိုက်ရင်တော့ကိုပြန်ထိခိုက်သွားနိုင်တယ်လေအနာတရားဖြစ်သွားရင်တော့အခြေအနေဆိုးသွားနိုင်ပြီးတိုးတန်ကိုပါညဉ့်ညမ်းစေနိုင်တယ်ဆိုတော့သူကရွှေမြစ်ကိုတင်လိုက်ပြီးကျွန်တော်ကိုမောကြည့်လာတယ်ကျွန်တော်ကလည်းခေါင်းညစ်ပြလိုက်ပြီးတော့ခုတော့ဒါကိုအရင်တင်ထားလိုက်ဦးပြန်ရောက်မှပဲအထက်ကအညစ်အကြေးတွေကိုကျွန်တော်စစ်ထုတ်ပေးလိုက်မယ်လို့ပြောလိုက်တယ်ကျန်းရှင်းကြီးကခေါင်းကိုညင်သာစွာညှစ်လိုက်ပြီးတော့ကောင်းပါပြီတဲ့ရှူဆောင်တော့ကတော့ဘာဆက်ဟောင်းသားဖြစ်ပြီးကြည်နေမိတယ်ဟေ့ကောင်ကျန်းရှင်းကြီးမင်းရဲ့ခုနကအဓိကဓာတ်ချက်ကငါးထက်တောင်ပိုမိုင်းနေပါလားလို့ပြောလိုက်တယ်ကျန်းရှင်းကြီးကတော့ရှန်ချန်တဲ့ဓာတ်ကိုတင်လိုက်ပြီးအေးဆေးဆေးပဲတစ်ခုနဲ့တစ်ခုအသုံးဝင်ပုံချင်းမတူကြဘူးလို့ပြောလိုက်တယ်တစ်ခုနဲ့တစ်ခုအသုံးဝင်ပုံချင်းမတူဘူးပေါ့လေရှူဆောင်တော့ကတော့ချက်ချင်းပဲမျက်ရည်တွေလဲလာပြီးတော့ဒါတော့မဖြစ်မနေလိုအပ်တာပေါ့လို့ပြန်ပြောတယ်ကျွန်တော်ကသူတို့နှစ်ယောက်စီလျှောက်သွားလိုက်ပြီးတော့ခုနကဘာတွေလိုအပ်ချက်ရှိသွားလဲဆိုတာတိကျလားလို့မေးလိုက်တဲ့ရှူဆောင်တော့ကခေါင်းခါပြတယ်ငါရှိန်ကအရမ်းမြန်နေတာလားတဲ့မင်းကတိုက်ခိုက်တယ်နေရာမှာအရမ်းရှိန်ပြင်းနေတယ်မင်းရဲ့ပထမဆုံးသားချက်မှာအခြေအနေကိုအပြည့်အဝမစမ်းသက်ပဲနဲ့အားကုန်သုံးလိုက်တာကြောင့်ဒါကပိတ်မိသွားတာလေတကယ်လို့အဲ့ဒီနေရာမှာဒါအမားတစ်ခုခုဖြစ်ခဲ့ရင်မင်းရဲ့နေရိုးတွေအနည်းဆုံး3ချောင်းလောက်ကျိုးသွားနိုင်တယ်ဒါကိုတေချာမှတ်ထားလိုက်ဦးကျွန်တော်ကတက်ရှင်ကြီးဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့မင်းကလည်းမင်းရဲ့စင်ကဲပြောင်းလဲမှုနယ်ပယ်ကိုအရမ်းယုံကြည်နေတာပဲအစိတ်တောက်တွေကိုမင်းကစင်ကဲပြောင်းလဲပြီးဖယ်ရှားနိုင်ပေမဲ့အစစ်တွေနဲ့မြေပြင်ကထောင်ချောက်တွေကတော့အစိတ်တက်မဟုတ်ဘူးနောက်ဆိုရင်ညဉ့်ညမ်းမှုရှိတဲ့ဓာတ်ရဲတွေနဲ့တွေ့ရင်အစိတ်တွေကိုပဲအာယုံဆိုင်မနေနဲ့သူတို့ကစစ်မြေပြင်ကိုဘယ်လိုမျိုးအကွက်ချထားတယ်လဲဆိုတာကိုလည်းတတိထားဦးနားလ
လည်ပါပြီးတဲ့ရွှေမြစ်တွေကိုလည်းတင်ထားလိုက်ကြောင်းပထမအဆင့်ရွှေမြစ်ကတော့ကိုယ့်ရဲ့ကျင့်စဉ်အဆင့်ကိုတည်ငြိမ်စေဖို့အတွက်အသုံးဝင်ပေမဲ့တတိယအဆင့်နဲ့အထက်အထူးသဖြင့်စတုထအဆင့်ရွှေမြစ်တွေကိုတော့စစ်မြေပြင်မှာရှိနေတော့မစင်မကျင်စုပ်ယူမနေကြနဲ့ဦးဘာလို့လဲဆိုတာကိုသူကမေးတဲ့ခုနကဆိုရင်ကျွန်တော်ရဲ့အာလန်ရှန်ဒိုဒန်တောင်လောင်ကျွမ်းတော့မလို့ဖြစ်သွားတယ်လို့ပြောတယ်အဲ့ဒါကဒိုဒန်ရဲ့ပဲတင်တန်တက်ပါမင်းရဲ့အဆင့်တက်ဖို့အခွင့်အရေးရနေပြီဆိုတာကိုပြတာပေမဲ့ရွှေမြစ်ထဲမှာစွမ်းရည်တွေတင်မကပဲတားရဲတွေရဲ့ကျန်းရိပ်ခဲရဲ့ရိုင်းဆိုင်တဲ့စိတ်ဆန္ဒတွေနဲ့ညဉ့်ညမ်းတဲ့အငွေ့သက်တွေလည်းပါနေသေးတယ်ပထမအဆင့်ရွှေမြစ်ဆိုရင်တော့ကိစ္စမရှိပေမဲ့အဆင့်မြစ်ရွှေမြစ်တွေကိုတော့ဒေတာမတန့်စင်ပဲနဲ့မစင်မကျင်စုပ်ယူလိုက်မယ်ဆိုရင်တော့တချို့ကြတော့ဒိုဒန်ရဲ့ပြန်လည်ထိခိုက်မှုတွေဖြစ်လာတတ်တယ်လို့တချို့ကြတော့လည်းကန်ဆာလာတွေညှဉ်းနှွမ်းကုန်တာမျိုးရှိတတ်တယ်ကျက်ရှင်ကြီးကသူ့လက်ထဲကဝူကျူးကိုချင်းကိုငုံကြည့်လိုက်တယ်ကြောက်ခဲရဲ့မျက်နှာပြင်ကိုသူတန့်စင်ပေးထားလိုက်ပေမဲ့အတွင်းထဲမှာတော့စင်းပြရောင်မြူငွေတွေကတစိမ့်စိမ့်ထွက်နေတော့မဲ့သူကကျွန်တော်ရဲ့အတိတ်ဘယ်ကိုချက်ချင်းပဲသဘောပေါက်သွားတယ်ဒါဆိုရင်အရင်ဆုံးစစ်ထုတ်ပေးဖို့လိုတာပေါ့ကျွန်တော်ခေါင်းကြီးပြလိုက်တယ်ပြီးတော့နောက်မှပြန်ရောက်ရင်ကျွန်တော်ရဲ့စံကွန်းနဲ့ခောက်လောက်ပြန်ချိုးပေးမယ်အညစ်အကြေးတွေနဲ့အရန်ရိုင်းဆိုင်နေတဲ့စိတ်ဆန္ဒတွေကိုဖယ်ရှားပြီးတော့အတန်းစင်ဆုံးဒိုဒန်စွမ်းအင်တွေပဲကြံအောင်လုပ်ပေးလိုက်မယ်အဲ့ဒီကြမှာစုပ်ယူလိုက်ရင်အဆင့်တက်ရတာပို့ပြီးတော့လဲခိုင်းပါသလိုပုံမြန်သွားလိမ့်မယ်တောင်ဘက်စင်ချေဖုံးစက်မှုစုံတစ်ခုလုံးကထူးဆန်းတဲ့တတဝါတွေရဲ့ကြောက်ခဲတွေကိုအကုန်လုံးသိမ်းဆည်းပြီးသွားပြီးပထမအဆင့်ကြောက်ခဲရာနဲ့ချီဒုတိယအဆင့်ကြောက်ခဲ20ကျော်နဲ့စတုထအဆင့်ကြောက်ခဲ3လုံးရလိုက်တဲ့အဲ့ဒီထဲမှာအစိတ်ဝူကျူးဟိုရဲ့စတုထအဆင့်ကြောက်ခဲကိုကျန်းရှင်းယူလိုက်ပြီးတန်ချက်ကတတဝါနှစ်ကောင်ရဲ့စတုထအဆင့်ကြောက်ခဲတွေကိုတော့ရှုဆောင်တော့ကိုပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲလေးချက်စီကဗီဒီယိုဖုန်းဝင်လာတဲ့ဖန်သားပြင်ထဲမှာသူကဒယုံကနေပို့ပေးတဲ့စက်မှုစုံမြင်ကွင်းကိုကြည့်ပြီးတော့စိတ်အေးသွားပုံရတယ်ခင်ဗျားတောင်ဘက်စင်ချေဖုံးစက်မှုစုံတွေကထူးဆန်းတဲ့တတဝါတွေရဲ့အတိုက်ကိုအတီးပြုပြီးပါပြီးစခန်းဘက်ကဓာတုဗေဒဆိုင်ရာအန်ရီတွေလည်းကင်းစင်သွားပါပြီခင်ဗျားနဲ့ခင်ဗျားရဲ့အဖေါ်နှစ်ယောက်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ခေါင်းကြီးပြလိုက်တယ်ပြီးတော့ဒါကကျွန်တော်တို့သူတို့ကိုလက်တွေ့ကွင်းဆင်းပြီးအစင်းမြင့်တင်ပေးဖို့အခွင့်အရေးတစ်ခုလည်းဖြစ်တာပေါ့လေးချမ်းကခဏလောက်ကြောင်သွားပြီးတော့မှခါးသီးစွာပြုံးလိုက်တယ်ခင်ဗျားကလည်းနောက်နေတာပဲစစ်တပ်အတွက်ကြတော့ဒါကအန်ရီရမ်းများတဲ့နေရာမျိုးဖြစ်နေတာကိုကျွန်တော်ရှုဆောင်တောင်းနဲ့ကျန်းရှင်းကြီးကိုတစ်ချက်ကြည့်လိုက်တော့သူတို့နှစ်ယောက်စလုံးတိုက်ပွဲဝင်ပြီးကစားမို့လို့အရင်ကထက်အသက်ရှူတန်တွေကပိုပြီးတော့တောင်တည်ငြိမ်နေတယ်လို့ပဲဒီတစ်ခေါက်တော့တော်တော်လေးအကျိုးရှိသွားပြီကျွန်တော်လေးချမ်းကိုပြောလိုက်တယ်နောက်ဆိုရင်စတုထအဆင့်နဲ့အထက်မှာရှိတဲ့ထူးဆန်းတဲ့တတဝါတွေရဲ့အတိုက်တွေကိုကျွန်တော်တို့စီတိုက်ရိုက်လမ်းကြောင်းတွေပို့ပေးထားလိုက်ပါကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုမထိခိုက်သေး၍ကျွန်တော်တို့လာခဲ့ပေးပါမယ်အဲ့ဒါကိုကျွန်တော်စီစဉ်လိုက်ပါမယ်ပြီးတော့ခင်ဗျားပြောတဲ့အကြောင်းအရာတွေကိုလည်းဗျံမင်းကြီးစီကိုအစီရင်ခံပေးလိုက်ပါမယ်ဖုန်းချလိုက်ပြီးတဲ့နောက်မှာတော့ဝေးဝေးကနေတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတဲ့အနက်ရောင်မြူကိုတွေကိုငေးကြည့်နေမိတယ်လမ်းကြောင်းဆက်မှုစုံဆိုတာအစပဲရှိလာသေးတယ်ကျန်းကျုံမျိုးပတ်ဝန်းကျင်မှာဒီလိုမျိုးသားရဲကောင်တွေရဲ့အတိုက်မြုံတွေအများကြီးကျန်နေသေးတာတာမန်တက်ရှင်ကျန်ရည်သူတွေအတွက်တော့ဒါတွေကတင်မင်းတမန်နေမျိုးတွေဖြစ်ပေမဲ့ကျွန်တော်တို့အတွက်တော့လေ့ကျင့်ဖို့အကောင်အဆုံးနေရာတွေပဲဒါပေမဲ့အခုတော့အမဲလိုက်ဖို့အချိန်မဟုတ်သေးဘူးစူဆောင်တောင်းနဲ့ကျန်းရှင်းရီတို့ကခုနကမှပြင်းပြင်းထန်ထန်တိုက်ခိုက်ထားရတာဆိုတော့သူတို့ရဲ့စိတ်ချနေကအနှဲငယ်လှုပ်ရှားနေရဲ့အခုတော့လက်ထဲမှာရှိတဲ့စွားတွေကိုကိုယ်ပိုင်စွားအဖြစ်အမှန်တကယ်ပြောင်းလဲပြဖို့ပဲလို့တော့တယ်ဟိုက်ရှာစခန်းကိုပြန်ရောက်တော့ကျွန်တော်ရဲ့ညာဘက်လက်ကိုမြောက်လိုက်တဲ့ကြောဘက်မှာရှိတဲ့ငကားကိုကောင်နဲ့ခေါင်းတလားကအနှဲငယ်ပူနွေးလာပြီးတော့စွားတွေကိုစုပ်ယူတဲ့လုပ်ငန်းစဉ်ကတိတ်တဆိတ်စတင်လာတဲ့အနက်ရောင်ခေါင်းတလားပုံရိပ်ကကျွန်တော်နောက်ကျောမှာခဏလေးပေါ်လာပြီးတောက်သွားတဲ့တားရဲကောင်တွေရဲ့အနှစ်သာရအနှစ်သုံးခုတည်းကနေမီးနဲ့တဲ့မီးကုန်းငွေတွေကတဖြည်းဖြည်းချင်းထွက်လာတဲ့အဲ့ဓာတွေကတားရဲကောင်တွေရဲ့အနှစ်သာရထဲမှာကျန်နေခဲ့တဲ့အစိတ်တောက်တွေနဲ့ရိုင်းဆိုင်တဲ့စိတ်ဆန္ဒတွေရဲ့တာမန်နိုးထလာသူတွေဒါအဲ့ဓာတွေကိုတားရဲစုပ်ယူမယ်ဆိုရင်သူတို့ရဲ့စိတ်သက်ခိုင်မာမှုနဲ့ပဲအနိုင်ယူရမှာအောင်မြင်ရင်စွားတက်လာမှာဖြစ်ပေမဲ့မအောင်မြင်ရင်တော့ဒိုဒန်ရဲ့ပြန်လည်တိုက်ခိုက်တာကိုခံရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ငကားကိုကောင်နဲ့ခေါင်းတလားရှိမှာတော့ဒီစိတ်တောက်တွေကအကောင်းဆုံးအစာအာဟာရတွေပါပဲအနက်ရောင်ခေါင်းတလားကအနှဲငယ်တုံးခါသွားပြီးအညစ်အကြေးတွေကိုအကုန်စုပ်ယူလိုက်တယ်ကျန်နေရဲ့အနှစ်သုံးခုကတော့အရင်ကထပ်ပိုပြီးကြီးလင်းတောက်လာတယ်ကျွန်တော်တစ်ချက်ကကြားသိရဲ့အနှစ်နှစ်ခုကိုဆူဆောင်တောက်စီပေးလိုက်ပြီးတော့အစိမ့်ဝက်မင်းရဲ့အနှစ်ကိုတော့ကျန်းရှင်းရီစီပေးလိုက်တယ်ဆူဆောင်တောက်ကအနှစ်တွေကိုလမ်းယူလိုက်ပြီးတော့ရဲပြရင်းနဲ့ကျေးဇူးတင်ပါတယ်လီကိုကိုလို့ပြောတယ်ကျန်းရှင်းရီကလည်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်ခဏလေးအတွင်းမှာပဲသူတို့နှစ်ယောက်လုံးအနှစ်ထဲကစွမ်းအားတွေကိုစတင်စုပ်ယူကြတယ်ဆူဆောင်တောက်ကအရင်ဆုံးစွမ်းအားတွေပေါက်ကွဲထွက်လာတယ်သူ့ရဲ့ညာဘက်လက်မောင်းမှာရှိတဲ့အာလန်ရှန်ရှင်းကျန်းကျန်းလိုတန်းကအသက်ဝင်လာတယ်လို့မျိုးဖြစ်လာပြီးသူ့နှစ်ဖူးလေဘိုမှာတော့တင်းငယ်တဲ့အကြောင်းလေးတစ်ခုစတင်ပွင့်ထွက်လာပါတယ်ဖုံးရှင်းရဲ့နောက်ကနေရွှေရောင်လင်းနှန်းတွေထွက်နေတဲ့မျက်လုံးတစ်စုံပွင့်လာပြီးသူ့နောက်ဖက်မှာလည်းလက်နက်တွေကင်ထားတဲ့အဲလန်ကျန်းကျန်းရဲ့ပုံရိပ်ကပိုပြီးတော့တောင်ထင်ရှားလာတဲ့ဗျာတစ်ဖက်မှာလည်းကျန်းရှင်းကြီးရဲ့ပြောင်းလဲမှုကပိုပြီးတော့တောင်အံ့အားစရာကောင်းနေတဲ့သူ့လက်ဖွားတွေကအစိတ်တတော်တွေရဲ့ရွှေရောင်နှစ်ကိုကြိုချမ်းချမ်းရဲ့ရုပ်ပုံကနေတစ်ဆက်ချင်းစီတက်ဆင်ပြီးစုပ်ယူနေတာကိုအရင်ကအစိမ်းရောင်ရဲ့ရွှေနှစ်စွမ်းအင်တွေဟာသူ့ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာတော့ဖြူရောင်လင်းနှန်းတို့ဖြစ်သွားရောသူ့နောက်ကျောကကြိုချမ်းချမ်းရဲ့ပုံရိပ်ကလည်းဖြူစင်တဲ့အတောင်ပံကြောက်ခုဖြစ်သွားပြီးသူ့နောက်မှာဖြန့်ကျက်ထားသလိုလက်ထဲမှာလည်းအေးဆက်ဆက်ငွေသက်တွေထွက်နေတဲ့ရွှမ်းချမ်းနဲ့တာကိုစုပ်ကင်ထားတယ်မိနစ်30လောက်ကြာတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးရဲ့စွမ်းအင်တွေရုတ်တရက်မြင့်တက်လာပြီးရှုဆောင်တောက်ကအရင်ဆုံးမျက်လုံးပွင့်လာတဲ့၄ဆင့်စောပိုင်း၄ဆင့်လယ်ပိုင်း၄ဆင့်နောက်ပိုင်းဆိုပြီးတော့နောက်ဆုံးမှာတော့၄ဆင့်ထိုးထိပ်ထိရောက်သွားရောကျန်းရှင်းကြီးရဲ့စွမ်းအင်တွေကလည်းတည်ငြိမ်စွာနဲ့မြင့်တက်လာပြီးကြိုချမ်းချမ်းရဲ့ပုံရိပ်ကပိုပြီးတော့တောင်ထင်ရှားလာကနောက်ဆုံးမှာတော့သူလည်း၄ဆင့်ထိုးထိပ်မှာပဲရက်တန့်သွားတဲ့ရှုဆောင်တောက်ကအရန်စိတ်လှုပ်ရှားပြီးမြေကြီးကိုလက်တီးနဲ့တစ်ချက်ထိုးချလိုက်တာမှာဖုံးဆိုတဲ့အတန်နဲ့အတူတတုချန်ခင်းပေါ်မှာအခွက်တောင်ဖြစ်သွားတယ်အမလေးတာက၄ဆင့်ထိုးထိပ်ဆိုတာကိုရန်ကိုတောင်တင်းတမန်နေတယ်လို့ခန်းစားရတယ်လို့ပြောလိုက်တယ်ကျန်းရှင်းကြီးကတော့သူ့စွမ်းအင်တွေကိုတိမ်ပြီးမျက်လုံးပွင့်လာတယ်သူကရှုဆောင်တောက်လိုမျိုးပုံစံမဖမ်းပေမဲ့သူ့မျက်လုံးထဲမှာတော့ဝမ်းသာနေတဲ့အရေးအယောင်တွေထင်ဟပ်နေရဲ့ကြိုချမ်းချမ်းရဲ့စင်ကဲပြောင်းလဲမှုနယ်ပယ်ကအရင်ကထက်3ဆလောက်ပိုကျသွားပြီလေအကယ်၍သာနောက်တစ်ခါစိတ်တတော်တွေစိတ်ငွေတွေဒါမှမဟုတ်စိတ်ကိုထိခိုက်စေတဲ့အရာတွေနဲ့ကြုံရရင်တော့မှကျွန်တော်ကအကုန်လုံးကိုကာကွယ်ပေးနိုင်တဲ့ဘေးကင်းရာနေရာတစ်ခုကိုဖန်တီးပေးနိုင်မှာပါကျွန်တော်လည်းအချိန်နဲ့စွာနဲ့ခေါင်းညှိလိုက်တဲ့အချိန်မှာပဲလေကျန်းစီကဗီဒီယိုကောဝင်လာတဲ့စက်ခရင်ထဲမှာတော့လေကျန်းကကျွန်တော်တို့3ယောက်ကိုကြည့်နေပြီးသူ့မျက်လုံးတွေထဲမှာမြုံနိုင်စရာကောင်းတဲ့အံ့အားသင့်မှုတွေအပြည့်ပါပဲချီစရာကြီးဒီနေ့တောင်ဘက်ဆုံးကစက်မှုစုံမှာဖြစ်ပျက်သွားတဲ့လှုပ်ရှားမှုတွေကလေအပြင်ဘက်ကဒီရေပါဝါတွေကိုအကုန်ရှင်းပြီးပြီဆိုတော့မြောက်ဘက်စခန်းမှာလည်းအသက်ရှူချောင်သွားပြီပေါ့ငကားတက်မှုကအားလုံးကို
ကျေးဇူးတင်စကားပြောလိုက်ပါတယ်အဲ့ဒါနဲ့ပဲဆက်သွယ်ရေးဆက်ကိုပိတ်လိုက်ပြီးတော့ရှူးဆောင်တော့ကကိုဆန်တန်းလိုက်တယ်အကိုလည်းမနှက်ဖြန်ကြရင်ရောဘီလူတွေကိုသွားတက်ဦးမှာလားလို့သူကမေးတယ်ကျွန်တော်လည်းစက်ခရင်ပေါ်မှာတစ်စက္ကန့်မချတက်လာနေတဲ့တနိုင်ငံလုံးကတားရဲကောင်တွေအကြောင်းသတင်းချက်လက်တွေကိုကြည့်လိုက်ပြီးတော့အေးဆေးပဲပြန်ပြောလိုက်တယ်တန်းကျိုးတစ်ဝိုက်ကတော့အခုလောလောဆယ်စိတ်ပူစရာမလိုတော့ပါဘူးနောက်ပိုင်းကျရင်တော့တခြားစစ်မျက်နှာတွေကိုဘာဆက်လုပ်ရမလဲဆိုတာကြည့်ရဦးမှာပဲ